ကျွန်တော်ကတရုတ်ဆောင်ပညာကိုတကယ်တမ်းကြောင်းတက်ပြီးဘွဲရထားတဲ့တရုတ်ဆောင်တစ်ယောက်ပါအချင်းပြက်ရာရှိ corrupt official ဖြစ်တရုတ်ဆောင်ခိုင်းရင်ကျွန်တော်တရုတ်ဆောင်တာအရန်တဘာဝကြလို့ပြည်သက်တွေတောင်ဒီလူကိုမတရားဆွဆွဲထားတာပဲလို့ဝိုင်းပြောကြတယ်စိတ်ဖောက်ပြန်လူဆိုးဖြစ်တရုတ်ဆောင်ရင်လည်းကျွန်တော်ရဲ့ကျန်တဲ့ရက်ဆက်တဲ့အမှုရာကြောင့်မိဘတွေကကလေးတွေကိုခြောက်လန့်ဖို့တောင်အသုံးချကြတယ်ဒါပေမဲ့တရုတ်ဆောင်ပြိုင်ပွဲအစီအစဉ်တစ်ခုမှာဝင်ပြိုင်တဲ့အချိန်အဆက်အသွယ်ရှိသူတွေကြောင့်ကျွန်တော်အတွက်ဖြစ်တဲ့ရဲရာရှိဇက်ရုပ်ကိုအခြားသူတစ်ယောက်ကရသွားပြီးကျွန်တော်လက်ထဲကျန်ခဲ့တာကမူရစ်ဆေးဆွဲသူဇက်ရုပ်ပဲဇက်ညွန်းကိုကြည့်လိုက်တဲ့အချိန်မှာစိတ်ထဲကအေးဆက်သွားတယ်ဒီလိုဆိုတရုတ်ဆောင်လို့ဘာအဓိပ္ပာယ်ရှိတော့မှလဲအဲ့ဒီအချိန်မှာရုတ်တရက် electronic အတန်တန်ထွက်ပေါ်လာတယ်ဂုံယူပါတဲ့တရုတ်ဆောင်စနစ် actor system ကိုအောင်မြင်စွာဖွင့်လှစ်ပြီးပါပြီယခုတင်တရုတ်ဆောင်ရမည်ဇက်ကောင်မှာမူရစ်ဆေးဆွဲသူဖြစ်သည့်စုအဖြစ်တင်အားမူရစ်ဆေးကို10နှစ်ကြာဆွဲလန်းခဲ့ဘူးသူ၏ကိုခန္ဓာအခြေအနေကိုပေးအပ်ပါသည်ခဏတာတိတ်ဆိတ်သွားခဲ့တယ်ဒီလိုဆိုငါတရုတ်ဆောင်မှုကပြန်တက်သွားတော့မှာပဲဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ကိုခန္ဓာတွေကအားအင်တွေအကုန်ပြောက်ကွယ်သွားတယ်လို့ခံစားလိုက်ရတယ်အကြီးကျယ်တန်းဝင်မိတယ်မျက်ရည်တွေကလည်းအလိုလိုစီးကျလာတယ်အစင်တစ်ပြင်မှာပြန်ပွဲဝင်2ယောက်လုံးကိုယ်စက်ရုံနေရာမှာတွားရက်ပါခဏလေးကျွန်တော်ကိုပြင်ဆင်ချိန်နည်းနည်းပေးပါဦးပြောပြီးတာနဲ့ထောက်တနေရာကိုပြေးသွားကဒူးထောက်ထိုင်ပြီးအန်ဂျင်တလို့ဖြစ်လာတယ်အခန်းထဲကလူအလုံးအံ့ဩသွားကြတယ်ဒါဘာဖြစ်နေတာလဲကျွန်တော်ရဲစက်ရုပ်ကိုအစားထိုးရထားတဲ့ရဲမင်းကတော့မသိတယ်လို့ပြောလိုက်တယ်စိတ်ဖိစီးလို့အန်နာပေါ့စိတ်တက်ကတော်တော်အားနေတာပဲရဲမင်းကဇက်ရုပ်ထဲဝင်ဖို့စူးစမ်းနေချိန်ထောက်မှထိုင်နေတဲ့ကျွန်တော်ကတော့အတွင်းစိတ်တုန်လုံးနေတယ်ကိုခန္ဓာကတကယ်ကိုမမှန်တော့ဘူးအားမရှိဘူးကျွန်တော်ဘဝမှာမူရစ်ဆေးဆိုတာမထိဘူးဒါပေမဲ့အခုတော့လက်မောင်းတွေမှာကြက်သီးတွေထလာတယ်ဘိုက်ထဲကလှုပ်ရှားနေတယ်ခြေလက်တွေတုန်နေတယ်တကူလုံးချွေးတွေထွက်နေတယ်ဒါဟာတာမန်ချင်းနေမဟုတ်တာသိချတယ်စနစ်ရဲ့အတန်ကိုတတိယလိုက်တာနဲ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာတယ်ချက်ချင်းပဲခန္ဓာကိုယ်ကပုံမှန်ပြန်ဖြစ်သွားတယ်မအီမတာဖြစ်တာတွေအကုန်ပျောက်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ဝမ်းသာလွန်လို့မျက်ရည်တောင်ကျချင်သွားတယ်ကံကောင်းလို့ပြန်ပြောင်းလို့ရသေးတာပဲဒီစနစ်ကတကယ်မိုက်တယ်တရုတ်ဆောင်ရမယ့်စက်ကောင်ရဲ့ကိုခန္ဓာအခြေအနေကိုတကယ်ပေးနိုင်တာပဲလူချန်အစင်သင့်ဖြစ်ပြီလားအချိန်ဆွဲနေအောင်မယ်ဆိုရင်ပြန်ပွဲကနေထုတ်ပယ်ခံရလိမ့်မယ်အစင်သင့်ပါအတွေးတစ်ချက်နဲ့မူရစ်ဆေးဆွဲသူရဲ့အခြေအနေကိုထပ်ပြောင်းလိုက်တယ်တုံတုံရင်ရင်နဲ့ဖြည်းဖြည်းချင်းထလာပြီးရဲမင်းရဲ့ရှေ့မှာထိုင်ချလိုက်တယ်အဲ့ဒီမြင်ကွင်းကိုမြင်တဲ့လူတိုင်းအံ့ဩသွားကြတယ်သူ့မျက်နှာဘာလို့ဒီလောက်ဖြူဖြောနေတာလဲဒါနဲ့ဒိုင်လူကြီးက action လို့អော်လိုက်တာနဲ့စမ်းသက်တရုတ်ဆောင်မှုစတင်သွားတယ်ရဲမင်းကရဲရရှိအဖြစ်တရုတ်ဆောင်ရတာဖြစ်ပြီးမျက်လုံးအကြည့်စူးရှာမှုနဲ့ဖိအားပေးနိုင်တဲ့ကိုဟန်မူရာကိုပြရမယ်သူကမျက်နှာတီတီထားနိုင်ပေမဲ့တကယ်ကြည့်လိုက်ရင်အဆင်မပြေတာတွေအများကြီးရှိတယ်ဒီနေ့မိတ်ကလိမ့်ထားတယ်မျက်လုံးအကြည့်ကလည်းစူးရှာတာမဟုတ်ဘဲနည်းနည်းအကြံသမားဆန်နေတယ်ကျွန်တော်ကတော့မူရစ်ဆေးဆွဲသူတယောက်ဆေးဖြတ်လက္ခဏာပြင်းထန်လာပြီးစိတ်ထိမနိုင်တော့တဲ့အခြေအနေကိုတရုတ်ဆောင်ရမှာဖြစ်တယ်ကျွန်တော်မှာစာသား30ကျောင်းပဲရှိပြီးအားလုံးကရိုးရှင်းတယ်တရုတ်ဆောင်မှုစတင်တာနဲ့ကျွန်တော်စက်ရုပ်ထဲတန်းဝင်သွားတယ်တကူလုံးတုန်ခါနေတယ်မျက်နှာကစိမ့်ဖြော့နေတယ်ထိုင်နေရာကနေလက်တစ်ဖက်နဲ့အမြဲတမ်းလက်မောင်းကိုကုပ်နေမိတယ်လဲဘင်းနောက်ဖက်နဲ့ကျောင်းမှာချွေးတွေဆူရွှဲနေတယ်အင်ဂျီတောင်ဆိုသွားပြီရဲဘော်စစ်လိတ်ရှိလားတလိတ်လောက်ပေးပါဟေ့ဒီကောင်ကတကယ်တရုတ်ဆောင်နေတာလားတကယ်ဖြစ်နေတာလားမျက်နှာတောင်စိမ့်နေပြီမျက်လုံးတွေကလည်းတွေးကြောတွေပြည့်နေတယ်တကယ်မူရစ်ဆေးဆွဲထားတာများလားကျွန်တော်ခမရတို့ရှာနေတဲ့ရှန်ကြားကိုတကယ်မသိပါဘူးရေတစ်ခွက်လောက်ပေးပါဒီလိုအမြဲစိုက်ကြည့်နေလဲဘာမှမထူးဘူးကျေးဇူးပြုပြီးစစ်လိတ်တလိတ်လောက်တောက်ခွင့်ပေးပါစကားတောင်ဆက်မပြောနိုင်တော့ဘူးတကူလုံးတုန်ခါနေတယ်မျက်လုံးတွေသွေးနေရဲလာပြီးစိတ်လှုပ်ရှားမှုကလည်းပိုပြင်းလာတယ်အဲ့ဒီအချိန်မှာတစ်ဖက်ကရဲမင်းလဲအစောပိုင်းကလိုမန်တက်ထိုင်နေတာမဟုတ်တော့ပဲမတိမတာတတိထားပြီးတတိကြီးကြီးနဲ့ထိုင်နေတော့တယ်ကျွန်တော်လက်တွေကတိတိတတာတုံရင်နေပြီးရဲမင်းကိုကြည့်တဲ့အကြည့်ထဲမှာတရုတ်ဆောင်နေတဲ့အရေးအယောင်လုံးဝမရှိတော့ဘူးကျန်တာကတော့ကြောက်စရာကောင်းတဲ့စိတ်မငြိမ်မှုနဲ့ယူသွတ်တယ်လို့အကြည့်တွေပဲဒီကောင်ကတကယ်ဆေးဖြတ်လက္ခဏာဖြစ်နေတာများလားဒီလောက်ထိတရုတ်ဆောင်နိုင်တာမဖြစ်နိုင်ဘူးရဲမင်းကချက်ချင်းပဲစစ်ဆေးရေးအရာရှိမုတ်ကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာစစ်ဆေးရေးတိုင်3ယောက်လုံးလဲတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ကြည့်နေကြတယ်ထောက်မှာရိုက်ကူးနေတဲ့အစီအစဉ်ဖွဲ့ဝင်2ယောက်တောင်အံ့ဩနေကြတယ်လူတိုင်းရဲ့စိတ်ထဲမှာအတွေးတစ်ခုတည်းပဲရှိနေတယ်ဒီလူတကယ်ဆေးဖြတ်လက္ခဏာဖြစ်နေတာလားကျွန်တော်မျက်နှာပေါ်ကချွေးတွေကိုအဆက်မပြတ်တုပ်ရင်းရဲမင်းကိုဒေါသထွက်တဲ့မျက်လုံးနဲ့စိုက်ကြည့်လိုက်တယ်ညီလေးငါ့ကို secret တလိပ်ပေးမပေးရင်မင်းဘာမှမမေးနိုင်ဘူးဘာကြည့်နေတာလဲမင်းငါ့ကိုရိုက်ချင်နေတာမဟုတ်လားလာလေရိုက်လေငါ့ကိုတက်လိုက်စမ်းနောက်ဆုံးစကားတွေကိုလဲချောင်းကွဲမတက်အော်ဟစ်လိုက်တယ်ရဲမင်းကကျွန်တော်အကြည့်နဲ့မျက်နှာမူရာကိုမြင်လိုက်တာနဲ့တကယ်လန့်သွားတယ်အလိုလိုထွက်လိုက်ပြီးခြေလမ်းတော်များများနောက်ဆုတ်သွားတယ်မျက်နှာကဖြူဖြော့နေပြီးကြောက်လန့်နေတယ်ထိုင်ခုံတောင်လဲကျသွားတယ်တစ်ချိန်တည်းမှာပဲဒိုင်3ယောက်လုံးလဲထရက်ပြီးအံ့ဩစွာကျွန်တော်ကိုကြည့်နေကြတယ်အဲ့ဒီအချိန်ကစပြီးစမ်းတက်ခန်းတွေကလေလူတစ်ခုလုံးပြောင်းလဲသွားတယ်ကျွန်တော်အခြေအနေကပိုဆိုးလာတာကိုမြင်တော့ဒိုင်တယောက်ကဒိုင်ကျုပ်စီကိုအမြန်သွားပြီးတိုးတိုးလေးမေးလိုက်တယ်ဆရာကျန်းဒိုင်ကျုပ်ကျန်းဟွိုင်ရင်ကလည်းစိတ်ထဲမှာတုန်လှုပ်နေပြီဘာမှမပြောဘဲကျွန်တော်ကိုပဲစူးစိုက်ကြည့်နေတယ်ဒီလူငယ်ကတကယ်တရုတ်ဆောင်နေတာလားဒါမှမဟုတ်တကယ်ဆေးဖြတ်လက္ခဏာဖြစ်နေတာလားလုံးဝမခွဲနိုင်တော့ဘူးအခုချိန်ထိကျွန်တော်စာသား30ကျောင်းထဲက9ကျောင်းပြောပြီးသွားပြီ
အထူးသဖြင့်နောက်ဆုံးစကားအတန်တွေကယူသွမှုစိတ်ဖောက်ပြန်တယ်လို့အော်ဟစ်မှုရိုက်လေတက်လိုက်စမ်းဆိုတဲ့စကားတွေကကျွန်တော်ကိုယ်တိုင်ထပ်ဖြည့်ထားတာဒါပေမဲ့အဲ့ဒီထပ်ဖြည့်ထားတဲ့စကားတွေကြောင့်တရုပ်ဆောင်မှုကအထွတ်ထိပ်ကိုရောက်သွားတယ်ကျန်းဟွာရင်ကတော့တကိုယ်လုံးကြက်တီးမွေးညင်းထားနေပြီဒီဟာကသာတရုပ်ဆောင်တာဆိုရင်ကြည့်နေတဲ့လူကိုယ်တောင်ကိုယ်တိုင်အဲ့ဒီနေရာရောက်သွားတယ်လို့ခံစားရစေတယ်ဒီလူငယ်ရဲ့တရုပ်ဆောင်စွမ်းရည်ကကြောက်စရာကောင်းလွန်းတယ်ထောက်မှာရိုက်ကူးနေတဲ့ဝန်ထမ်းနှစ်ယောက်ကတိုးတိုးလေးပြောနေကြတယ်ဟေးလီကိုဒီကောင်တကယ်ဆေးဖြတ်လက္ခဏာဖြစ်နေတာလားမင်းကဘာဝင်ရှုပ်နေတာလဲခေါင်းဆောင်တွေတော့မပြောသေးဘူးကြည့်နေုံပဲဒါပေမဲ့သူတကယ်ယူတော့မဲ့ပုံပဲစပွဲတွေမောက်ပြစ်ရင်ဘယ်လိုလုပ်မလဲတွားကူရအောင်ကြားဘူးတာတော့ဆေးဖြတ်နေတဲ့လူကခွေးယူလိုပဲကတ်ခံရရင်တောင်ခွေးယူကာကွယ်ဆေးထိုးရတယ်တဲ့စကားမဆုံးသေးခင်ခွန်းဆိုတဲ့အတန်ကြီးထွက်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်ကဇက်ရုပ်ထဲအပြေးအဝဝင်သွားပြီစပွဲတွေ့ရင်မှောက်ချင်တယ်ခုံတွေ့ရင်ရိုက်ခွဲချင်တယ်ဘာကိုကြည့်ကြည့်မကြည့်မသာဖြစ်နေတယ်မငြိမ်မသက်ဒေါသထွက်လွယ်ပိတ်မိနေတဲ့တားရဲတကောင်လိုအရာအလုံးကိုကိုက်ဖြတ်ချင်နေတယ်ရုတ်တရက်ရဲမင်းစီကိုအရှိန်ပြင်းပြင်းနဲ့ပြေးဝင်သွားလိုက်တယ်ရဲမင်းကမျက်နှာဖြူဖြော့သွားပြီးနောက်ဆုတ်လိုက်တယ်ဒါပေမဲ့အလန့်တကြားနဲ့ဘဲချီကညာချီကိုခလုတ်တိုက်မိပြီးဖုံးဆိုပြီးဖင်ထိုင်လဲကျသွားတယ်အဲ့ဒီမြင်ကွင်းကကျွန်တော်ရဲ့ဒေါသကိုပိုးပေါက်ကွဲစေတယ်ကျွန်တော်ချက်ချင်းခုန်သွားပြီးဒူးနဲ့သူ့ရင်ဘက်ကိုဖိထားလိုက်တယ်ပြီးတော့ယူသွတ်နေတယ်လို့အော်ဟစ်နေတယ်ပေးစမ်းတဖွာလောက်တဖွာပဲပေးစမ်းကဲကြပါဦးလူချန်ဘာလုပ်နေတာလဲအမြန်သွားပြီးသူ့ကိုဆွဲခွာကြပြီးပြီဒီတခါတော့တကယ်ဆေးဖြတ်လက္ခဏာဖြစ်သွားပြီပြေးကြတော့အဲ့ဒီအချိန်မှာကျွန်တော်ကရဲမင်းရဲ့အိတ်ကက်ထဲက secret တပူကိုတကယ်ရှာတွေ့သွားတယ်ချက်ချင်းလှည့်ပြေးပြီးထောက်တနေရာမှာကွေးကွေးလေးထိုင်ချလိုက်တယ်တုံနေတဲ့လက်နဲ့ secret တလိပ်ထုတ်ဖို့အားကုန်သုံးနေရတယ်မိချစ်ကမြေကြီးပေါ်ကိုအကြိမ်ကြိမ်ပြုတ်ကြတယ်နောက်ဆုံးတော့ကောက်ယူပြီးမိညှိနိုင်သွားတယ် secret ကိုအားရပါရတဖွာရှူလိုက်တယ်မျက်ရည်နှာရည်တတွေးအားလုံးရောနှောနေတယ်မိခိုးကိုဖြည်းဖြည်းချင်းမှုတ်ထုတ်ရင်တိုးတိုးလေးရေရွတ်လိုက်တယ်တဖွာရဲနဲ့အသက်ပြန်ရှင်လာတယ်လို့ပဲအဲ့ဒီအချိန်မှာစမ်းတက်ခန်းလယ်မှာတော့ရိုက်ကူးရေးဝန်ထမ်းနှစ်ယောက်ကရဲမင်ကိုအမြန်ဆွဲခေါ်ပြီးအဝေးကိုရွှေ့ထားလိုက်ကြတယ်မြေကြီးပေါ်မှာစီးတွေအရှိကြီးစီးကြကြံခဲ့တဲ့ရဲမင်ကအရန်လန့်သွားလို့စီးမထိန်နိုင်တော့ဘူးစစ်စေးတိုင်တယောက်ကအလင်းအမြန်ရဲကိုဖုံးဆက်အကြောင်းကြားလိုက်တယ်ဒိုင်ကျုပ်ကျန်းဟွာရင်နဲ့အမျိုးသမီးတိုင်ကတော့လုံခြုံရေးအတွက်နောက်တစ်ခါနားကိုစုပ်သွားကြတယ်ဘယ်သူမှကျွန်တော်အနာကိုမကက်ရဲကြဘူးကျွန်တော်ကတော့ထောက်တနေရာမှာကွေးကွေးလေးထိုင်ရင်း secret ကိုတဖွာပြီးတဖွာတောက်နေတယ်10မိနစ်လောက်ကြာတော့အပြင်ဘက်ကရဲကားအိုးတန်ထွက်ပေါ်လာတဲ့မကြခင်စစ်စေးကန်းတကားပွင့်သွားပြီးယူနီဖောင်းဝတ်ရဲရရှိနှစ်ယောက်ဝင်လာတယ်ဒိုင်တယောက်ကချက်ချင်းရှိတက်သွားပြီးကျွန်တော်ကိုလက်ညှိုးထိုးပြရင်းအလော်တကြီးပြောလိုက်တယ်သူပဲသူ့ဆေးဖြတ်လက္ခဏာတက်နေပြီထင်တယ်ကြည့်ပါဦးပြိုင်ပွဲဝင်တယောက်ကိုတောင်ကြောက်လန့်ပြီးစီးထွက်သွားစေလိုက်တယ်ရဲနှစ်ယောက်ကမျက်မှောင်ကျုပ်လိုက်တယ်တယောက်ကလျှက်စစ်တုပ်ထုတ်ပြီးနောက်တစ်ယောက်ကငရုတ်ကောင်းဖြန်းဆေးကိုကင်လိုက်တယ်သူတို့နှစ်ယောက်ဖြည်းဖြည်းချင်းကျွန်တော်စီလျှောက်လာကြတယ်ထိန်းချုပ်ဖို့ပြင်ဆင်နေချိန်မှာကျွန်တော်ရုတ်တရက်ခေါင်းလှည့်ပြီးမေးလိုက်တယ်ဟိုးတခုမေးချင်လို့ကက်ကလို့အော်ပြီးသွားပြီလားရဲအကိုနှစ်ယောက်ကအစီအစဉ်ကကြိုတင်စီစဉ်ထားတဲ့တရုပ်ဆောင်တွေလားရဲနှစ်ယောက်ကဘာမှမပြောဘဲကျွန်တော်ကိုချက်ချင်းရဲစခန်းကိုခေါ်သွားလိုက်တယ်စစ်ဆေးခန်းအပြင်မှာလူရနဲ့ချီပြီးဖုန်းတွေကင်ကဗီဒီယိုရိုက်နေကြတယ်ကြားပြီးပြီလားပြိုင်ပွဲဝင်တယောက်ကမူရစ်ဆေးဆွဲသူတဲ့တိုက်တိုက်ဆိုင်ဆိုင်စမ်းတက်ခန်းမှာတရုပ်ဆောင်ရတဲ့ဇက်ရုပ်ကလည်းမူရစ်ဆေးဆွဲသူပဲတရုပ်ဆောင်နေရင်ဆေးဖြတ်လက္ခဏာတက်လာတဲ့ပြိုင်ဘက်ကိုတောင်ကြောက်လန့်လို့စီးထွက်သွားအောင်လုပ်လိုက်တာအဲ့ဒီပြိုင်ဘက်က cosplay နာမည်ကြီး internet ဆယ်လီတယောက်တဲ့သတင်းက online တစ်ခွင်လုံးချက်ချင်းပြန့်နှံ့သွားတယ်ထူးဆန်းတဲ့ post တွေအမျိုးမျိုးတက်လာပေမဲ့အားလုံးရဲ့အဓိကဇက်ကောင်ကကျွန်တော်ပဲညနေပိုင်းနေဝင်ချိန်မှာတော့ကျွန်တော်နောက်ဆုံးရဲစခန်းကနေပြန်ထွက်လာနိုင်ခဲ့တယ်စီးစစ်ဆေးမှုဖြစ်ဖြစ်သွေးစစ်ဆေးမှုဖြစ်ဖြစ်အားလုံး negative ထွက်လာတယ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာတားမြစ်ဆေးဝါးတစ်စက်မှမရှိဘူးဒါကြောင့်စစ်ဆေးခန်းထဲမှာကျွန်တော်ပြသခဲ့တဲ့အပြုအမူအားလုံးဟာတရုပ်ဆောင်မှုတသက်တာဖြစ်ကြောင်းသက်သေပြနိုင်ခဲ့တယ်ရဲစခန်းတကားကထွက်လာတော့နောက်ကနေရဲရရှိတယောက်လိုက်လာတယ်သူကနေ့လေတုန်းကကျွန်တော်ကိုကိုယ်တိုင်ရဲစခန်းခေါ်လာခဲ့တဲ့မာကျွန်းဖြစ်တယ်လမ်းဘေးရောက်တော့သူကကျွန်တော်ပခုံးကိုပုတ်ပြီးပြောတယ်ကောင်လေးအိမ်ပြန်တော့နောက်ပြီးမင်းပြိုင်ပွဲအတွက်ငါတို့ထောက်ခံစာတစ်စောင်ထုတ်ပေးမယ်ကျေးဇူးတင်ပါတယ်ရဲအကိုရပါတယ်အမှန်ပြောရရင်မင်းကိုပထမဆုံးတွေ့တော့ကတကယ်ဆေးဖြတ်လက္ခဏာဖြစ်နေတယ်လို့ထင်ခဲ့တာနောက်မှသိရတာအကုန်လုံးတရုပ်ဆောင်တာဆိုတော့တကယ်အံ့ဩစရာပဲချီကျူးပေးတာကျေးဇူးပါကျွန်တော်သွားလိုက်ပါဦးအစီအစဉ်ဘက်ကိုထောက်ခံစာမြန်မြန်ပို့ပေးပါနော်စိတ်ချပါသွားတော့အဲ့ဒီညမှာပဲပေကျင်းမြို့ရဲစခန်းကတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်တယ်ကျွန်တော်ကိုတရုပ်ဆောင်ဆိုတာဘာလဲအစီအစဉ်ရဲ့လူရွေးပွဲကနေရဲခေါ်သွားတဲ့ကိစ္စကလူအများစိတ်ဝင်စားမှုအယမ်းမြင့်သွားတာကြောင့်ရဲဘက်ကအမှန်တရားကိုတရားဝင်ရှင်းလင်းပေးဖို့လိုအပ်ခဲ့တာဖြစ်တယ်တစ်ချိန်တည်းမှာပဲအစီအစဉ်အဖွဲ့ပေကျင်းလူရွေးပွဲတာဝန်ခံတဲ့ဒိုင်3ယောက်လုံးရဲစခန်းရဲ့ထောက်ခံစာကိုလက်ခံရရှိသွားတယ်စာကိုဖတ်ပြီးတဲ့နောက်ညစာစားနေတဲ့ဒိုင်3ယောက်လုံးအံ့အားသင့်သွားကြတယ်ဒါဆိုသူကတကယ်ဆေးဖြတ်လက္ခဏာဖြစ်တာမဟုတ်ဘူးလားအားလုံးတရုပ်ဆောင်တာကြီးပဲလားဒီတရုပ်ဆောင်မှုကတော့တကယ်မယုံနိုင်တော့အောင်ကောင်းလွန်းတယ်ဒိုင်ကျုပ်ကျန်းဟွာရင်နဲ့အမျိုးသမီးတိုင်ကချက်ချင်းဆုံးဖြတ်လိုက်ကြတယ်နောက်တစ်ဆင့်တက်ခွင့်ပေးမယ်ဒိုင်တယောက်ကတော့ဘာမှမပြောနိုင်တော့ဘူးသူကိုယ်တိုင်လည်းအံ့ဩနေပြီပြီးတော့ cosplay internet ဆယ်လီဆိုတဲ့တိုင်ဘက်ကလည်းကျွန်တော်ရဲ့တရုပ်ဆောင်မှုကြောင့်ကြောက်လန့်ပြီးစီးတောင်မထိန်နိုင်ခဲ့တာဒီလိုလူမျိုးကိုဘလို့မှကာကွယ်ပေးလို့မရတော့ဘူးဒီလိုနဲ့ကျွန်တော်အောင်မြင်စွာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်ည
9နာရီခွဲမှာတရုတ်ဆောင်ဆိုတာဗာလဲအစီအစဉ်ရဲ့တရားဝင် website မှာပထမအဆင့်လူရွေးပွဲရလဒ်ကိုထုတ်ပြန်လိုက်တယ်ပေကျင်းပြိုင်ပွဲဝင်အောင်မြင်သူစည်ရင်းထဲမှာကျွန်တော်နာမည်ပါဝင်နေတယ်တစ်ချိန်တည်းမှာပဲ website ကရဲစခန်းရဲ့ထောက်ခံစာကိုပါတင်ပေးပြီးကျွန်တော်အပေါ်ထွက်နေတဲ့ကောလာဟလတွေကိုတရားဝင်ဖြည့်ရှင်းပေးလိုက်တယ်ဒီရှင်းလင်းချက်ကိုဖတ်တဲ့လူတိုင်းအံ့အားသင့်သွားကြတယ်ဒါဆိုလူချန်ရဲ့တရုတ်ဆောင်မှုကအရန်အသက်ဝင်လုံးလို့ပြိုင်ဘက်ကိုကြောက်လန့်ပြီးစီးထွက်သွားစေခဲ့တာပေါ့ဒိုင်းတွေတောင်ကြောက်လန့်ပြီးရဲခေါ်တဲ့အထိဖြစ်သွားတာတကယ်တော့သူကအပြစ်ကင်းတဲ့တရုတ်ဆောင်တစ်ယောက်ပဲဝတ္ထုရေးတဲ့သူတောင်ဒီလိုမရေးရလောက်ဘူးဒီလိုနဲ့ online ပေါ်ကလူထုအမြင်ကချက်ချင်းပြောင်းလဲသွားတယ်ကျွန်တော်နာမည်က hard search စရင်းတစ်ခုလုံးကိုထပ်မံသိမ်းပိုက်သွားတယ်ဒါပေမဲ့ဒီတစ်ခါတော့မှတ်ချက်အားလုံးကတရုတ်ဆောင်တာအရန်ကောင်းတယ်ဆိုတဲ့ချီကျူးတန်တွေပဲဖြစ်နေခဲ့တယ်တကောင်ကြော်သွားချိန်မှာတော့ရဲမင်းရဲ့စိတ်အခြေအနေကအရန်ဆိုးနေတယ်ဒီညတော့ cosplay လုပ်ဖို့စိတ်မရှိတော့ဘူးနေ့လေကလူရွေးပွဲတစ်ခုပဲသွားပြိုင်တာဒါပေမဲ့အဲ့ဒီအယူကောင်ရဲ့တရုတ်ဆောင်မှုကြောင့်ကြောက်လန့်ပြီးစီးမထိန်နိုင်ခဲ့တယ်အရှက်ကတကယ်ကြီးကဘာကြော်သွားပြီး live win ဖို့လည်းစိတ်မပါဘူးဒါပေမဲ့ပရိသတ်တွေနဲ့ဆက်ဆံရေးမပြတ်အောင်လုပ်ကိုတော့ဖွင့်ရမယ်ဒါကသူ့ရဲ့ fan တွေကိုထိန်းထားတဲ့နီးလန်းဖြစ်လို့မကြာခဏစကားပြောပေးရတယ်ရဲမင်းကပေါ့ပေါ့ပပအဝိစားလဲပြီးစပင်ကိုနည်းနည်းပြင်လိုက်တယ် beauty filter နဲ့ camera filter တွေဖွင့်လိုက်တော့ TikTok style ချုံမောတဲ့လူငယ်လေးတိုင်းပြန်ဖြစ်သွားတယ်အစင်သစ်ဖြစ်တာနဲ့ live စဖွင့်လိုက်တယ်ဒါပေမဲ့ live ဖွင့်လိုက်တဲ့အချိန်မှာသူအံ့ဩသွားတယ်ကြည့်ရှုသူအရေးအတွက်က9000ကျော်နေပြီသူ့မှာ fan 3သိန်းလောက်ပဲရှိတာပုံမှန်ဆိုလို့ကြည့်သူ1000ကျော်ရင်တော့အရန်ကောင်းနေပြီဒီနေ့တော့ကြည့်ရှုသူတွေမရက်မနာတိုးလာနေတယ်လူတိုင်းကသူ့ကိုစောင့်နေတယ်လို့ပဲရဲမင်းလည်းစိတ်နဲ့နဲ့ပြန်ကောင်းလာတယ်ကင်မရာရှေ့မှာ pause ပေးပြီးမင်္ဂလာညချမ်းပါအားလုံးရေလို့နှုတ်ဆက်လိုက်တယ်ဒါပေမဲ့စကားမစသေးခင်သူ့မျက်နှာကချက်ချင်းတောင့်တင်းသွားတယ် lift ချက်တစ်ခုလုံးမှတ်ချက်တွေနဲ့ပြည့်သွားတယ်ဟာဟာရဲလုံးလို့တေတော့မယ်ကျွန်တော်ကတော့ streamer ကိုခေါင်းအောက်ခြေပေါ်လုပ်ပြီးရေတောက်ပြတာကြည့်ဖို့လာတာ streamer လူရွေးပွဲအောင်စရင်ကိုတွေ့ပြီးပြီလားလူချန်အောင်သွားပြီတဲ့ online မှာပေါက်ကြားလာတဲ့ video ကြည့်ပြီးပြီတကယ်မျက်လုံးပြူးသွားတယ်တခြားလူတွေကိုအကုန်အသာလေးကြော်တက်သွားတယ်အဲ့ဒါတရုတ်ဆောင်တာဆိုတာဘလို့မှမယုံနိုင်ဘူး streamer ကြောက်ပြီးစီးထွက်သွားတဲ့အပိုင်းကိုဖျက်ထုတ်ထားတာသတိထားမိလားမဖျက်ထားရင်တော့ streamer ကပိုးတောင်နာမည်ကြီးသွားမှာအခုလည်းနာမည်ကြီးနေပါပြီလူတိုင်းကမင်းကိုစီးလို့မင်းသားလို့ခေါ်နေကြတယ်လား live မှာအလောင်းပြန်လန်ပြီးအဲ့ဒါလုပ်ပြမလုပ်ရင် fan မလုပ်တော့ဘူးတကယ်ပြောတာဟာအပေါ်ကခမန်က top fan အမကြီးပဲဒီညတော့ပွဲကြီးပဲရဲမင်းတကယ်ထိတ်လန့်သွားတယ် top fan အောင် fan မလုပ်တော့ဘူးလို့ပြောနေပြီ live ကြည့်သူကလည်းတသိန်းနီးပါးရောက်လာပြီလူတိုင်းကသူလုံးမလုံးစောင့်ကြည့်နေကြတယ်တကယ် fan တွေထွက်သွားရင်ဒီအခန်းကပြီးသွားပြီအစကနေပြန်စားရလိမ့်မယ်ကုမ္ပဏီနဲ့ချုပ်ထားတဲ့စာချုပ်အရရော်ချင်းငွေအများကြီးပေးရမယ်အဲ့ဒီငွေပမာဏကိုစဉ်းစားလိုက်တာနဲ့သူ့တကူလုံးတုံသွားတယ်နောက်ဆုံးသွားကိုတင်းတင်းကြိုက်ပြီး ထွက်လိုက်တယ်ကင်မရာကိုကြည့်ရင်အတင်းပြုံးလိုက်ပြီးသွားကြတဲ့ကနေစကားတခွန်းညှစ်ထုတ်လိုက်တယ်တတိပေးထားတဲ့အတိုင်းလုပ်ပေးမယ်နောက်တနေ့မနက်စောစောဖုန်းမြည်တမ်းကြောင့်ကျွန်တော်အိပ်ရာကနိုးလာတယ်အိတ်ချင်မှုတူနဲ့ဖုန်းကင်လိုက်တယ်တစ်ဖက်ကပြောတာနည်းနည်းကြားလိုက်ရတာနဲ့ကျွန်တော်ချက်ချင်းအိပ်ရာပေါ်ထိုင်လိုက်မိတယ်မျက်နှာပေါ်မှာအပြုံးပေါ်လာတယ်ကျွန်တော်အောင်သွားပြီပေကျင်းပြိုင်ပွဲလူရွေးပွဲပြီးဆုံးသွားပြီစုစုပေါင်း108ယောက်အောင်မြင်ခဲ့တယ်တလအကြာမှာနောက်တစ်ဆင့်ပြိုင်ပွဲစတင်မယ်ကျင်းပမဲ့နေရာကလည်းပေကျင်းမြို့ပဲဖြစ်လို့အဆင်ပြေတယ်တရုတ်ဆောင်ဆိုတာဘာလဲဆိုတဲ့အစီအစဉ်ကအခုချိန်မှာအရန်နာမည်ကြီးနေတယ်အဓိကအကြောင်းရင်းကဒီအစီအစဉ်ကိုဓာတ်ရိုက် live လွှင့်တာဖြစ်တယ် platform အားလုံးမှာတပြိုင်နက်ထုတ်လွှင့်တာကြောင့် rating ကအရန်မြင့်တယ် live ဖြစ်တဲ့အတွက်အငင်းပွားစရာတွေစိတ်ဝင်စားစရာတွေအကုန်ချက်ချင်း trending ဖြစ်သွားတယ်ကြည့်ရတာအရန်စိတ်လှုပ်ရှားဖို့ကောင်းတယ်အရင်ကလည်းဒီလိုအစီအစဉ်တွေကြည့်ဘူးတယ်ဒါပေမဲ့အဲ့ဒီဟာတွေက recorded program ဖြစ်လို့အငင်းပွားမှုအများစုက editing လုပ်ထားတာတဘာဝမကြဘူးအရသာမရှိဘူးဒါကြောင့်တရုတ်ဆောင်ဆိုတာဘာလဲက live စနစ်ကိုအသုံးပြုထားတာတကယ်ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဖုန်းချပြီးမျက်နှာကိုလက်နဲ့အားရပါရပို့လိုက်တယ်မင်းညကစနစ် system ကိုမနက်4နာရီကျော်အထိလေ့လာနေတာကြောင့်အိတ်တာနောက်ကျခဲ့တယ်ဒါပေမဲ့အဲ့ဒီစနစ်ကဘလောက်အံ့ဩဖို့ကောင်းလဲဆိုတာအပြည့်အဝနားလည်သွားပြီပထမဆုံးကျွန်တော်မှာ status panel တစ်ခုရှိတယ် house လူချန်အသက်မွေးဝမ်းကြောင်းတရုတ်ဆောင် level အသက်ဝင်ထားသောစက်ကောင် template မူရစ်စေဆွဲသူကိုပိုင် skill မရှိပစ္စည်းမရှိအပေါ်မှာတော့ကျွန်တော်ရဲ့အခြေအနေကိုပြထားတဲ့ Yoshi နဲ့ status panel တစ်ခုရှိနေတယ်ဒါပေမဲ့ဒီစနစ်ထဲမှာကျွန်တော်ကိုအံ့ဩစေဆုံးအရာကအဆင့် level စနစ်ပဲအခုကျွန်တော်က level 1မှာရှိနေတယ် level 1ကနေ level 2တက်ဖို့ဆိုရင်စက်ကောင်ပုံစံ role template 30ခုကိုအတွေ့အကြုံယူပြီးအသက်သွင်းရမယ်ဒါဆို level 1နဲ့ level 2ပါကွာလဲ level 1မှာအတွေ့အကြုံယူလို့ရတဲ့စက်ကောင်တွေကတာမန်လူတွေပဲဥပမာမူရစ်ဆေးဆွဲသူစဖိုမှုရှိနေဆရာမစတဲ့လက်တွေ့ဘဝမှာတကယ်ရှိတဲ့လူတွေရဲ့စက်ကောင်တွေဒါဆို level 2ကရော level 2ရောက်သွားရင်တရုတ်ဆောင်လို့ရတဲ့စက်ကောင်မျိုးစားကပိုကျလာမယ်လက်တွေ့ကဘာမှမရှိတဲ့စက်ကောင်တွေပါထပ်တိုးလာမယ်ဥပမာတိုင်းကားတွေကဓာတ်သမားကိုခံပညာရှင်လှုပ်ရှားမှုအသားပေးစက်ကောင်တွေလိုမျိုးအထူးစက်ကောင်တွေကျွန်တော်ရဲ့ system နာမည်ကတရုတ်ဆောင်တာအမှန်တကယ်ဖြစ်လာခြင်းဖြစ်တယ်ဆိုလိုတာကကျွန်တော်တရုတ်ဆောင်ရမယ့်စက်ကောင်တစ်ယောက်ကိုစနစ်ကကျွန်တော်ကိုအဲ့ဒီစက်ကောင်အစ်စ်လို့ပြောင်းပေးပြီးအဲ့ဒီစက်ကောင်ရဲ့စွမ်းရည်တွေကိုလည်းပေးအပ်မယ်
ဒါကြောင့် level 2ရောက်သွားရင်ရှေးခေတ်တိုင်းသမားဒါမှမဟုတ်ခေတ်တစ်လောက်ကျန်တက်ဖြတ်သမားစက်ကောင်ကိုတရုပ်ဆောင်တဲ့အခါကျွန်တော်တကယ်တိုင်းသမားတကယ်လောက်ကျန်တက်ဖြတ်သမားဖြစ်သွားပြီတိုင်းပညာနဲ့တက်ဖြတ်နည်းပညာတွေကိုပါတကယ်ပိုင်ဆိုင်လာမယ်ဒါဆို level 3ကရောပိုပြီးအံ့ဩဖို့ကောင်းတယ် level 3ရောက်ရင်ဇက်ကောင်တွေကနတ်ဖျားမသိမျိုးကြင်ကြံအားထုတ်သူတွေထိတိုးချဲ့သွားမယ်ဆိုလိုတာကကျွန်တော် JX ရနတ်ဖျားမသိမျိုးဇလန်းမှာတရုပ်ဆောင်တဲ့အခါတကယ်မသိမျိုးစွမ်းအားတွေရလာမယ်ထူးခြားတဲ့ skill တွေကိုတောင်အသုံးပြုနိုင်မယ်ဒါကတရုပ်ဆောင်တာအမှန်တကယ်ဖြစ်လာခြင်းစနစ်ရဲ့လှုပ်ဝက်ချက်ပဲတကယ်အားကြီးတဲ့ system ဖြစ်တယ်အမှန်ပဲတခြားကဘာကူးလာတဲ့ဆက်လိုက်တွေဘာကြောင့်ဘဝထိတ်ဆုံးရောက်ကြတာလဲအားလုံးမှာဒီလို system တွေရှိလို့ပဲဒါကြောင့်ကျွန်တော်အရန်စိတ်လှုပ်ရှားနေတယ်အနာဂတ်ကိုလည်းအများကြီးမျှော်လင့်ထားတယ်ဒါပေမဲ့အမြင့်ဆုံးအဆင့်ရောက်ဖို့နတ်ဖျားလိုစွမ်းအားရဖို့ကအချိန်တော်ကြာအောင်မယ်ဘာလို့လဲဆိုတော့ system ကကျွန်တော်ကိုတရုပ်ဆောင်ဆိုတဲ့အလုံးနဲ့ပဲကန့်သက်ထားတယ်ဒါကြောင့်တရုပ်ဆောင်မှသာစက်ကောင် template တွေရနိုင်မယ်ကိုဘာသာကိုရိုက်ကိုဘာသာတရုပ်ဆောင်ပြီးလှည့်စားလို့မရဘူးရုပ်ရှင်ဇာတ်လမ်းတွေဒါမှမဟုတ်တရုပ်ဆောင်ဆိုတာဘာလဲလို့အစီအစဉ်တွေမှာစက်ကောင်ရမှသာ template အသစ်တွေဖွင့်နိုင်မယ်ဒါပေမဲ့ကျွန်တော်မလောပါဘူး system ရလာပြီဆိုတော့တဖြည်းဖြည်းချင်းသွားရုံပဲ level 1ကနေ level 2တက်ဖို့30ရောက်လို့တယ် level 2ကနေ level 3ဆိုရင်ဘယ်နှစ်ယောက်လို့မလဲတော့မသိဘူးအခုချိန်မှာအကောင်းဆုံး level တက်နေကဒီလို reality show တွေဝင်ပြိုင်တာဒါမှမဟုတ်ရုပ်ရှင်ရိုက်ကွင်းတွေမှာအပိုတရုပ်ဆောင် extra အဖြစ်ဝင်တရုပ်ဆောင်တာပဲကျွန်တော်ကတော့နာမည်ကြီးမင်းသားမဖြစ်ချင်ဘူးဘယ် agency နဲ့မှလည်းစာချုပ်မချုပ်ဘူးကျွန်တော်အတွက်ရုပ်ရှင်တကားလုံးရိုက်ဖို့မလိုဘူးအဲ့ဒါကအချိန်ကုန်လွန်းတယ်တချို့ရုပ်ရှင်တွေဆိုနှစ်ချီရိုက်ရတယ်ကျွန်တော်မစောင့်နိုင်ဘူးဒါကြောင့်ကျွန်တော်ရဲ့ရည်မှန်းချက်ကတမိုင်းတစ်လျှောက်အကောင်းဆုံးအပိုတရုပ်ဆောင်ဖြစ်ဖို့ပဲညနေ9:00 နာရီခွဲလောက်မှာကျွန်တော်အဝတ်စားတက်တက်ရက်ရက်ဝတ်ပြီးရုပ်ရှင်နဲ့အငှားခန်းလေးကနေထွက်လာတယ်ထားကစား CB ပေကျင်းရုပ်ရှင်အကယ်ဒမီအနီးကဟိုတယ်တစ်ခုကိုသွားလိုက်တယ်ဒီနေရာကအသေးစားရုပ်ရှင်အဖွဲ့တွေယာယီတရုပ်ဆောင်ရွေးချယ်တဲ့နေရာပဲဟိုတယ်ပေါ်ထပ်မှာရုပ်ရှင်အဖွဲ့တွေအများကြီးရှိလို့အောက်မှာနေတိုင်းလူအပြည့်ပဲအဲ့ဒီလူတွေကတနေ့နာမည်ကြီးမင်းသားမင်းသမီးဖြစ်ချင်တဲ့အိမ်မက်နဲ့လာဆောင်နေကြတာအပိုတရုပ်ဆောင်ပဲဖြစ်ဖြစ်အခွင့်အရေးတစ်ခုရဖို့စောင့်နေကြတယ်တချို့ကတရုပ်ဆောင်ကျောင်းဆင်းတွေတချို့ကတော့ဘာအတွေ့အကြုံမှမရှိပဲအိမ်မက်တစ်ခုလေးနဲ့ရောက်လာတဲ့သူတွေဒီနေရာရဲ့ကောင်းချက်ကပွဲစားမရှိဘူးအလိမ်ညာမရှိဘူးရုပ်ရှင်ကျောင်းနဲ့နီးလို့အများစုကကျောင်းသားတွေပဲကျွန်တော်ရောက်တော့အရင်လိုပဲတစ်ပင်အရေးအောက်မှာငြိမ်ငြိမ်လေးရက်ဆောင်နေလိုက်တယ်ဟိုတယ်ထဲကနေအချိန်မရွေးလူဆင်းလာပြီးတရုပ်ဆောင်ရွေးတတ်တယ်တနေ့ကိုအခွင့်အရေး9ကြိမ်10ကြိမ်လောက်တော့ရတတ်တယ်ကံကောင်းရင်လုပ်ခဲ့ရမယ်ကံမကောင်းရင်တော့ထမင်းဘူးတော့ရတယ်ကျွန်တော်လည်းအရင်ကမကြခဏလာဘူးလို့နေရာနဲ့ရင်းနှီးနေပြီရက်ဆောင်တာမိနစ်အနည်းငယ်ပဲရှိသေးတယ်လူတယောက်အောက်ဆင်းလာတယ်သူကဝါဝကစ်ကစ်လူငယ်တယောက်အပြာရောင်ရှက်အင်ဂျီဝတ်ထားပြီးချွေးတွေရွှဲနေတယ်လက်မောင်းအောက်တောင်ချွေးနဲ့ဆိုနေပြီသူကအော်လိုက်တယ်ဟင်းချက်တက်တဲ့လူရှိလားအ ਨੇ ဆုံးဒဲအိုးကိုကျွမ်းကျင်ခြင်းကင်တက်ရမယ်အသက်25ကနေ35ကြားစကားပြောခန်းလဲရှိတယ်အဲ့ဒီစကားကြားတာနဲ့အရင်ကလေးကစောင့်နေတဲ့အပိုတရုပ်ဆောင်တွေအားလုံးအုံလိုက်ချင်းလိုက်ဝိုင်းသွားကြတယ်ကျွန်တော်ဟင်းချက်တက်တယ်ကျွန်တော်လဲရတယ်ဒဲအိုးလန်တာအရန်ကျွမ်းတယ်ဒါပေမဲ့ကျွန်တော်အသက်36ရှိပြီတစ်နှစ်ပဲกว่าတာပါရမလားထမင်းကြော်တော့ရတယ်အဆင်ပြေမလားဒဲအိုးမလန်တက်ရင်ရမလားကျွန်တော်စီချွန်းဟူနန်ကွန်တုံဟင်းအကုန်ချက်တက်တယ်ဝါဝကစ်ကစ်ကောင်လေးကလူအုပ်ကြားပိတ်မိသွားတယ်ရာသီဥတုပူတာနဲ့လူတွေအော်ဟစ်ပြောနေကြတာကြောင့်သူ့နားတွေတောင်ဦးနေတော့တယ်သူကစိတ်တို့စိတ်ရှုပ်နေပုံရတယ်ကျွန်တော်ကတော့ဘေးမှာရက်ကြည့်ရင်စိတ်ထဲကနေတိတ်တိတ်လေးရဲမိတယ်အခုလိုလူခေါ်တာနဲ့အော်ဟစ်ပြီးအုံလိုက်ချင်းလိုက်ဝိုင်းသွားတဲ့သူတွေကအများအပြားအတွေ့အကြုံမရှိတဲ့လူသစ်တွေပါကျွန်တော်လိုအတွေ့အကြုံရှိတဲ့အပိုတရုပ်ဆောင်ဆိုရင်ဒီလိုရင်ကောင်လိုဝိုင်းတိုးမှာမဟုတ်ဘူးအချိန်ကိုက်အခွင့်အရေးယူတက်ရတယ်လူအုပ်ရဲ့အတန်တွေတဖြည်းဖြည်းတိတ်သွားတာကိုစောင့်ပြီးကျွန်တော်អော်လိုက်တယ်ဟင်းချက်တက်ပါတယ်ဒဲအိုးလဲလှန်တက်ပါတယ်အသက်26နှစ်ပါအရေးကြီးတဲ့အချက်တွေကိုတခါတည်းပြောလိုက်တယ်ဝါဝကစ်ကစ်ကောင်လေးကချက်ချင်းကျွန်တော်ကိုသတိထားမိသွားတယ်လှည့်ကြည့်လိုက်ပြီးရုတ်တရက်မျက်နှာအမူအရာပြောင်းသွားတယ်သူ့ပတ်ဝန်းကျင်ကလူတွေကိုတွန်းဖယ်ပြီးကျွန်တော်စီအမြန်လျှောက်လာတယ်ဟေ့မင်းကိုငါဘာလို့ယဉ်နေတယ်လို့ထင်နေတာလဲဆိုတာအခုမှမှတ်မိပြီမင်းကမနေ့ကတရုပ်ဆောင်ဆိုတာဘာလဲလူရွေးပွဲမှာပါတဲ့လူချင်မဟုတ်လားမူရစေးဆွဲသူတရုပ်ဆောင်ပြီးရဲတောင်ရောက်လာအောင်လုပ်ခဲ့တဲ့လူလေဟုတ်တယ်မလားကျွန်တော်ပြုံးပြီးခေါင်းညှိလိုက်တယ်ဟုတ်ပါတယ်ကျွန်တော်ပဲဟာဟာမင်းလည်းအခုထိအလုပ်လိုက်ရှာနေတော့မယ်လားကောင်းပြီမင်းပဲငါနဲ့လိုက်ခဲ့ဒီလိုနဲ့သူ့နောက်ကိုလိုက်ပြီးဟိုတယ်ထဲဝင်သွားတယ်မကြခင်မှာပဲဇက်ကောင်အချက်လက်ကိုရလိုက်တယ်ဒါကဘတ်ဂျက်နေတဲ့မြို့ပြဒရာမာဇလန်တစ်ခုဖြစ်တယ်မနက်ပိုင်းကပဲရိုက်ကူးရေးစတင်ထားပြီးဇက်ကောင်များစုကိုရွေးချယ်ပြီးသားဒါပေမဲ့မနက်ကဖုန်းတစ်ခုပြန်လာတယ်ပထမဆုံးရိုက်မဲ့အခန်းမှာနောက်ခံဇက်ဖို့မှုဖြစ်တရုပ်ဆောင်ရမယ့်လူကကားမတော်တဆဖြစ်ပြီးမလာနိုင်တော့ဘူးဒါကြောင့်ယာယီလူထက်ရှာနေတာဘာမှမခက်ဘူးနောက်ခံမှာရက်ပြီးစကားနဲ့ကြောင်းပဲပြောရမှာရွေးပြီးတာနဲ့ချက်ချင်းရိုက်ကွင်းကိုသွားရမယ်အခန်းထဲမှာ casting တာဝန်ခံလက်ထောက်ဒါရိုက်တာတယောက်ရှိတယ်အနက်ရောင်မျက်မှန်တက်ထားတဲ့လူလက်ပိုင်းရွယ်သူကျွန်တော်ကိုကြည့်လိုက်တာနဲ့ခဏကြောင်သွားတယ်ဝါဝကစ်ကစ်ကောင်လေးကသူ့နားကိုသွားပြီးတိုးတိုးလေးပြောလိုက်တယ်လက်ထောက်ဒါရိုက်တာကချက်ချင်းသဘောပေါက်သွားပြီးရေလိုက်တယ်ဟာဟာမင်းကိုမနေ့က hot search ပေါ်တက်နေတဲ့လူပဲနာမည်မကြီးသေးတဲ့လူတစ်တယောက်ကမူရစေးဆွဲသူကိုတရုပ်ဆောင်လိုက်တာရဲတောင်ရောက်လာတယ်တကယ်နာမည်ကြီးသွားတာပဲလူငယ်
မင်းမှာအရေးချင်းရှိတယ်ဒါပေမဲ့ငါတို့လိုတာကိုတော့သိတယ်မလားစကားနှစ်ကြောင်းပဲပြောရမယ်နောက်ခံစားဖို့မူစိတ်ဝင်စားလားစိတ်ဝင်စားပါတယ်ဒဲအိုးလန်တက်တယ်မလားတက်ပါတယ်ဒါဆိုခဏနေငါတို့နဲ့ရိုက်ကွင်းလိုက်ခဲ့3ရက်လောက်ရိုက်ရမယ်3ရက်လုံးမီးဖို့ခန်းထဲမှာဟင်းချက်တဲ့အခန်းတွေလက်ခံနိုင်လားရပါတယ်လောက်ခကတော့ထုံးစံတိုင်းတရက်ရွန်း150မနေ့ကကိစ္စကြောင့်မင်းနာမည်ကြီးသွားပြီမဲ့မင်းကအခုထိအပိုတရုပ်ဆောင်ပဲဒီမှာအပိုတရုပ်ဆောင်လောက်ခကရွန်း100ကနေ150အထိပဲမင်းကတရုပ်ဆောင်ကြောင်းစင်းဖြစ်လို့အမြင့်ဆုံးရွန်း150ပေးမယ်အဆင်ပြေလားပြဿနာမရှိပါဘူးဒါဆိုစာချုပ်ချုပ်လိုက်မိနစ်20နေရိုက်ကွင်းထွက်မယ်ဝါဝကစ်ကောင်လေးကအပိုတရုပ်ဆောင်စာချုပ်ကိုကျွန်တော်စီယူလာပေးတယ်ကျွန်တော်လည်းမကြည့်တော့ပဲလက်မှတ်ထိုးလိုက်တယ်အပိုတရုပ်ဆောင်တွေအတွက်ဒီလိုစာချုပ်တွေကကိုကိုပဲချုံနှောင်ထားတာတရက်ရွန်း150ကဈေးကွက်ပေါက်ဈေးပဲကျွန်တော်ချက်ချင်းလက်မှတ်ထိုးလိုက်တယ်လက်မှတ်ထိုးပြီးတာနဲ့စနစ်အတန်ကထုံးစံအတိုင်းခေါင်းထဲမှာပေါ်လာတယ်စနစ်စစ်ဆေးမှုပြီးဆုံးပါပြီ House တီစဖို့မှုဇက်ကောင်ကိုတရုပ်ဆောင်တော်မူဖြစ်သည်ဂုဏ်ယူပါတယ်တင်ဒီနိုင်ငံအဆင့်ထိပ်တန်းစားဖို့မှုဖြစ်လာပါပြီစီချွမ်ရှန်တုံကွန်တုံအပါဝင်တရုတ်ရိုးရာဟင်းချက်ပညာရှင်မျိုးစလုံးကိုကျွမ်းကျင်သည်အမျိုးမျိုးသောဟင်းလျာများကိုတက်မြောက်ထားသည်နိုင်ငံတော်အခန့်ပွဲဟင်းလျာများကိုကျွမ်းကျင်စွာချက်ပြုတ်နိုင်သည်မန်ချူဟန်အခန့်ပွဲကြီး၏တရားဝင်လက်ဆင့်ကမ်းသူဖြစ်သည်ဟာဒီလောက်တောင်အားကောင်းတာလားတကူလုံးနှွေးထွေးတဲ့ရေပူစမ်းနဲ့စိန်ထားတယ်လို့ခံစားရတယ်စိတ်ထဲမှာဟင်းချက်နေပေါင်းမရေမတွက်နိုင်အောင်ပေါ်လာတယ်စဖို့မှုတယောက်ရဲ့အပြုမှုအလေးကျင့်အားလုံးကအလိုလိုစိတ်ထဲမှာဆွဲမြဲသွားတယ်ဒီခံစားချက်ကအရန်ထူးဆန်းတယ်ဒါပေမဲ့အခုတော့ပုံမှန်အခြေအနေကိုပြန်ပြောင်းလိုက်အောင်မယ်ရိုက်ကွင်းရောက်မှလက်စွမ်းပြတာပေါ့တနားရီလောက်ကြာတော့ကျွန်တော်ကဝဝကစ်ကောင်လေးနဲ့လက်ထောက်ဒရိုက်တာနောက်ကိုလိုက်ပြီးပေကျင်းအနောက်စတုတ်ထလမ်းဝိုင်းကစားတောက်ဆိုင်အဟောင်းတစ်ခုကိုရောက်လာတယ်ဒီနေရာကရိုက်ကူးရေးနေရာဆိုင်ကအနည်းဆုံး20ကျော်တက်တန်းရှိပြီးသူတို့လိုချင်တာကဒီလိုရှေးဟောင်းခံစားချက်ပဲအထဲဝင်လိုက်တဲ့အချိန်ရိုက်ကူးနေတဲ့အမျိုးသမီးဆက်ဆောင်ကိုမြင်လိုက်တော့ကျွန်တော်ချက်ချင်းအံ့ဩသွားတယ်သူကမနေ့ကကျွန်တော်နဲ့တိုင်ပတ်ဖြစ်လို့နေပါဖြစ်ခဲ့တဲ့ရှားဝမ်ချင်းပဲသူလဲလူတစ်ဖြစ်ပုံရတယ်ဒါပေမဲ့အခုတော့ဘတ်ဂျက်နည်းတဲ့ဇလန်းဖြစ်နေရင်တော့အနည်းဆုံးဆက်ဆောင်မင်းသမီးဖြစ်နေပြီဒါလဲ TV ဇလန်းတွေတကားပဲမကြခင်မှာဆက်ဆောင်မင်းသမီးရှားဝမ်ချင်းရဲ့ရိုက်ကွင်းပြီးသွားတယ်မျက်နှာချိုချိုလေးနဲ့ကောင်မလေးကတရုတ်ဆောင်ပိုင်းမှာတော့အတွေ့အကြုံနေသေးတယ်ပကံထိုင်စေးတဲ့ရိုးရိုးရှင်းရှင်းအခန်းတစ်ခုကိုပဲအချိန်ပေါင်းများစွာပြန်ရိုက်ခဲ့ရတယ်ရိုက်ကွင်းတစ်လျှောက်သူမရဲ့ဂယုတစိုက်တတိထားလှုပ်ဆောင်ပုံကိုကြည့်ရင်ကျွန်တော်စိတ်ထဲမှာတက်ပြင်းချမိတယ်ဒီခေတ်မှာလူတစ်တွေအောင်မြင်ဖို့တကယ်မလွယ်ဘူးအထူးသဖြင့်မိန်းကလေးတွေဆိုပိုတောင်ခတ်တယ်ရှားဝမ်ချင်းအပြင်ကိုထွက်လာတာကိုမြင်တော့ကျွန်တော်ကောင်းညစ်ပြီးနှုတ်ဆက်ဖို့ပြင်လိုက်တယ်ဒါပေမဲ့မထင်ထားတာကသူကကျွန်တော်ကိုတစ်ချက်ပဲအေးဆက်ဆက်ကြည့်ပြီးဘာမှမပြောပဲဖျက်လျှောက်သွားတယ်ကျွန်တော်ကောင်းခါလိုက်ပြီးအပြစ်မတင်တော့ဘူးဖြော်ပြရေးလောကဆိုတာဒီလိုပဲအစင်းမြင့်တဲ့သူကိုပဲလေးစားပြီးအစင်းနှိမ့်တဲ့သူကိုလစ်လူရှုတတ်ကြတယ်လမ်းမှာမတော်တဆတွေ့ရင်တော့နှုတ်ဆက်ခြင်းနှုတ်ဆက်မယ်ဒါပေမဲ့ရိုက်ကွင်းထဲမှာတော့သူကဇက်ဆောင်မင်းသမီးကျွန်တော်ကယာယီအပိုတရုပ်ဆောင်အဆင့်တန်းကဘာမှနိုင်ရှင်လို့မရဘူးဒီခမ်းမြင့်တဲ့သူဆိုရင်ဟန်ဆောင်ပြီးယဉ်ကျေးတယ်လို့နှုတ်ဆက်အောင်မယ်ဒီနေတဲ့သူဆိုရင်တော့အပိုတရုပ်ဆောင်တယောက်ကိုလှည့်တောင်မကြည့်ချင်ဘူးတနေ့နေ့မှာသူနာမည်ကြီးသွားရင်ကျွန်တော်ကတော့အပိုတရုပ်ဆောင်ပဲဖြစ်နေအောင်ပါကျွန်တော်လည်းဒီလိုအရာတွေကိုအရင်ကတည်းကနားလည်ထားလို့စိတ်မဆိုးတော့ဘူးတကားနားမှာပဲငြိမ်ငြိမ်လေးစောင့်နေတယ်အဲ့ဒီအချိန်မှာလက်ထောက်ဒရိုက်တာကဒရိုက်တာနဲ့တိုးတိုးလေးအချိန်တော်ကြာဆွေးနွေးနေတယ်ဘာဖြစ်နေတာလဲပြဿနာတစ်ခုခုဖြစ်နေပြီလားခဏကြာတော့လက်ထောက်ဒရိုက်တာကျွန်တော်စီလျှောက်လာပြီးအလေးနဲ့ပြောတယ်လူချန်ဒီလိုပါငါတို့မပြန်ခင်မှာဇက်ဆောင်မင်းသမီးကလူတစ်ယောက်ခေါ်လာတယ်နားလည်တယ်မလားစဖို့မူဆက်ရုပ်ကိုတရုပ်ဆောင်ဖို့အဲ့ဒီစကားကြားလိုက်တာနဲ့ကျွန်တော်သဘောပေါက်သွားတယ်ဒါကြောင့်ကိုရှားဝမ်ချင်းကအခုနကအေးဆက်ပြီးမကြည့်တယ်လို့ဖြစ်နေတာသူခေါ်လာတဲ့သူကိုအခွင့်အရေးရစေချင်တာပဲဒီလိုကိစ္စကရိုက်ကွင်းမှာမထူးဆန်းဘူးနေ့တိုင်းလိုဖြစ်နေတဲ့ကိစ္စဒါကြောင့်ကျွန်တော်လည်းအရေးမထားဘူးဒါပေမဲ့ဒီကိုမလာခင်ကတည်းကစာချုပ်ချုပ်ထားပြီးသားလေကျွန်တော်မျက်မှောင်အနှဲငယ်ကျုပ်သွားတယ်လက်ထောက်ဒရိုက်တာကကျွန်တော်ပခုံးကိုပုတ်ပြီးပြောတယ်လူချန်အရင်စိတ်မပူနဲ့ဒီစဖို့မူးဆက်ရုပ်ကနောက်ခံပဲ3ရက်ပဲရိုက်ရမှာဒါပေမဲ့ဒရိုက်တာကအသေးစိတ်ကိုအရန်ကယူဆိုင်တယ်အဲ့ဒီကောင်လေးကဟင်းမချက်တတ်ဘူးမိဖို့ခန်းထဲမှာနေတာကိုကြည့်လိုက်တာနဲ့မဟုတ်မှန်သိတာနေတယ်ငါတို့မပြန်ခင်အခန်းကို10ချိန်ကျော်ရိုက်ကြည့်ပြီးတခါမှမကျေနပ်ဘူးဒါကြောင့်ဒရိုက်တာကမင်းရဲ့ feeling ကိုအရင်ကြည့်ချင်တယ်မင်းလောက်တာအဆင်ပြေရင်မင်းကိုထားမယ်မပြေရင်တော့အဲ့ဒီလူနဲ့ပဲဆက်ရိုက်မယ်ငါပြောတာနားလဲတယ်မလားနားလဲပါတယ်မနေ့ကမင်းတရုပ်ဆောင်ထားတဲ့ဗီဒီယိုကို online မှာကြည့်ပြီးတကယ်စိတ်ထဲဆွဲသွားတယ်ငါလည်းမင်းတကယ်တရုပ်ဆောင်နေတာလားမင်းမနေတော့ဘူးမင်းကဟင်းချက်တက်တယ်ဒဲအိုးလန်တက်တယ်လို့ပြောထားတာပဲဒါဆိုအခုလက်တွေ့ပြလိုက်တော့ကောင်းပါပြီကျွန်တော်ပြုံးပြီးမိဖို့ခန်းထဲကိုရှောက်သွားတယ်ရှောက်နေရင်စိတ်ထဲမှာစဖို့မူ template ကိုပြောင်းလိုက်တယ်မိဖို့ခန်းထဲမှာရိုက်ကူးရေးအဝတ်စားကိုဝတ်ထားတယ်ဒါပေမဲ့ make up တော့မလိမ့်ရသေးဘူးဒရိုက်တာကတရုပ်ဆောင်ပုံကိုပဲကြည့်ချင်တာကျွန်တော်ကတော့ဘယ်ဇက်ရုပ်ပဲဖြစ်ဖြစ်အပိုတရုပ်ဆောင်ပဲဖြစ်နေပါစေဇက်ရုပ်ထဲကိုအပြည့်အဝဝင်တက်တဲ့သူမိဖို့ခန်းတစ်ခါဝမှာလူအများကြီးစုဝေးနေတယ်မိအလင်းကင်မရာအားလုံးအစင်သင့်
ဒရိုက်တာကအပြင်မှာမားနတကိုကြည့်နေတယ်ရှားဝမ်ချင်းလည်းတကားဝမှာလာကြည့်နေတယ်သူခေါ်လာတဲ့လူငယ်ကလည်းသူ့ဘေးမှာရက်နေတယ်လူငယ်ကကျွန်တော်နောက်ကျောကိုကြည့်ရင်တူတူလေးမေးတယ်ဘလို့ထင်လဲရှားဝမ်ချင်းကပြန်ဖြေတယ်အရင်ကြည့်လိုက်ဦးသူလည်းငယ်သေးတယ်စဖိုးမှုပုံစံကိုအတူယူဖို့မလွယ်ဘူးစိတ်ချပါမိဖို့ခန်းထဲမှာ action ဆိုတဲ့အတန်နဲ့ရိုက်ကူးရေးစတင်တယ်ကျွန်တော်မိဖို့ကိုကျွမ်းကျင်စွာဖွင့်လိုက်တယ်ဒဲအိုးကိုကောက်ကင်လိုက်တယ်ဒီနေ့ကျွန်တော်ချက်ရမှာကကြက်ဥထမင်းကျော်ရိုးရိုးရှင်းရှင်းအိမ်စားဟင်းတပွဲဒရိုက်တာစိတ်ဝင်စားတာကထမင်းကျော်အရသာကောင်းမကောင်းမဟုတ်ဘူးကျွန်တော်စီမှာစဖိုးမှုတယောက်ရဲ့အငွေ့တက်ရှိမရှိဆိုတာပဲမော်နီတာထဲကနေကျွန်တော်ဒဲအိုးကိုကောက်ကင်လိုက်တဲ့အခိုက်အတန့်ကိုမြင်လိုက်တာနဲ့ဒရိုက်တာရဲ့မျက်လုံးတွေချက်ချင်းတောက်ပါသွားတယ်ဟုတ်တယ်ဒီ feeling ပဲမော်နီတာထဲမှာကျွန်တော်မိဖို့ရှိမှရက်နေတဲ့လှုပ်ရှားမှုတိုင်းကတိမ်စီးရေစီးလို့တဘာဝကျပြီးချုံးမွေ့နေတယ်ဒဲအိုးကိုအပူပေးတာစီလောင်းတာပြီးတော့ထို့နောက်ကျွန်တော်ကအေးခံထားတဲ့ထမင်းကိုထည့်လိုက်တယ်ပြီးတော့ကြက်ဥတစ်လုံးကိုကောက်ယူပြီးစဖိုးမှုတွေတုံးများတဲ့နီလန်အတိုင်းလက်တစ်ဖက်ထဲနဲ့ပေါ့ပေါ့ပါပါဖိလိုက်တာနဲ့ဥခုံကွဲသွားတယ်ကြက်ဥကိုဒဲအိုးထဲထည့်လိုက်တယ်တစ်လုံးနှလုံးသုံးလုံးပြီးတာနဲ့ကြက်ဥကိုမြက်မြက်ဆဆန်မှွေကြောလိုက်တယ်လက်ကအယမ်းမြန်တယ်တစ်ဖက်လက်မှာတော့အဝတ်တစကိုခံထားပြီးတန်တဲ့အိုးကိုကင်ကကျွမ်းကျင်စွာဒဲအိုးလန်နေတယ်အဲ့ဒီလှုပ်ရှားမှုတွေကကြည့်ရတာတကယ်ကိုမျက်စိပတာတာဖြစ်เสียစဖိုးမှုစစ်ဆိုတာဒီလိုမျိုးပဲဖြစ်ရမယ်ဒရိုက်တာကပြုံးလိုက်ပြီးမတိမတာခေါင်းညှိလိုက်တယ်တကားဝမှာစူးကြည့်နေတဲ့လူတွေကလည်းတယောက်နဲ့တယောက်ကြည့်ပြီးခေါင်းညှိလိုက်ကြတယ်ဒီပုံစံကတဘာဝကြတယ်ဘလို့ကြည့်ကြည့်စဖိုးမှုအစ်စ်လိုပဲမကြခင်မှာဟင်းချက်ပြီးသွားတယ်ကြက်ဥထမင်းကျော်တပန်းကန်အစင်သင့်ဖြစ်သွားပြီကျွန်တော်ကဒဲအိုးတွေကထမင်းကျော်ကိုပကံထဲထည့်နေတဲ့အချိန်လက်ကတွတ်တွတ်လက်လက်နဲ့အရန်ကျွမ်းကျင်တယ်ဒဲအိုးထဲမှာထမင်းနည်းနည်းပဲကျန်တော့တာကိုဒဲအိုးကိုနောက်ဘက်ကိုလှည့်ပြီးတန်ရောက်မနဲ့အပြင်းပြင်းချစ်လိုက်တယ်ပြီးတော့လက်ကိုလှည့်ကဒဲအိုးကိုတပတ်လှည့်ပြီးပကံထဲကိုအကုန်တေးသေးတက်တက်လောင်းထည့်လိုက်တယ်ဒီလိုလက်စွမ်းမျိုးက professional စဖို့မှုတော်တော်များများတော့မလုပ်နိုင်ကြဘူးအင်အားနဲ့ထောက်မှန်ကိုမထိန်နိုင်ရင်ထမင်းတွေမြေပြင်ပေါ်ပြန့်ကျဲသွားနိုင်တယ်တကားဝမှာရက်နေတဲ့လက်ထောက်ဒရိုက်တာကတော့ဝမ်းတာလုံးလုံးမျက်နှာပြုံးမိသွားတယ်ဒီလောက် professional ဆန္ဒကိုအပြစ်တစ်ချက်တောင်ရှာမတွေ့ဘူးဒီကောင်ကစဖို့မှုစစ်ပဲအဲ့ဒီအချိန်အပြင်ကအတန်ထွက်လာတယ်ဟင်းချက်ပြီးပြီးဧည့်သည်ကိုတွားပို့လိုက်ဒါနဲ့စမ်းသက်တရုပ်ဆောင်မှုလည်းပြီးသွားတယ်လက်ထောက်ဒရိုက်တာကအရင်ဆုံးဝင်လာပြီးကျွန်တော်ပခုံးကိုပုတ်ကပြောတယ်ကောင်းတယ်ဒီ feeling ပဲဒရိုက်တာလည်းဝင်လာတယ်မျက်နှာကတော့တီတီငိမ့်ငိမ့်ပဲဒါပေမဲ့မျက်လုံးထဲကကျဉ်းနှက်မှုကိုဖုံးထားလို့မရဘူးမိဖို့ခန်းတကားဝရောက်တာနဲ့ချက်ချင်းပြောလိုက်တယ်ဒီလိုပဲအမြန်မိတ်ကလိမ့်ပြီးတကယ်ရိုက်ကူးရေးစလိုက်လူချန်ခဏနေကြက်ဥထမင်းကျော်နောက်တစ်ပွဲထက်ကျော်ဦးအခုလို feeling ကိုပဲထိန်းထားဒီပုံစံကအတိအကျမှန်တယ်ပြီးတော့ဇက်ဆောင်မင်းသမီးရှားဝမ်ချင်းကိုလှည့်ပြောလိုက်တယ်ရှားမင်းရဲ့အခန်းတွေအမြန်ပြီးအောင်ရိုက်လိုက်ရှားဝမ်ချင်းရဲ့အတန်ထဲမှာမကျေနပ်တယ်လို့အရေးရောင်ရှိနေတယ်ဒါပေမဲ့သူခေါ်လာတဲ့လူငယ်ရဲ့ပခုံးကိုပုတ်ပြီးနှစ်သိမ့်လိုက်တယ်အနည်းဆုံးတော့သူ့ရဲ့အခန်းတွေကိုအရင်ပြီးအောင်ရိုက်ရအောင်မယ်အဲ့ဒီနောက်မိတ်ကက်ဆရာကကျွန်တော်ကိုမိတ်ကက်လိမ့်ပေးတယ်စဖိုးမှုဆိုတော့အဝိစားမှာစီစွန်းတာမိဖို့ခန်းနဲ့အလုတ်ကျန်းလုပ်ထားတဲ့ပုံစံမျိုးဖြစ်ရမယ်ဒရိုက်တာကဘေးမှာရက်ပြီးမိတ်ကက်အတွက်အသေးစိတ်ညွှန်ကြားနေတယ်သူပြောတဲ့စကားနည်းနည်းကိုပဲနားထောင်ရတာနဲ့ဒီဒရိုက်တာကအသေးစိတ်အရန်ဂယူးဆိုင်တဲ့သူမှန်းသိလိုက်တယ်ဒီဘက်ချက်နေတဲ့ဇလန်ရဲ့ script တာကောင်းရင်ဒီကားကကြီးကောင်းမဲ့ကားဖြစ်နိုင်တယ်လို့ကျွန်တော်ထင်မိတယ်တကယ်တော့ရုပ်ရှင်တကားရဲ့အသက်ဝိညာဉ်ကဒရိုက်တာပဲတရုပ်ဆောင်တွေကနောက်မှဒရိုက်တာကညွှန်ကြားပြီးထွက်သွားခါနီးကျွန်တော်ကြော်ထားတဲ့ကြက်ဥထမင်းကျော်ကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတော့မတိမတာသွားယူသွားတယ်10မိနစ်ကျော်ကြာတော့တရားဝင်ရိုက်ကူးရေးစတင်တယ် clapperboard ရိုက်လိုက်တာနဲ့မီးတွေကင်မရာတွေအလုရှုပ်လာတယ်ကျွန်တော်ကတော့မျက်နှာတော့မပေါ်ဘူးမီးဖို့ခန်းထဲမှာဟင်းပဲချက်နေရတယ်မီးဖို့ခန်းတကားဝမှာတော့ရှားဝမ်ချင်းကဆန်ဒရလာပုံစံဆက်ဆောင်ဖြစ်ဟင်းသီးဟင်းရွက်တွေဆေးနေတယ်ကင်မရာကအများအားဖြင့်သူ့ကိုပဲရိုက်တယ်တခါတလေမှကျွန်တော်ကိုနောက်ခံအဖြစ်ထည့်ရိုက်တယ်အပြင်မှာဒရိုက်တာကမားနတကိုကြည့်နေရင်ဘလက်မှာပကံကိုကင်ထားတယ်ညာလက်မှာတော့စုံးကင်ပြီးကျွန်တော်ကြော်ထားတဲ့ကြက်ဥထမင်းကျော်ကိုအားရပါရစားနေတယ်သူကိုယ်တိုင်တောင်တတိမထားမိဘူးစားနေတာကအရန်ရတာရှိတဲ့ပုံစံနှစ်နာရီကျော်ကြာတော့ရှားဝမ်ချင်းရဲ့အခန်းတွေနောက်ဆုံးတော့ပြီးသွားတယ်ဒရိုက်တာရဲ့မျက်နှာကိုကြည့်ရတာအနိုင်နိုင်ကျင်းနဲ့သွားပုံပဲဒီနှစ်နာရီကျော်အတွင်းကျွန်တော်ကြက်ဥထမင်းကျော်12ပကံကြော်ခဲ့တယ်ရိုးရိုးပြောရရင်စဖိုးမှုအခြေအနေကနေပုံမှန်ပြန်ပြောင်းလိုက်တဲ့အချိန်လက်တွေအရန်ညောင်းနေတယ်ဒါပေမဲ့စဖိုးမှုအခြေအနေထဲမှာရှိနေတော့ကတော့ပင်ပန်းတယ်လို့ကိုမခံစားရဘူးတကယ်အံ့ဩစရာပဲနောက်ထပ်အခန်းတိုလေးတွေထပ်ရိုက်ပြီးတိတ်မကြခင်နေ့လည်ရောက်လာတယ်စပွဲပေါ်မှာကြက်ဥထမင်းကျော်ပကံတွေအပြည့်ပဲဒီနေ့နေ့လည်စားကအားလုံးကြက်ဥထမင်းကျော်ပဲစားကြတယ်ဟာဒီကြက်ဥထမင်းကျော်ကအရန်စားကောင်းတာပဲထမင်းစိတိုင်းတက်တက်ရက်ရက်ရှိတယ်အငံအရသာလည်းအတော်ပဲကြက်ဥကထမင်းစိတိုင်းကိုဖုံးထားပြီးကြက်တုံမြိတ်နဲ့ဖြူထားတော့နူးညံ့ပြီးမူးမွေးလေးနဲ့အရန်အရသာရှိတယ်လက်ထောက်ဒရိုက်တာကကျွန်တော်ကိုမေးတယ်လူချန်မင်းအရင်ကစားဖို့မူးလုပ်ဖူးလားကျွန်တော်ကောင်းခါလိုက်တယ်မလုပ်ဖူးပါဘူးတကယ်မလုပ်ဖူးပါဘူးရုပ်ရှင်အကယ်ဒမီကျောင်းဆင်းပြီးကတည်းကအပိုတရုပ်ဆောင်ပဲလုပ်နေတာပါစားဖို့မူးတစ်ခါမှမလုပ်ဖူးဘူးဒါပေမဲ့
အိမ်မှာတော့ဟင်းချက်ရတာဝါသနာပါတယ်လူငယ်မင်းတကယ်မစိုးဘူးအ ਨੇ ဆုံးတော့ဒီကျက်ဥထမင်းကျော်ကအရန်လက်ရကောင်းတယ်ကျွန်တော်ပြုံးပြီးပြန်ဖြေလိုက်တယ်ကျက်ဥထမင်းကျော်ကဘာမှမဟုတ်ပါဘူးတရုတ်ရိုးရာဟင်းချက်နေရှစ်မျိုးစလုံးချက်တတ်တယ်နိုင်ငံတော်အခန့်ပွဲဟင်းလျာတွေလည်းချက်တတ်တယ်မန်ချူဟန်အခန့်ပွဲကြီးတောင်လုံးနိုင်ပါတယ်ဒီစကားကြားတာနဲ့လက်ထောက်ဒရိုက်တာကစားနေတဲ့ထမင်းကိုတောင်ဖြန်းထုတ်မိသွားတယ်နေ့လယ်စာစားပြီးတဲ့နောက်ကျွန်တော်တယောက်တည်းစားတောက်ဆိုင်အပြင်ကတစ်ပင်အရေးအောက်မှာရက်ပြီးလုတ်ခလာရှင်းပေးတာကိုစောင့်နေတယ်အပိုတရုတ်ဆောင်တွေကနေစားဖြစ်လို့တရက်လုတ်တရက်ရှင်းမယ်ကျွန်တော်အခန်းတွေလည်းရိုက်ပြီးသွားပြီဒါနဲ့ယွန်း150ရသွားတယ်အနည်းဆုံး3ရက်လောက်စားစိတ်တော့ရပြီကျွန်တော်စနစ်ရဲ့ status panel ကိုဖွင့်ကြည့်လိုက်တယ်ဒီစနစ်နဲ့အမြန်ဆုံး level တက်နီးကအပိုတရုတ်ဆောင်လောက်တာပဲဇက်ကောင်မျိုးစုံကိုတရုတ်ဆောင်ခွင့်ရရင်လုံလောက်ပြီအစ်စ်နည်းနည်းမြင့်ရင်တော့နောက်ခံတရုတ်ဆောင်အထူးအပိုတရုတ်ဆောင်လုပ်လို့ရတယ်နောက်ထပ်မြင့်ရင် specialized လောက်ဆိုလုံလောက်ပြီတကယ်နာမည်ကြီးတရုတ်ဆောင်ဖြစ်เสียရမလို့ဘူးရုပ်ရှင်တကာဇလန်းတွဲတကာရိုက်ရတာအချိန်ရန်ကုန်တယ်အဲ့ဒီလိုလုပ်ဖို့မလိုဘူးဇက်ကောင်တချို့ကိုအတွေ့အကြုံယူလိုက်ရုံနဲ့ကျွန်တော်ဘဝကိုအဆင်ပြေအောင်ပြောင်းလဲနိုင်တယ်ဥပမာဒီနေ့ရတဲ့ support move template ပဲ system ပေးတဲ့ buff ကအရန်အံ့ဩစရာကောင်းတယ်တရုတ်ရိုးရာဟင်းချက်နေရှစ်မျိုးစလုံးနိုင်ငံတော်အခန့်ပွဲဟင်းလျာတွေမန်ချူဟန်အခန့်ပွဲကြီးတောင်ချက်နိုင်တယ်ဒီလောက်ဆိုနောက်ထပ်ဘာလို့သေးလို့လဲကျွန်တော် status panel ကိုပိတ်လိုက်ပြီးအကျော်လျှော့ဖို့ကိုဆက်လိုက်တယ်အဲ့ဒီအချိန်နောက်ကနေခြေတံကြားလို့လှည့်ကြည့်လိုက်တော့ရှားဝမ်ချင်းဖြစ်နေတယ်သူကလက်ကိုနောက်မှထားပြီးဖြည်းဖြည်းလေးလျှောက်လာတယ်ပြုံးပြီးနှုတ်ဆက်တယ်လူချန်တိုက်ဆိုင်လိုက်တာမင်းကိုဒီမှာအပိုတရုတ်ဆောင်ဖြစ်တွေ့မယ်လို့မထင်ထားဘူးမနက်ကတွေ့တော့တကယ်လန့်သွားတာကျွန်တော်ရဲပြီးပြန်မေးလိုက်တယ်ဟုတ်လားဒါဆိုမင်းခုံလန့်တာတော့ငါမတွေ့လိုက်ပါဘူးသူလည်းရဲပြီးဟာဟာမင်းကဟာတာညံကောင်းသားပဲပထမအကြည့်မှာတော့သူကတန်ရှင်းပြီးချိုးသားတဲ့မိန်းကလေးတယောက်လိုထင်ရတယ်ဒါပေမဲ့တေချာကြည့်လိုက်တော့နှလုံးထဲမှာအတုအယောင်တွေပြည့်နေတယ်ဖုံးကွယ်ထားတာအရန်ကောင်းလုံးတယ်မနက်ကသူ့ရဲ့အေးဆက်ပြီးမလိုလားတဲ့မျက်နှာကိုမတွေ့ထားရင်အခုသူတကယ်လာနှုတ်ဆက်တာလို့ထင်မိမှာဒါပေမဲ့သူ့မှာရည်ရွယ်ချက်မရှိပဲလာမဲ့သူမဟုတ်ဘူးသူကပြောတယ်အမှန်တော့မနေ့ကတရုတ်ဆောင်ဆိုတာဘာလဲလူရွေးပွဲမှာမင်းတရုတ်ဆောင်တဲ့ဗီဒီယိုကိုကြည့်လိုက်တယ်တကယ်လန့်သွားတာအဲ့ဒီအခြေအနေကတကယ်မင်းတရုတ်ဆောင်တာလားငါနည်းနည်းတန်တရားဝင်မိတယ်ကျွန်တော်စိတ်ထဲမှာချက်ချင်းပြုံးမိသွားတယ်ဒီမိမသူ့စကားရဲ့အတိတ်ပဲကငါကမူရစ်ဆေးဆွဲသူအစ်စ်လို့တန်တရားဝင်တယ်လို့ပြောချင်တာမဟုတ်လားတမင်လာစကားနာထိုးတာပဲဒါနဲ့ကျွန်တော်လည်းပြန်ထိုးလိုက်တယ်အမှန်တော့ဒီမှာမင်းကိုတွေ့ရတာလဲငါအံ့ဩတယ်သူအံ့ဩပြီးမေးတယ်ဘာလို့လဲမင်းဒီရုပ်ရှင်အဖွဲ့ကိုသိလို့လားကျွန်တော်ကောင်းခါလိုက်တယ်မဟုတ်ဘူးဒီကားရဲ့ဇက်ဆောင်မင်းသမီးဖြစ်ဖို့မင်းရဲ့တရုတ်ဆောင်စွမ်းရည်ကမလုံလောက်ဘူးလို့ငါထင်လို့ဒီဇက်ဆောင်နေရကိုဘလို့ရလာတာလဲငါလည်းနည်းနည်းတန်တရားဝင်မိတယ်ရှားဝမ်ချင်းရဲ့မူလချိုသားတဲ့မျက်နှာလေးကချက်ချင်းမဲမောင်သွားတယ်သူနားလဲသွားပြီကျွန်တော်စကားရဲ့အတိတ်ပဲကသူဇက်ဆောင်ရတာဒရိုက်တာနဲ့အနောက်ကွယ်ဆက်ဆံရေးရှိလို့ဆိုပြီးတွဲဝိုက်ဆွဆွဲတာဖြောပြရေးလောကမှာဒီလိုကိစ္စတွေကမထူးဆန်းဘူးဇက်ရဖို့ဒရိုက်တာကိုအလျှော့ပေးရတဲ့မင်းသမီးတွေအများကြီးရှိတယ်ဒါပေမဲ့တချို့ကတော့လုတ်ပြီးသားကိုတော့မဝင်ခံချင်ကြဘူးကျွန်တော်လှည့်ထွက်သွားလိုက်တယ်နောက်မှာတော့ရှားဝမ်ချင်းကဒေါသထွက်ပြီးတွားကျိတ်နေတာပဲဒါပေမဲ့ကျွန်တော် view မဆိုင်ဘူးကျွန်တော်က3ရက်ပဲရရမယ်အပိုတရုတ်ဆောင်ပဲပြီးရင်ထွက်သွားမှာစားတောက်ဆိုင်ထဲဝင်ပြီးလက်ထောက်ဒရိုက်တာစီကဒီနေ့လောက်ခကိုယူလိုက်တယ်ပြန်ခါနီးသူကကျွန်တော်ကိုလူမရှိတဲ့နေရာကိုခေါ်သွားတယ်မနှက်ပြန်အခန်းကိုဒရိုက်တာကနည်းနည်းပြင်လိုက်တယ်မင်းအတွက်အခန်းနည်းနည်းတိုးပေးထားတယ်စကားပြောခန်းလည်းနည်းနည်းထည့်ထားတယ်မင်းကတရုတ်ဟင်းချက်နီး10မျိုးစလုံးချက်တတ်တယ်နိုင်ငံတော်အခန့်ပွဲဟင်းလျာတွေလည်းလုပ်တတ်တယ်မန်ချူဟန်အခန့်ပွဲကြီးတောင်ချက်တတ်တယ်လို့ပြောခဲ့တာဟုတ်တယ်မလားကျွန်တော်ကောင်းနေလိုက်တယ်သူဆက်မေးတယ်မင်းတို့ထဲမှာ squirrel mandarin fish ဆိုတဲ့ဟင်းရှိတာသိတယ်မလားကျွန်တော်ပြန်ဖြေလိုက်တယ်သိပါတယ်ကောင်းပြီမနှက်ပြန်ထပ်တိုးထားတဲ့အခန်းမှာဒီဟင်းကိုချက်ရမယ်ဘယ်လိုလဲလုံနိုင်လားဒီဟင်းကချက်ရတာခက်တော့ခက်တယ်ဒါပေမဲ့လောက်ခတော့ထပ်ပေးရမယ်ပြဿနာမရှိဘူးတရက်ယွန်း900ပေးမယ်အထူးတရုပ်ဆောင်ဈေးနှုန်းနဲ့ပေးတာဘယ်လိုလဲရပါတယ်ဟာဟာကောင်းတယ်ဒါပေမဲ့တခုတော့ရှိသေးတယ်မင်းရဲ့အဓိကတာဝန်ကတရုပ်ဆောင်ပဲစားသားတွေကိုလည်းတေချာပြောရမယ်မနှက်ပြန်မင်းအတွက်စကားပြောခန်းကိုကြောင်းထပ်တိုးထားတယ်ပြဿနာမရှိပါဘူးဒါဆိုမနှက်ပြန်ကောင်းကောင်းလုပ်ပြပါတကယ်ပြောတာမင်းစဖို့မူတရုပ်ဆောင်တာကိုကြည့်ပြီးငါတော့မင်းကတရုပ်ဆောင်လားစဖို့မူလားမခွဲနိုင်တော့ဘူးကဲပြန်တော့မနှက်ပြန်မနှက်10နာရီခွဲအချိန်တိတိလာခဲ့ကျွန်တော်နှုတ်ဆက်ပြီးထွက်လာခဲ့တယ်အဝေးကတစ်ပင်အရေးအောက်မှာဒရိုက်တာနဲ့လက်ထောက်ဒရိုက်တာတို့စကားပြောနေကြတာကိုကြားလိုက်ရတယ်တကယ်ပဲသူဒီလောက်ထိတရုပ်ဆောင်နိုင်မယ်လို့ယုံလားအွန်လိုင်းမှာလူတော်တော်များများကတော့အဲ့ဒါတရုပ်ဆောင်တာမဟုတ်ဘူးတကယ်မူရစ်စေးဖြစ်တဲ့လက္ခဏာလို့ပြောနေကြတယ်သူအရင်ကဘာတွေကြုံခဲ့ဘူးလဲဆိုတာလဲငါတို့မသိဘူးအဲ့ဒါကိုတောင်ခမ ्या ကသူ့ကိုအခန်းထပ်တိုးပေးလိုက်သေးတယ်ဒရိုက်တာကနှာခေါင်းရှုံပြီးပြောလိုက်တယ်သူတာငါနဲ့မအိပ်ဘူးဆိုရင်ငါကောင်းကိုကိုယ်တိုင်ဖြုတ်ပြီးဘောလုံးလိုကန်ပစ်လိုက်မယ်ဖြောပြရေးလောကဆိုတာညစ်ပတ်တဲ့နေရာပဲတန်ရှင်းတဲ့လူဆိုတာမရှိဘူးကျွန်တော်လဲကိုတန်ရှင်းတဲ့လူလို့တခါမှမထင်ခဲ့ဘူးမဟုတ်ရင်ဒီလောကထဲဝင်ဖို့တောင်မကြိုးစားဘူးကျွန်တော်အေးအေးဆေးဆေးပဲရိုက်ကွင်းကနေထွက်လာပြီးတက္ကစီငါကအိမ်ပြန်သွားတယ်
နောက်တစ်နေ့မနက်7:00 နာရီစားတောက်ဆိုင်ရိုက်ခွင်းဒီနေ့အတွက်ကျွန်တော်ပြင်ဆင်ထားပြီးသားတကယ်ပဲစကားပြောကန်းကိုကြောင်ထပ်တိုးထားတယ်ဒီတစ်ခါတော့ကျွန်တော်ကိုတီးတန့်ကင်မရာနဲ့ရိုက်ပေးမှာမျက်နှာပါအထင်ထင်ရှားရှားပေါ်မယ်ကြောင်စင်ပြီးတစ်နှစ်ကျော်လောက်အပိုတရုပ်ဆောင်ဘဝနဲ့ပဲနေခဲ့ရတဲ့ကျွန်တော်လိုတရုပ်ဆောင်တဲ့အတွက်ဒီလိုအခွင့်အရေးကတကယ်ရှားတယ်ဒီနေ့တော့နိုင်ငံတော်အခမ်းပွဲမှာတောင်ပါဝင်ခဲ့မှုတဲ့နာမည်ကြီးဟင်းတပွဲကိုချက်ရမယ်စဖိုးမှုခြေနေကိုပြောင်းလိုက်တာနဲ့ကိုရဲကနိုင်ငံတော်စဖိုးမှုရဲ့အငွေသက်တွေချက်ချင်းထွက်ပေါ်လာတယ်ကျွန်တော်လက်ထဲကတန်ရောက်မလဲတွတ်တွတ်လက်လက်လှုပ်ရှားလာတော့တယ်နေ့လယ်စားချိန်မှုစားတောက်ဆိုင်ထဲမှာလူတွေနဲ့စီကားနေတယ်ဒရိုက်တာလက်ထောက်ဒရိုက်တာဆက်ဆောင်မင်းသမီးနဲ့ကျွန်တော်တို့တဝိုင်းနဲ့ထိုင်စားကြတယ်စပွဲပေါ်ကအဓိကဟင်းကတော့ငါးဟင်းပဲအပြင်သားကကျွတ်ရွနေပြီးအတွင်းသားကနူးညံ့တယ်အယောင်ကလည်းလိမ္မောဝါရောင်တောက်တောက်လေးချိုချင်ရတာကမျှတပြီးငါးသားကပါစက်ထဲရောက်တာနဲ့အကြီးပြောသွားတယ်လို့ပဲချိုချင် sauce နဲ့တွဲစားလိုက်တော့တလုတ်ပြီးတလုတ်မရက်နိုင်အောင်စားကောင်းလို့နဲ့အားလုံးအရသာရှိလို့စားမရက်နိုင်ကြဘူးရှားဝန်ချင်းကကျွန်တော်ပေါ်မကျေနပ်သေးပေမဲ့ဒီဟင်းကိုတလုတ်စားလိုက်တာနဲ့မျက်လုံးပြူးသွားတယ်အရန်စားကောင်းတာပဲကျင်ငါးပွင့်ဟိုတယ်မှာတောင်ဒီလောက်အရသာရှိတာမစားဘူးသူစိတ်ထဲမှာမတွေးမိပဲမနေနိုင်တော့ဘူးဒီလူကတရုတ်ဆောင်လားငွေရဆေးဆွဲသူတရုတ်ဆောင်တဲ့သူလားဒါမှမဟုတ်စဖိုးမှုစစ်လားကျွန်တော်ရဲ့တရုတ်ဆောင်မှုကိုဒရိုက်တာကအရန်ကျေနပ်နေတယ်သူ့အမြင်မှာတော့ကျွန်တော်တရုတ်ဆောင်နေတာမဟုတ်ပဲစဖိုးမှုအစ်စ်တယောက်ရဲ့နေထိုင်ပုံကိုပဲပြသနေတာလို့ဖြစ်နေတယ်ရိုက်ကူးရေးတစ်လျှောက်လုံးကျွန်တော်စီမှာတရုတ်ဆောင်နေတယ်ဆိုတဲ့အရေးအယောင်လုံးဝမရှိဘူးအရာအလုံးကတဘာဝကြပြီးချုံးမွေတယ်စာသားပြောတာတောင်စဖိုးမှုအစ်စ်ပြောနေတယ်လို့ပဲနေ့လေစာစားပြီးတော့ဒရိုက်တာကကျွန်တော်ကိုကိုယ်တိုင်လာရှာတယ်နှစ်ယောက်သားတစ်ပင်အရေးအောက်မှာရက်နေကြတယ်လူချန်ငါ့ကိုအမှန်တိုင်းပြောပါမင်းအရင်ကတကယ်ပဲစားဖို့မူလုပ်ဖူးတာမဟုတ်လားမစိုးရိမ်နဲ့အမှန်တိုင်းပြောငါရိုက်ကွင်းမှာအလုပ်လုပ်တာကိုမထိခိုက်ဘူးတကယ်မလုပ်ဖူးပါဘူးတက္ကသိုလ်ပြီးကလေးကတစ်နှစ်လုံးအပိုတရုပ်ဆောင်ပဲလုပ်နေခဲ့တာအလုပ်အခွင့်အရေးရှာရတာတောင်မအားဘူးစဖိုးမူဘယ်ချိန်သွားလုပ်ရမှာလဲတကယ်မလုပ်ဖူးပါဘူးဒရိုက်တာကအန်အော်ဘီကောင်းခါလိုက်တယ်ဟာမင်းလက်ရာကတကယ်ကောင်းတာပဲပြီးတော့မင်းရဲ့တရုပ်ဆောင်ပုံကလည်းအရန်တဘာဝကြလွန်းတယ်ငါတော့မင်းကတရုပ်ဆောင်နေတာလားနေ့စဉ်ဘဝအစ်စ်လားဆိုတာမခွဲနိုင်တော့ဘူးကျေးဇူးတင်ပါတယ်ဒရိုက်တာကောင်းတဲ့စကားလို့မှတ်ထားပါမယ်ဒရိုက်တာဒီနေ့လောက်ခမလောနဲ့လူချန်ဒီလိုလုပ်ရင်ဘယ်လိုလဲငါတို့ဒီညပဲဇညုံကိုပြင်လိုက်မယ်မင်းရဲ့ဇက်ကောင်ကိုပို့ပြီးပြည့်စုံအောင်ရေးပေးမယ်ဇက်ကောင်ကိုပို့ပြီးပြည့်စုံအောင်ပြင်ပေးမယ်မင်းကအမျိုးသားဇက်ဖို့နံပါတ်5အဖြစ်တရုပ်ဆောင်ရမယ်ဇက်ဆောင်မင်းသမီးရဲ့အုတ်ထင်းသူနေရာပေါ့အခန်းဘယ်လောက်ပါမလဲဆိုတာတော့နောက်မှကြည့်ရမယ်ဒါပေမဲ့မင်းကရိုက်ကွင်းမှာ3လလောက်ဆက်နေဖို့လိုမယ်ရက်လက်ကောင်းရင်တော့အပိုတရုပ်ဆောင်ဘဝကနေထွက်လိုက်တော့ငါတို့ရဲ့ရိုက်ကွင်းကအသေးစားဆိုပြီးအထင်မသေးနဲ့နောက်ွယ်မှာထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရှိတယ်ဒီဇလန်တွဲပြီးရင်နောက်တကားမှာစဖိုးမှုဇက်ကောင်တစ်ခုကိုမင်းအတွက်တေချာစီစဉ်ပေးမယ်ဘယ်လိုလဲစိတ်ဝင်စားလားကျွန်တော်ကောင်းခါလိုက်တယ်တောင်းပန်ပါတယ်ဒရိုက်တာကျွန်တော်စိတ်မဝင်စားပါဘူးဒီနေ့လောက်ခါပဲရှင်းပေးလိုက်ပါဒရိုက်တာချက်ချင်းအံ့ဩသွားတယ်ဒီလောက်ကောင်းတဲ့အခွင့်အရေးကိုမျက်နှာချင်းဆိုင်ပေးထားတာတော့စိတ်မဝင်စားဘူးလို့ပြောရဲတယ်တခြားအပိုတရုပ်ဆောင်တွေဆိုဒရိုက်တာကနောက်ကားမှာမင်းကိုစက်ကောင်ပေးမယ်လို့ပြောရုံနဲ့ဝမ်းတာလုံးလုံးငိုတောင်ငိုမိကြမယ်ဒါပေမဲ့ဒီကောင်ကတော့ဒီနေ့လောက်ခါကိုပဲစိတ်ဝင်စားနေတယ်လူချန်တေချာလားတကယ်စိတ်မဝင်စားဘူးလားကျွန်တော်စိတ်ထဲမှာရေးလိုက်တယ်နောက်တစ်လဆိုတရုပ်ဆောင်ဆိုတာဗာလဲအစီအစဉ်ရဲ့ဓာတ်ရိုက်ထုတ်လွှင့်တဲ့ပြိုင်ပွဲကိုတက်ရတော့မယ်ဒီလိုဘတ်ဂျက်နေတဲ့စကားမှာအမျိုးသားဇက်ဖို့နံပါတ်5အဖြစ်တရုပ်ဆောင်အားနေတဲ့ဇက်ဆောင်မင်းသမီးနဲ့တွဲရိုက်ဖို့ဘသူကစိတ်ဝင်စားမှာလဲဒရိုက်တာရဲ့မျက်နှာချက်ချင်းမဲသွားတယ်ကျွန်တော်ကိုတစ်ချက်နှစ်ချက်စိုက်ကြည့်ပြီးစကားတခုမှမပြောဘဲလှည့်ထွက်သွားတယ်ကျွန်တော်လည်းစိတ်ထဲမှာမဲလိုက်တယ်ဒီလူရဲ့အရေးချင်းကလည်းဒီလောက်ပဲဒါပေမဲ့ဂယုမဆိုင်ဘူးစာချုပ်ချုပ်ပြီးသားဆိုတော့ဒီနေ့လောက်ကတော့မဖြစ်မနေရမှာပဲမိနစ်အနည်းငယ်ကြာတော့လက်ထောက်ဒရိုက်တာထွက်လာပြီးကျွန်တော်ရှေ့ရောက်လာတယ်အတန်တိုးတိုးနဲ့မေးတယ်ဒရိုက်တာရဲ့ကမ်းလှမ်းချက်ကိုညှင်းလိုက်တာလားကျွန်တော်ကောင်းနေလိုက်တယ်သူကကျွန်တော်ကိုစီးရုံမယ်လို့ထင်ထားတာဒါမှမဟုတ်ဒရိုက်တာလို့လှောင်ပြောင်မယ်လို့ထင်ထားတာဒါပေမဲ့သူကပြုံးလိုက်ပြီးတိုးတိုးလေးပြောတယ်ကောင်းတယ်မငြိမ့်မိတာကောင်းတယ်လူချန်ငါမင်းကိုယုံတယ်ဒီနေရာကမင်းအတွက်သေးလွန်းတယ်မင်းလိုလူကဒီမှာမတင်တော့ဘူးလားငါနဲ့အဆက်အသွယ်လဲထားနောက်ကြရင်အခွင့်အရေးကောင်းတွေရှာပေးမယ်ဒါကဒီနေ့လောက်ခရွန်းတန်900ပြီးတော့နေ့လေကဟင်းချက်ပေးတဲ့အတွက်နောက်ထပ်ရွန်း800ထပ်ပေးတယ်ကဲပြန်ပြီးနားလိုက်တော့ကျေးဇူးတင်ပါတယ်ကိုကျန်းမနှက်ဖြန်နောက်ဆုံးတစ်ရက်ပဲကြံတော့တယ်တေချာရိုက်ပြီးအဆုံးတက်လိုက်နော်စိတ်ချပါစာချုပ်ချုပ်ထားပြီးသားပဲ professional စိတ်တက်တော်ရှိပါတယ်သူရေပြီးပြောလိုက်တယ်ဒါဆိုမနှက်ဖြန်လဲဟင်းချက်ရမှာပဲကွန်းပေါင်းချက်သားအစ်စ်လုပ်ပေးလို့ရမလားငါအရန်ကြိုက်တယ်ကျွန်တော်လည်းပြုံးလိုက်တယ်ရတယ်ဒါပေမဲ့လောက်ခါတော့ထပ်တိုးရမယ်သူချက်ချင်းရေးလိုက်တယ်ဟာဟာပတ်စံပဲမြင်တော့တာလားထပ်ပေးမယ်ပြဿနာမရှိဘူးအဲ့ဒီလိုပဲသဘောတူလိုက်ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်ပြီးကျွန်တော်လည်းလှည့်ထွက်လာခဲ့တယ်တရက်ထဲနဲ့ရွမ်းနဲ့3ရရတယ်တကယ်မဆိုးဘူးတတိယနေ့မှလည်းနေ့လယ်ပိုင်းရိုက်ကူးရေးပဲကျန်းချန်ပြောထားတဲ့အတိုင်းဒရိုက်တာငယ်ကတမနက်လုံးမျက်နှာမကောင်းဘူးရိုက်ကွင်းမှာအကြောင်းမရှိအကြောင်းရှာပြီးအမြဲဒေါသထွက်နေတယ်ကျွန်တော်ကောင်းရမ်းမိတယ်တကယ်ပဲတစိမ့်တဝမ်းနဲ့မဟုတ်ရင်အတူမနေကြဘူးထင်တယ်
ဒီလိုအခန်းနဲ့စိတ်နေစိတ်ထားရှားဝမ်ချင်းနဲ့တပုံစံနဲ့ပဲအဲ့ဒီမိမဒါရိုက်တာနဲ့နောက်ပတ်ဝင်လာနိုင်တာလည်းမထူးဆန်းတော့ဘူးတအိတ်ရတဲ့အိတ်နိုင်တဲ့သူနှစ်ယောက်ဆိုတော့တမျိုးတည်းသောလူစားတွေပဲဒါပေမဲ့ကျွန်တော်စိတ်ငြိမ်ငြိမ်ပဲသူတို့ရဲ့စိတ်ခံစားချက်တွေကကျွန်တော်ကိုလုံးဝမထိခိုက်ဘူးကျွန်တော်ရဲ့တရုပ်ဆောင်မှုကလည်းအရင်တိုင်းပဲစဖိုးမှုအစ်ရဲ့ပုံစံကိုအပြည့်အဝထုတ်ပြနိုင်ခဲ့တယ်ဒါရိုက်တာကအပြစ်ရှာခြင်းပေမဲ့ကျွန်တော်ကတဘာဝအတိုင်းတရုပ်ဆောင်နေတာဆိုတော့တခါတည်းနဲ့အောင်မြင်သွားတယ်နောက်ဆုံးတော့သူ့တော်သားကိုရှားဝမ်ချင်းအပေါ်ပဲပုံချလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အချိန်များစုကသူ့ကြောင့်ပဲထက်ခါရိုက်နေရလို့နေ့လေရောက်တော့ကျွန်တော်ဒီနေ့တော့မစားတော့ဘူးယွန်းတက်900လောက်ခန့်နဲ့တီတန်စပွန်ဆာပေးတဲ့ယွန်းတက်တူညဟင်းချက်ခါကိုယူလိုက်တယ်ပတ်စံရတာနဲ့ကျွန်တော်ချက်ချင်းပြန်ထွက်လာခဲ့တယ်ကျွန်တော်ချက်ထားတဲ့ကုန်းပေါင်းချက်သားကိုကျန်းချန်တယောက်တည်းအကုန်စားလိုက်တယ်ဒရိုက်တာကမျက်နှာပူလို့မစားရဲဘူးရှားဝမ်ချင်းလည်းမစားရဲဘူးသူတို့နှစ်ယောက်တောင်မစားရဲတော့တခြားလူတွေကလည်းဘယ်သူမှမထိရဲကြတော့ဘူးနောက်ဆုံးတော့ကျန်းချန်ကတယောက်တည်းအားရပါရစားလိုက်တယ်ဒီရတာကတကယ်မိုက်တယ်ကျွန်တော်ကို3ရက်9ရက်ပေးလိုက်တယ်ဒီ3ရက်အတွင်းစနစ်ပေးထားတဲ့စွမ်းရည်ကိုအသုံးချပြီးရိုက်ကွင်းသေးလေးမှတင်ရော်လေး950ရခဲ့တယ်အရင်တုန်းကတော့ဒီလိုဝင်မျိုးတစ်ခါမှမရဘူးဒါနဲ့ကိုဘွားကိုနည်းနည်းအဆင့်မြင့်လိုက်တယ်အစားအသောက်ကောင်းစားတယ်ပင်လယ်စာတွေအများကြီးဝယ်လာပြီးအိမ်ပြန်ရောက်တာနဲ့စဖို့မှုအခြေအနေကိုပြောင်းလိုက်တယ်စတူရမ်းမီတာ30ပဲရှိတဲ့ချင်းလေးအိမ်မှာထိတ်တန်းဟင်းလျာတွေချက်စားခဲ့တယ်အေးဆေးဆေးနေပြီးစားရတာလည်းအရန်ပျော်ဖို့ကောင်းတယ်တစ်ဖက်မှာလည်းစနစ်ကိုဆက်လေးလာနေတယ်ဥပမာကိုဘာသာဇက်ကောင်တွေတတ်မှတ်ပြီးတရုပ်ဆောင်ကြည့်တာဒါမှမဟုတ် cosplay လုပ်ပြီးဇက်ကောင်ကိုအတူယူကြည့်တာဒါပေမဲ့ဘာမှအလုပ်မဖြစ်ဘူးစနစ်ကတရုပ်ဆောင်ဆိုတဲ့အသက်မွေးဝမ်းကြောင်းကိုပဲတတ်မှတ်ထားတာဒါကြောင့်တရုပ်ဆောင်အလုပ်ကနေရတဲ့ဇက်ကောင်အခွင့်အရေးနဲ့ပဲစွမ်းရည်ကိုရနိုင်တယ်တခြားနည်းမရှိတော့ဘူးအပိုတရုပ်ဆောင်ပဲဆက်လုပ်ရတော့မယ်ဒါကအမြန်ဆုံး level တက်နိုင်တဲ့နည်းလမ်းပဲတလားအကြာမှာကျင်းပမဲ့ဓာတ်ရိုက်ထုတ်လွှင့်တဲ့ပြိုင်ပွဲကလည်းအခွင့်အရေးကောင်းတစ်ခုဖြစ်တယ်ကျွန်တော်ပို့ပြီးမျှော်လင့်လာမိတယ်နားရက်4ရက်မြောက်နေမှာကျွန်တော်ရိုက်ကွင်းတွေကိုထပ်လိုက်ရှာဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မနက်အစောကြီးဖုန်းတစ်ခေါ်ဝင်လာတယ်မသိတဲ့နံပါတ်ဖုန်းကင်လိုက်တော့တစ်ဖက်ကအသက်ကြီးတဲ့လူတစ်ယောက်ရဲ့အတန်ထွက်လာတယ်နည်းနည်းတော့ရင်းနှီးနေတယ်လို့ပဲဟယ်လိုလူချန်လားဟုတ်ပါတယ်ဘယ်သူပါလဲငါကကျန်းဟွိုင်ယန်ပါကျန်းဆရာလေးဆရာမင်္ဂလာပါကျန်းဟွိုင်ယန်ဆိုတာတရုတ်ဆောင်ဆိုတာပါလဲလူရွေးပွဲတုန်းကအသက်အကြီးဆုံးအကဲဖြတ်တိုင်းပဲသူကိုယ်တိုင်ဖုန်းဆက်လာမယ်လို့မထင်ထားဘူးကျွန်တော်ကပြိုင်ပွဲနဲ့ပတ်သက်လို့ထင်လိုက်တယ်လူချန်ဒီရက်ပိုင်းဘာတွေလုပ်နေလဲနောက်တစ်လကြာရင်ပြိုင်ပွဲစတော့မယ်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးပြီလားကျွန်တော်ရဲပြီးပြန်ဖြေလိုက်တယ်ဒီလိုပါပဲဆရာအလုပ်ရှုပ်နေတယ်ပြိုင်ပွဲကြရင်တော့ကိုနောက်တမရအောင်အကောင်းဆုံးစူးစမ်းမယ်လို့ပဲတွေးထားပါတယ်ကျွန်တော်ကအခုမှအပိုတရုပ်ဆောင်ဘောကစတဲ့သူပါဖီအားလည်းမများဘူးစိတ်ဝင်ထုတ်လည်းမရှိဘူးကျန်းဆရာကရေးလိုက်တယ်ကောင်းတယ်ဒီလိုစိတ်ထားကကောင်းတယ်လူချန်ငါမင်းကိုမေးမယ်ငါအငိမ့်စားမယူခင်ဘာလုပ်ခဲ့တယ်ဆိုတာသိလားမသိပါဘူးဆရာအရင်ကငါကရန်ချင်းရုပ်ရှင်အကယ်ဒမီမှာဆရာလုပ်ခဲ့တာလူရွေးပွဲနေတုန်းကမင်းရဲ့ကိုရေးချင်းကိုမြင်လိုက်တော့တကယ်ရင်းနှီးတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီတော့မှကျွန်တော်သဘောပေါက်သွားတယ်လူရွေးပွဲနေ့ကရဲမင်းနောက်ပတ်ဝင်လာတာသိတော့သူဘာလို့စိတ်ဆိုးခဲ့တာလဲဘာလို့ကျွန်တော်ကိုယ်တိုင်လာအားပေးခဲ့တာလဲအကြောင်းရင်းကကျွန်တော်လဲသူ့ကျောင်းကထွက်လာတဲ့အကြောင်းသားဖြစ်လို့ပဲဆရာလဲရန်ချင်းရုပ်ရှင်အကယ်ဒမီကပဲလားလူရွေးပွဲနေ့တုန်းကအားပေးခဲ့တာတကယ်ကျေးဇူးတင်ပါတယ်မလိုပါဘူးမင်းတက်သွားတာကမင်းရဲ့အရေးချင်းကြောင့်ပဲမူရစေးဆွဲသူဇက်ကောင်ကိုမင်းတရုပ်ဆောင်ခဲ့တဲ့ပုံစံအမှန်တိုင်းပြောရရင်ငါအသက်ဒီလောက်ကြီးလာတဲ့အထိမင်းလောက်တဘာဝကြတဲ့တရုပ်ဆောင်တယောက်မတွေ့ဘူးသေးဘူးဆရာကချီးကျူးလွန်းနေပါပြီကျွန်တော်ကကိုစိတ်ညှို့ထားတာပါကိုမူရစေးဆွဲသူလို့ယုံအောင်လုပ်ပြီးတရုပ်ဆောင်တာကျန်းဆရာကရေးလိုက်တယ်ကောင်းလေးစိတ်ညှို့ယုံနဲ့ဒီလောက်အထိတရုပ်ဆောင်နိုင်တာလားဒီနေ့ငါဖုန်းဆက်တာအကူညီလေးတောင်းချင်လို့ပြောပါဆရာငါရဲ့ចောင်းသားဟောက်တယောက်အခုဒရိုက်တာဖြစ်နေပြီသူအခုမြို့ပြအချစ်ဇလန်တကာရိုက်နေတယ်အခုမှစလုပ်တဲ့ဒရိုက်တာဆိုတော့နာမည်မကြီးသေးဘူးဒါပေမဲ့လူကောင်းတယောက်ပါငါအမြင်မှာတော့အရေးချင်းရှိတယ်အခုသူ့ကားမှာအရေးပါတဲ့စပို့တယောက်လိုနေတယ်ရိုက်ကွင်းထဲမှာ15ရက်ကနေရက်20လောက်နေရမယ်ဒါပေမဲ့ဘတ်ဂျက်ကနည်းတယ်နာမည်လည်းမကြီးသေးတော့တင့်တော်တဲ့တရုပ်ဆောင်ကိုမရှာနိုင်ဘူးဒါနဲ့ငါစီဖုန်းဆက်ပြီးအကူအညီတောင်းတယ်ဈေးသက်သာတဲ့သူတယောက်ရှာပေးနိုင်မလားလို့ဒါနဲ့ငါမင်းကိုတတိယလိုက်တာကျွန်တော်အောင်းသွားတယ်ဆရာကျွန်တော်ကတာမန်အပိုတရုပ်ဆောင်တယောက်ပါကျွန်တော်ကိုရှာလို့ဘာထူးမှလဲကျွန်တော်လည်းအရေးပါတဲ့စပိုးမဟုတ်ပါဘူးကျန်းဆရာကပြုံးလိုက်တယ်လူချန်အရင်ဆုံးငါចောင်းသားပြောတာကိုနားထောင်ကြည့်လိုက်ပါဦးကျန်းဆရာရဲ့ចောင်းသားကတရုပ်ဆောင်တယောက်ရှာနေတယ်ဇက်ဝင်ကန်တိတ်မများတဲ့ချမ်းသာတဲ့မျိုးဆက်ဒုတိယလူငယ်ဘီလိန်ဇက်ကောင်တယောက်မိသားစုကအလွန်ချမ်းသာပြီးပိုင်ဆိုင်မှုကဘီလီယံရာနဲ့ချီရှိတယ်အချင်းစရိုက်ကလည်းမာနာကြီးအနိုင်ကျင့်တဲ့ထင်ရဆိုင်တတ်တဲ့လူမျိုးဒီဇက်ကောင်ကိုမင်းတရုပ်ဆောင်နိုင်မယ်လို့ထင်လားကျွန်တော်စိတ်ထဲမှာချက်ချင်းလှုပ်ရှားသွားတယ်ချမ်းသာတဲ့မျိုးဆက်ဒုတိယလူငယ်လားဒါတော့အဆင်ပြေတယ်ဒီဇက်ကောင်ကိုတရုပ်ဆောင်ပြီးတာနဲ့စနစ်ကကျွန်တော်ကိုတကယ်ချမ်းသာတဲ့မျိုးဆက်ဒုတိယလူငယ်အဖြစ်ပြောင်းပေးမယ်မဟုတ်လားကျန်းဆရာကကျွန်တော်ကိုယုံကြည်ရင်တော့အမှန်တိုင်းပြောပါမယ်
ဒီလိုပုံစံတူချမ်းသာတဲ့မျိုးဆက်ဒုတိယလူငယ်ဇက်ကောင်မျိုးကိုကျွန်တော်တေချာလေ့လာဖူးတယ်အတွေ့အကြုံလည်းရှိပါတယ်ကျန်းစရာရေးလိုက်တယ်ကောင်းတယ်တကယ်တော့ငါမင်းကိုအရန်သဘောကျတယ်လူချန်မင်းမှာပါရမီရှိတယ်ဒါကြောင့်လဲတကယ်ရိုက်ကွင်းတွေမှာပို့ပြီးအတွေ့အကြုံရစေချင်တာလိုက်လာခဲ့ငါကိုယ်တိုင်မင်းကိုခေါ်သွားပေးမယ်ကျေးဇူးတင်ပါတယ်ဆရာမလိုပါဘူးဒါပေမဲ့အမှန်ကိုကြိုပြောထားရမယ်ဘတ်ဂျက်အခြေအနေကြောင့်မင်းကိုအရေးပါတဲ့အဲတရုတ်ဆောင်စင်းနှုံးမပေးနိုင်တော့ဘူးတင်းငယ်တဲ့အဲတရုတ်ဆောင်စင်းနှုံးပဲရနိုင်မယ်လက်ခံနိုင်လားရပါတယ်ကျွန်တော်ကတာမန်အပိုတရုတ်ဆောင်ပါဒီလိုဈေးနှုန်းရရင်တော့ကျေနပ်ပါတယ်ဟာဟာကောင်းတယ်ကောင်လေးကပွန့်ပွန့်လင်းလင်းပဲဒီနေ့အားရင်ငါနဲ့အတူရိုက်ကွင်းကိုလိုက်ခဲ့ငါចောင်းသားကမင်းကိုစမ်းသက်တရုတ်ဆောင်ခိုင်းမယ်အဆင်ပြေရင်ချက်ချင်းစာချုပ်ချုပ်မယ်ကောင်းပါပြီအရှိတိုင်းတာဝါအောက်မှာစောင့်နေမယ်ဖုံးချလိုက်တာနဲ့ကျွန်တော်စိတ်လှုပ်ရှားသွားတယ်ဇက်ကောင်အစ်စ်ထက်ရတော့မယ်ဒီတစ်ခါတော့ဘီလီယံယာနဲ့ချီတဲ့ပိုင်ဆိုင်မှုရှိတဲ့ချမ်းသာသားငါဒီတစ်ခါဆင်းရဲဘဝကလွတ်တော်မလားလာစားကတော့အရေးမကြီးဘူးပုံမှန်ဆိုတင်းငယ်တဲ့အဲတရုတ်ဆောင်ကတရက်ကို300ကနေ900အထိရတယ်အရေးပါတဲ့အဲတရုတ်ဆောင်ဆိုရင်တရက်ကို900ကနေ300အထိရတယ်နှစ်ခုကြားကွာခြားချက်ကအရန်ကြီးတယ်ကျန်းဟွိုင်ရန်ရှာပေးတာကအရေးပါတဲ့ဇက်ကိုတရုတ်ဆောင်ပေးမယ်တင်းငယ်တဲ့အဲတရုတ်ဆောင်ဈေးနဲ့လောက်ရမယ့်အလုပ်ပုံမှန်တရုတ်ဆောင်ဆိုရင်ဘယ်သူမှလက်မခံချင်ကြဘူးအရန်နစ်နာလို့ပဲဒါပေမဲ့ကျွန်တော်အတွက်တော့ပြဿနာမရှိဘူးကျွန်တော်ကအရေးပါတဲ့အဲတရုတ်ဆောင်တော့မဟုတ်သေးဘူးဒီအခွင့်အရေးရတာတောင်ကံကောင်းနေပြီဇက်ဝင်ကမ်းများလားကျွန်တော်အတွက်တော့အတွေ့အကြုံရတာပဲအရေးကြီးဆုံးကစနစ်ကဒီချမ်းသာသားဇက်ကောင်ကိုအောင်မြင်စွာအသက်သွင်းပေးလိုက်တာနဲ့ကျွန်တော်တကယ်ချမ်းသာသွားနိုင်တယ်အရှိတိုင်းတာဝါဟာအစစ်မြင့်ရုံးဆောက်ဦးကြီးတစ်လုံးအပေါ်ဆုံးနှစ်ထပ်ကိုရိုက်ကွင်းအတွက်ငှားထားတယ်ဒီနေရာမှာမြို့ပြအချစ်ဇလန်းကိုရိုက်ကူးနေကြတာရုံးဝန်ထမ်းတွေရဲ့အချစ်ဇလန်းတွေကိုအဓိကရိုက်တာဒီလိုနေရာမျိုးငှားရမ်းကလည်းမတက်တာတော့ဘူးကျွန်တော်ရိုက်ကွင်းအပြင်မှာရက်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်လူအင်အားတော်တော်များတယ်အရင်ကကျွန်တော်တရုတ်ဆောင်ခဲ့တဲ့ရိုက်ကွင်းထက်အများကြီးပိုကြီးတယ်ဒရိုက်တာနာမည်ကချန်ချင်းချွန်အရင်ကတရုတ်ဆောင်တစ်ယောက်နှစ်အတော်ကြာတရုတ်ဆောင်ခဲ့ပေမဲ့နာမည်မကြီးခဲ့ဘူးနောက်ဆုံးဒရိုက်တာဘက်ကိုပြောင်းလာတာသူကကျန်းဟွိုင်ရန်ရဲ့ចောင်းသားဖြစ်ပြီးလက်ထဲမှာရင်းမြစ်တွေတော့ရှိတယ်ဒီမျိုးပြဇလန်းကသူ့ရဲ့ပထမဆုံးရုပ်တံဇလန်းရင်းနှီးမြုပ်နှံငွေကယွမ်တန်း30ကျော်အောင်မြင်မလားမအောင်မြင်ဘူးလားဆိုတာလောင်းကြီးထပ်ထားတဲ့လက်ရတစ်ခုလိုပဲအမျိုးသားဆက်ဆောင်ကတစ်ချိန်ကနာမည်ကြီးခဲ့ဘူးတဲ့မင်းသားကြောက်ယုံအန်းသူ့ကိုလူတွေအများဆုံးမှတ်မိတာကဟောင်ချန်းခွေးဇက်ကောင်ကြောင့်အဲ့ဒီဇက်ကောင်နဲ့တနိုင်ငံလုံးနာမည်ကြီးခဲ့ပေမဲ့နောက်ပိုင်းမှာတော့ထူးထူးခြားခြားအောင်မြင်မှုမရတော့ဘူးတကယ်တော့ခေတ်နောက်ခံဇလန်းတကားနဲ့အကောင်းဆုံးမင်းသားစုတောင်ရဘူးတယ်ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာရုပ်ရှင်လောကရဲ့အခွင့်အရေးတွေကလူငယ်ကျယ်ပွင့်တွေစီရောက်သွားတယ်သူကလည်းလူသိများအောင်မလုပ်ဘူးဖြောပြရေးအစီအစဉ်တွေလည်းမတက်ဘူးအဲ့ဒီလိုနဲ့တဖြည်းဖြည်းလူမြင်ကွင်းကနေပျောက်ကွယ်သွားပြီးနောက်ဆုံးမှာအလုပ်တောင်မရှိတော့တဲ့အခြေအနေထိရောက်သွားတယ်တကယ်စိတ်မကောင်းစရာပါဒီစကားရဲ့အမျိုးသမီးဆက်ဆောင်ကတော့အသစ်ဆက်မင်းသမီးတစ်ယောက်ကျွန်တော်လိုပဲရုပ်ရှင်ကျောင်းကနေထွက်လာတဲ့လူတစ်ယောက်ဖြစ်တယ်ရုပ်ရှင်အကယ်ဒမီကကျောင်းသူတစ်ယောက်ဖြစ်တဲ့ကျန်းယူထန်ကဒီစကားရဲ့အမျိုးသမီးဆက်ဆောင်ဖြစ်တယ်သူက2023ခုနှစ်ကျောင်းရဲ့အလှမယ်ဖြစ်ပြီးအခုထိကျောင်းမပြီးသေးဘူးကြားရတာတော့အမျိုးသားဆက်ဆောင်ကြောက်ရွံ့ဖန်နဲ့အမျိုးသမီးဆက်ဆောင်ကျန်းယူထန်နှစ်ယောက်စလုံးကိုကျန်းဟွိုင်ရန်ကသူ့ရဲ့အဆက်အသွယ်နဲ့ခေါ်ပေးထားတာတဲ့အဲ့ဒါကြောင့်ကျန်းဟွိုင်ရန်ရဲ့ဩဇာကတေးသေးလေးတော့မဟုတ်ဘူး10မိနစ်ကျော်လောက်စောင့်ပြီးတဲ့နောက်လူချန်လာခဲ့ကျန်းစရာလမ်းခေါ်လိုက်တယ်ကျွန်တော်အမြန်လျှောက်သွားပြီးအပြင်ထွက်လာတဲ့ချန်ချင်းချွန်နဲ့မျက်နှာချင်းဆိုင်တွေ့လိုက်တယ်ပထမဆုံးအမြင်မှာချန်ချင်းချွန်ကအရန်ပိန်နေတယ်အုတ်ထုတ်ဆောင်ထားပြီးမုတ်စိတ်မွေးတွေကလည်းမရိတ်ထားတာကြောင့်အရင်ကတရုတ်ဆောင်ဘဝတုန်းကလူငယ်ဆန်တဲ့ပုံစံလုံးဝမကြံတော့ဘူးဒရိုက်တာအများစုလိုပဲမုတ်စိတ်ကိုတမင်ထားတယ်အဝတ်စားလဲပေါ့ပေါ့ပပပဲမျက်နှာကအပြုံးမရှိပဲတည်ငြိမ်နေတယ်ဒါလဲပုံမှန်ပါပဲကျန်းစရာစီကနေကျွန်တော်အကြောင်းအကုန်ကြားထားပြီးဖြစ်မှာပေါ့ဘလောက်ပဲကောင်းကောင်းမိတ်ဆက်ပေးထားပါစေကျွန်တော်ကတော့အောက်ခြေအဆင့်အပိုတရုတ်ဆောင်တစ်ယောက်ပဲပုံမှန်ဆိုကျွန်တော်ကသူ့စီသွားတွေ့ရမှာဒါပေမဲ့အခုတော့သူကကျန်းစရာနဲ့အတူကိုယ်တိုင်ထွက်လာတယ်ကြည့်ရတာတော့စိတ်ထဲတိတ်မကြည်လင်တယ်လို့ပဲကျန်းစရာကတော့နွေးနွေးထွေးထွေးမိတ်ဆက်ပေးလိုက်တယ်လူချန်ဒါကချန်ရိုက်တာချန်ဒါကငါပြောထားတဲ့လူချန်ပဲမင်္ဂလာပါမင်္ဂလာပါချန်ချင်းချွန်ကပြောလိုက်တယ်ကျန်းစရာကမင်းကိုအရန်ညွှန်းထားတယ်ခဏနေစမ်းသက်တရုပ်ဆောင်ကြည့်အဆင်ပြေရင်နေခဲ့မပြေရင်လည်းကျန်းစရာကိုအပြစ်မတင်နဲ့ဟုတ်ကဲ့ရှောင်းဟဲလာပါပြီခဏအကြာမှာမင်းကလေးတယောက်အပြေးရောက်လာတယ်ကြည့်လိုက်တာနဲ့လက်ထောက်မှန်တိတာတယ်အလုတ်ရှုပ်လုံးလို့ချွေးတွေအပြစ်ဒီဘာနာမည်လဲလူချန်ကိုခေါ်သွားအဝတ်အစားလဲပေးလိုက်ခဏနေကြောက်ချမ်းရုပ်ဇက်ကောင်ကိုစမ်းသက်တရုပ်ဆောင်ခိုင်းမယ်ဟုတ်ကဲ့ရှောင်းဟဲကကျွန်တော်ကိုခေါ်ပြီးရိုက်ကွင်းထဲဝင်သွားတယ်အဲ့ဒီအချိန်ချန်ချင်းချွန်ကတိုးတိုးလေးပြောလိုက်တယ်ဆရာသူကငယ်လွန်းတယ်မာနာကြီးပြီးအနိုင်ကျင့်တတ်တဲ့ချမ်းသာသားအငွေသက်လုံးဝမတွေ့ရဘူးကျန်းဆရာကပြုံးပြီးပြောတယ်အရင်စမ်းကြည့်လိုက်လူရွေးပွဲကဗီဒီယိုမင်းလဲကြည့်ပြီးသားပဲ
မူရစေးဆွဲသူဇက်ကောင်ကိုဒီလောက်အထိတရုပ်ဆောင်နိုင်ရင်ဒီဇက်ကောင်လည်းလုံနိုင်မယ်လို့ငါယုံတယ်ချန်ချင်းချွန်ကတက်ပြင်းချလိုက်တယ်ဆရာလည်းသိပါတယ်ဒီလောကမှာမူရစေးတုံးတဲ့သူဘယ်လောက်များလဲသူတကယ်တရုပ်ဆောင်တာလားတေချာမပြောနိုင်ဘူးကျန်းဆရာရဲ့မျက်နှာချက်ချင်းတင်းသွားတယ်ချန်ငါမင်းကိုပြောဖူးတယ်မစုံစမ်းပဲလူတယောက်ကိုမဆွဆွဲနဲ့အရင်စမ်းတက်ကြည့်ပြီးမှပြောချန်ချင်းချွန်ဘာမှပြန်မပြောတော့ဘူးမိတ်ကက်ဆရာကကျွန်တော်မျက်နှာကစီရီနဲ့ဖုန်တွေကိုတန့်ရှင်းပေးပြီးမိတ်ကက်ပပလေးလိမ့်ပေးတယ်ပြီးတော့အဝတ်အစားလဲပေးတယ်တန်းရောင်ပေါင်းပြီးအကွက်ပါတဲ့အင်ကြီးနမဲကြီးအမှတ်တစိမ့်ဖက်နှက်ဖေးကက်နိုင်ဒါပေမဲ့အတုလေဘင်းမှာရွှေဆွဲကြိုးကြီးဆွဲထားပြီးအင်ကြီးကျဲတီးကိုဖြုတ်ထားလို့ရင်ဘတ်ကြွတာနည်းနည်းပေါ်နေတယ်အကုန်ပြင်ပြီးတော့မှန်ရှိမှရက်ကြည့်လိုက်တယ်ကျွန်တော်မျက်မှောင်ကျုပ်သွားတယ်ဒါကဘာပုံစံလဲဒါကိုချမ်းသာသားပုံစံလို့ခေါ်တာလားဟာတာဆက်ကောင်နဲ့ပို့တူနေတယ်အခုခေတ်ရုပ်ရှင်တွေမှာမာနကြီးတဲ့ချမ်းသာသားဆိုတာအဝတ်အစားနဲ့မပြဘူးပတ်စံရှိတာဥပဒေကိုမကြောက်တာထင်ရဆိုင်တာအဲ့ဒီလိုအပြုတ်မှုတွေကပဲဖော်ပြရတာဒီလိုအဝတ်အစားဝတ်ထားပြီးဥပဒေကိုမကြောက်တဲ့အငွေတက်ထွက်လာမယ်ဆိုတာမဖြစ်နိုင်ဘူးကျွန်တော်ခေါင်းခါလိုက်တယ်ဘေးမှာရက်နေတဲ့လက်ထောက်မလေးရှောင်းဟဲကမျက်တောင်ခတ်ပြီးအနားကပ်လာတယ်ကိုလို့ခေါင်းခါတာဘာကိုဆိုလိုတာလဲဒီဝတ်စုံကိုမကြိုက်ဘူးလားကျွန်တော်ချက်ချင်းအဝတ်လဲခန်းထဲကိုဝင်သွားပြီးကျွန်တော်အဝတ်စားကိုကိုယ်တိုင်ပြန်ပြင်လိုက်တယ်မကြခင်မှာပဲချန်ချင်းချွန်နဲ့ကျန်းဟွိုင်ရန်တို့ရောက်လာကြတယ်ကျွန်တော်အဝတ်လဲခန်းထဲကထွက်လာတော့အပြာရောင်ဝတ်စုံတစ်စုံအဖြူရောင်ရှက်အင်ကြီးအနီရောင်လက်စည်းတစ်ချောင်းပဲတွဲဝတ်ထားတယ်စပင်ကိုလည်းရေဖြန်းပြီးကိုယ်တိုင်ပြင်ထားလို့ရိုးရှင်းပေမဲ့အစ်စ်မြင့်တဲ့ခန်းစားချက်ထွက်နေတယ်ဒရိုက်တာဒီဝတ်စုံကိုကျွန်တော်ကိုယ်တိုင်လဲထားတာပါအမှန်တိုင်းပြောရရင်ကြောက်ချမ်းကြီးရဲ့အရင်ဝတ်စုံကမာနာကြီးတဲ့ချမ်းသာသားနဲ့မတူဘူးဟာတာဆက်ကောင်နဲ့ပဲပိုတူနေတယ်ချန်ချင်းချွန်ရဲ့မျက်နှာချက်ချင်းမဲသွားတယ်အပိုတရုပ်ဆောင်တယောက်ကသူဒီဇိုင်းထုတ်ထားတဲ့ဘီလိန်ပုံစံကိုဟာတာလို့ပြောနေတယ်ဆိုတော့ဘလို့စိတ်ချမ်းသာမှလဲတကယ်တော့သူကကျန်းဟွိုင်ရန်ကိုအရေးပါတဲ့အဲ့တရုပ်ဆောင်တယောက်ရှာပေးစေချင်တာချမ်းသာသားဘီလိန်ဇက်ဝင်ခန်းကမများပေမဲ့ဇလန်းရဲ့အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်တယ်ကျန်းဟွိုင်ရန်ကလူရှာပေးရင်ဈေးနှုန်းလဲညှိလို့လွယ်တယ်အရေးပါတဲ့တရုပ်ဆောင်ကိုအတိမိတ်ဆွေဈေးနဲ့ခေါ်လို့ရနိုင်တယ်ဒါပေမဲ့ကျန်းဟွိုင်ရန်ခေါ်လာတာကအရေးပါတဲ့အဲ့တရုပ်ဆောင်မဟုတ်ပဲအောက်ခြေအဆင့်အပိုတရုပ်ဆောင်တယောက်သူ့အတွက်တော့ဒါကဟာတာပဲလူချန်ကအရင်တစ်ခါလူရွေးပွဲမှာတရုပ်ဆောင်ကောင်းလုံးလို့ရဲတောင်ရောက်လာတဲ့အထိဖြစ်ခဲ့တာမှန်တယ်နောက်ပိုင်းမှာလဲအဲ့ဒါတရုပ်ဆောင်တာပဲလို့တက်တည်ပြနိုင်ခဲ့တယ်ဒါပေမဲ့ဖြောပြရေးလောကမှာတော့လူတိုင်းအပြေအဝမယုံကြဘူးဒီလောကမှာတရားမဝင်ကိစ္စတွေကိုစောင့်ကြည့်နေတဲ့သူတွေအများကြီးရှိတယ်ဘသူကလူချန်တကယ်မတုံးဘူးလို့အာမခံနိုင်မှာလဲအခုကျန်းဟွိုင်ရန်ကသူ့ကိုခေါ်လာပြီးအဲ့တရုပ်ဆောင်ဈေးနဲ့တောင်ပေးထားတယ်သူနဲ့တန်ရဲ့လားချန်ချင်းချွန်ရဲ့စိတ်ထဲမှာကျန်းဆရာကဒီတစ်ခါသူ့ကိုအလေးမထားပဲလူတယောက်ကိုအလွယ်တကူပို့လိုက်တယ်လို့ခံစားနေရတယ်ကျွန်တော်ကိုယ်တိုင်ပြင်ထားတဲ့ဝတ်စုံကိုကြည့်ပြီးသူပြန်ပြောခြင်းစိတ်အယမ်းပေါ်လာတယ်ဒါပေမဲ့ကျန်းဟွိုင်ရန်ရဲ့မျက်နှာကိုထောက်ထားပြီးနောက်ဆုံးတော့တီးခံလိုက်တယ်အ ਨੇ ဆုံးစမ်းတက်တရုပ်ဆောင်တာတော့လုပ်ပေးရအောင်မယ်ဒါနဲ့ချန်ချင်းချွန်ကကျွန်တော်ကိုဆိုဖာဘက်ခေါ်သွားတယ်သူနဲ့ကျန်းဟွိုင်ရန်ကျွန်တော်၃ယောက်ထိုင်လိုက်ကြတယ်ဇက်ဝင်ခန်းကိုအချင်းချင်းရှင်းပြပြီးစမ်းတက်တရုပ်ဆောင်ခိုင်းဖို့ပြင်တယ်တစ်ချိန်တည်းမှာပဲအမျိုးသမီးဇက်ဆောင်ကိုလည်းခေါ်လာဖို့လူလွတ်လိုက်တယ်သူကကျွန်တော်နဲ့တွဲတရုပ်ဆောင်ရမယ်ချမ်းသာသားဇက်ကောင်နာမည်ကကြောက်ထန်းကြီးကြောက်မိသားစုရဲ့သားမိသားစုပိုင်ဆိုင်မှုကဘီလီယံယာနဲ့ချီတယ်သူကမိန်းကလေးတွေကိုလိုက်ရှုပ်တတ်တဲ့မာနကြီးပြီးအနိုင်ကျင့်တတ်တဲ့ပတ်စံနဲ့အရာအလုံးကိုဝယ်လို့ရတယ်လို့ထင်တဲ့လူမျိုးဇလတ်အစပိုင်းမှာအမျိုးသမီးဇက်ဆောင်ကိုအမြဲလိုက်နှောက်ယှက်တဲ့ဘီလိန်တကယ်တော့အမျိုးသမီးဇက်ဆောင်နဲ့အမျိုးသားဇက်ဆောင်ကြောက်ရွံဖန်တို့ကသာစုံတွဲကြောက်ရွံဖန်ကအသက်40အရွယ်အမျိုးသားတစ်ယောက်အဖြစ်တရုပ်ဆောင်တယ်အမျိုးသမီးဇက်ဆောင်ကတော့တက္ကသိုလ်ပြီးခါစားရုံးဝန်ထမ်းတစ်မတော်တဆဖြစ်ရတဲ့တစ်ခုကြောင့်တက္ကစီမောင်းသမားကြောက်ရွံဖန်နဲ့ဆုံတွေ့ပြီးအချစ်ဇလန်းစားတယ်အရန်ရိုးရှင်းတဲ့ဇလန်းပဲဒီနေ့ကျွန်တော်စမ်းသက်တရုပ်ဆောင်ရမယ့်အပိုင်းကချမ်းသာသားကကုမ္ပဏီရှိမှအမျိုးသမီးဇက်ဆောင်ကိုပိတ်ဆို့တဲ့ဇက်ဝင်ခန်းဒီခန်းမှာမာနာကြီးပြီးအထင်ကြီးတဲ့စိတ်ဓာတ်ကိုပြရမယ်ပြဿနာရှိလားအဲ့ဒီအချိန်စနစ်အတန်ထွက်လာတယ်ဇက်ကောင်ကိုစတင်အသက်သွင်းနေသည်ချမ်းသာတဲ့မျိုးဆက်ဒုတိယလူငယ်ဂုံယူပါတယ်တင်ဒီတကယ်ချမ်းသာတဲ့မျိုးဆက်ဒုတိယလူငယ်ဖြစ်သွားပါပြီကျွန်တော်အံ့အားသင့်သွားတယ်တကယ်ဖြစ်သွားပြီလားဒါပေမဲ့ဘီလီယံယာနဲ့ချီတဲ့ပိုင်ဆိုင်မှုကအဖေနဲ့အမေပိုင်တာကျွန်တော်ပတ်စံမဟုတ်ဘူးဒီစနစ်ကအသေးစိတ်ထိတိကျလွန်းလို့ရဲချင်းစရာတောင်ကောင်းတယ်ဒါဆိုကျွန်တော်ကတကယ်ချမ်းသာတာဖြစ်သွားပြီဒါပေမဲ့ဒီဇက်ကောင်ကနေပြန်ထွက်လိုက်ရင်မိဘတွေရဲ့ချမ်းသာမှုကပျောက်သွားမှာလားမဖြစ်နိုင်တော့ဘူးစဉ်းစားမနေတော့ဘူးတကယ်တော့ဒီလိုစီစဉ်ထားတာလည်းကောင်းပါတယ်ဒီကဘာကိုရောက်လာပြီကျွန်တော်မိဘမြတ်တာကိုထက်ခံစားခွင့်ရခဲ့တယ်ဒီဘဝမှာအဖေကရိုးသားတဲ့လက်သမားအမေကစန်စီဆိုင်မှာအလုပ်လုပ်တယ်လစာမများပေမဲ့ကျွန်တော်ကိုကြည်ပြင်းအောင်ကျွေးမွေးပြီးတ
တက္ကသိုလ်တော်တက်နိုင်အောင်လုပ်ပေးခဲ့တယ်ဘယ်လောက်ခက်ခဲခဲ့မလဲဆိုတာကျွန်တော်သိတယ်ဒါကြောင့်လဲဘွဲရပြီးနောက်ကျွန်တော်ငှားနေရတဲ့အိမ်ကဟောင်းနှံပြီးတင်းငယ်တဲ့တခန်းနဲ့အိမ်ပဲဖြစ်ခဲ့တာဆင်းရဲပေမဲ့ဒီဘဝကမိဘနှစ်ယောက်ကိုကျွန်တော်အရင်ချစ်တယ်အထူးသဖြင့်အမေကိုဒါကြောင့်ဒီရလက်ကိုကျွန်တော်ကျင့်တတ်တယ်တစ်ဖက်မှာချန်ချင်းချွန်ကကျွန်တော်မျက်နှာအမူအရာကိုကြည့်ပြီးတရုပ်မဆောင်နိုင်လို့စိတ်ပူနေတယ်လို့ထင်သွားတယ်အစင်မပြေရင်ထားလိုက်တော့တခြားအပိုတရုပ်ဆောင်တယောက်ရှာလိုက်မယ်ဇက်ကောင်နဲ့ဝင်လိုက်တာနဲ့ကျွန်တော်အကြည့်ကချက်ချင်းပြောင်းသွားတယ်မောက်မာတဲ့အကြည့်အေးဆက်တဲ့အကြည့်နဲ့သူ့ကိုစိုက်ကြည့်လိုက်ပြီးဘသူကမလုံနိုင်ဘူးလို့ပြောတာလေအဲ့ဒီအကြည့်ကြောင့်ဒရိုက်တာချန်ချင်းချွန်တောင်လန့်သွားတယ်ဟာလန့်လိုက်တာမပြင်ဆင်ထားပဲဒီလိုချက်ချင်းဇက်ကောင်နဲ့ဝင်သွားတာလားဒီခံစားချက်ကတကယ်ကိုကြောက်စရာကောင်းတယ်ဟုတ်တယ်ဒီလိုပဲဖြစ်ရမှာအဲ့ဒီအချိန်မှာကျန်းရုပ်ထန်လဲရောက်လာတယ်ဒရိုက်တာတောင်းပန်ပါတယ်အခုလေးတင်အိမ်သာသွားနေလို့ပါကျန်းဆရာကြီးကပြုံးပြီးပြောတယ်ရောက်လာပြီဆိုကောင်းပြီမင်းနဲ့လူချန်တို့စမ်းသက်တရုပ်ဆောင်လိုက်ကြကုမ္ပဏီအောက်မှာဇက်ကောင်နှစ်ယောက်တွေ့တဲ့အခန်းကိုအခုချက်ချင်းစလိုက်ကျန်းရုပ်ထန်ကစိတ်ထဲမှာအနှဲငယ်ဖိအားရှိနေတယ်အားလုံးကအစင်သင့်မဖြစ်သေးဘူးဒါပေမဲ့ဒရိုက်တာရောကျန်းဆရာကြီးရောရှိနေတဲ့အတွက်ခေါင်းညစ်ပြီးတရုပ်ဆောင်ဖို့သဘောတူလိုက်တယ်ရိုက်ကွင်းနေရာကိုအလင်းအမြန်ရှင်းလင်းလိုက်ကြပြီးဝန်ထမ်းတွေအများကြီးဘေးမှာဝိုင်းကြည့်နေကြတယ်ဒရိုက်တာနဲ့ကျန်းဆရာကြီးကမော်နီတာရှေ့မှာထိုင်လိုက်တယ်တရုပ်ဆောင်မှုစတင်သွားတယ်ကျန်းရုပ်ထန်ကအံ့ဩတယ်လို့မေးလိုက်တယ်ကြောက်ထမ်းယူရှင်ဘာလို့ဒီကိုရောက်လာတာလဲကျွန်တော်ကဖြည်းဖြည်းချင်းရှောက်သွားတယ်မျက်နှာပေါ်မှာအလွန်အကျွံအမူအရာမရှိပဲမထီမဲ့မြင်အပြုံးသေးသေးတစ်ခုသာရှိနေတယ်ဒါပေမဲ့ကျွန်တော်ရဲ့လမ်းလျှောက်ပုံကမတူဘူးလက်နှစ်ဖက်ကိုအနှဲငယ်ဖြန့်ထားပြီးပကုံးတစ်ဖက်မြင့်တစ်ဖက်နှိမ့်နဲ့ရှောက်လာတဲ့ပုံစံကအာနာရှိတဲ့လူတစ်ယောက်ရဲ့မောက်မာမှုကိုအပြည့်အဝဖော်ပြနေတယ်ကျန်းဆရာကြီးကတိုးတိုးပြောတယ်မြင်လားဒီလိုဟာကစာအုပ်ထဲကတရုပ်ဆောင်လေးမဟုတ်ဘူးအယိုးထဲကထွက်လာတဲ့စိတ်နေစိတ်ထားပဲချန်ချင်းချွန်မင်းတရုပ်ဆောင် theory တွေအများကြီးသိပေမဲ့တရုပ်ဆောင်ရဲ့အနှစ်သာရကိုတော့မသိသေးဘူးတခါတလေတရုပ်ဆောင်တာကလှုပ်ရှားမှုနဲ့မဟုတ်ဘူးနားလေသဘောပေါက်မှုနဲ့လာတာလူချန်ရဲ့မိသားစုအခြေအနေကိုမင်းတီလာအရန်ဆင်းရဲတယ်အဖေကလက်သမားအလုပ်ရှိမှဝင်ငွေရှိတယ်အမေကစီးနဲ့ဆန်ဆိုင်မှာအလုပ်လုပ်တယ်ဒီလိုနောက်ခံရှိတဲ့ကောင်လေးစီမှာချမ်းသာတဲ့မျိုးဆက်ဒုတိယရဲ့အငွေသက်ရှိနိုင်မလားမရှိဘူးဒါပေမဲ့အခုသူလျှောက်လာတဲ့ပုံကိုကြည့်လိုက်ဒါကနားလေသဘောပေါက်ပြီးတရုပ်ဆောင်နေတာတရုပ်ဆောင်ဆိုတာစူးစမ်းရုံနဲ့မရဘူးပါရမီလဲလိုတယ်ဇက်ဝင်ကန်ကဆက်သွားတယ်ကျွန်တော်ကကျန်းရုပ်ထန်ရှိမှရက်လိုက်ပြီးသူ့လမ်းကိုပိတ်ထားတယ်လက်တစ်ဖက်ကိုသူ့စပင်နာနာစီဖြည်းဖြည်းချင်းတင်လိုက်ပြီးအောက်ကိုအသာလေးရွေသွားတယ်အတန်ကငြိမ်သက်နေပေမဲ့အေးဆက်တဲ့ဖိအားပြည့်နဲ့ဒီလိုနူးညံ့တဲ့လှုပ်ရှားမှုလေးကပဲကျန်းရုပ်ထန်ရဲ့စိတ်ထဲမှာအန္တရာယ်ခံစားချက်ကိုဖြစ်ပေါ်လာစေတယ်ဒါဟာတရုပ်ဆောင်နေတယ်လို့တောင်မခံစားရတော့ဘူးတကယ်ပဲတယောက်ယောက်ကသူ့ကိုဖိအားပေးနေတယ်လို့ကျူးကျော်လာတယ်လို့ခံစားလိုက်ရတယ်အထူးသဖြင့်ကျွန်တော်ရဲ့မျက်လုံးတွေအပြင်ဘက်မှာတော့ရဲရွှင်တယ်လို့ထင်ရပေမဲ့အတွင်းမှာတော့အေးဆက်ပြီးစိတ်ခံစားချက်မရှိတဲ့အကြည့်အဲ့ဒီအကြည့်ကြောင့်ကျန်းရုပ်ထန်ရဲ့နှလုံးခုန်လုံးမြန်လာတယ်ရှက်စိတ်နဲ့ဒေါသတွေတပြိုင်နက်ထွက်လာပြီးကျွန်တော်ကိုအားနဲ့တွန်းဖယ်လိုက်တယ်ဘာလို့တာလဲဖယ်ဆန်းပါအဲ့ဒီအချိန်ထိသူကစက်ကောင်တဲကိုအပြေအဝမဝင်ရသေးပေမဲ့အခုတော့ကျွန်တော်ရဲ့တရုပ်ဆောင်မှုကြောင့်တဘာဝအတိုင်းတုတ်ပြန်လိုက်မိတော့တယ်ကျန်းရုပ်ထန်ကတော့လူချန်ရဲ့တရုပ်ဆောင်မှုတွေကိုအပြေအဝဆွဲသွင်းခံလိုက်ရပြီးသူခုနကတွန်းဖယ်လိုက်တာကလည်းတဘာဝလိုလိုတုတ်ပြန်လိုက်တာပဲလူချန်ကတကယ်ပဲသူ့ကိုကျူးကျော်နေတယ်လို့ခံစားမိမှဒီလိုတုတ်ပြန်မှုမျိုးထွက်လာနိုင်တာချန်ချင်းချွန်ကတိုးတိုးလေးမေးလိုက်တယ်ဆရာကျန်းသူကဒီခွင့်ရေးကိုအသုံးချပြီးတကယ်အရှက်မရှိတဲ့အပြုမှုတွေလုပ်နေတာမဟုတ်ဘူးလားကျန်းဟွာယန်ကမျက်နှာတင်းသွားတယ်ဒါပါစကားလဲဒရိုက်တာတယောက်ပြောတဲ့စကားလားချန်ချင်းချွန်ကအမြန်တောင်းပန်လိုက်တယ်တောင်းပန်ပါတယ်ကျွန်တော်အမှတ်မထင်ပြောလိုက်တာပါကျန်းဟွာယန်ကသူ့ចောင်းသားရဲ့ဇယိုက်ကိုကောင်းကောင်းသိတယ်တရုပ်ဆောင်နေနဲ့တိတ်မထူးချုံပေမဲ့ဒရိုက်တာဖြစ်ပြီးနောက်ဖန်တီးနိုင်စွမ်းနဲ့ပြည့်စုံအောင်လုပ်ချင်တဲ့စိတ်ကပိုထင်ရှားလာခဲ့တယ်ဒါပေမဲ့ဒရိုက်တာတော်တော်များများလိုပဲသူ့မှာလည်းအားနည်းချက်ရှိတယ်အခုဆိုကျန်းရုပ်ထံကိုအကာအကွယ်ပေးတာကတာမန်ထက်တောင်ကျော်လွန်လာပြီဒီကိစ္စမျိုးကိုကျန်းဟွာယန်လည်းဝင်မပြောချင်တော့ဘူးနှစ်ယောက်စလုံးမော်နီတာကိုဆက်ကြည့်နေကြတယ်ကျွန်တော်ကကျန်းရုပ်ထံရဲ့လက်ကောက်ဝတ်ကိုခက်တင်းတင်းဖမ်းဆုပ်လိုက်တယ်သူကကြောက်လန့်တကြားအော်ဟစ်ပြီးရုံထွက်ဖို့ကြိုးစားနေတယ်ဒီမြင်ကွင်းကိုမြင်ရင်လမ်းသွားလမ်းလာတော့ဝင်ကူချင်လောက်တဲ့အခြေအနေဒါပေမဲ့ကျွန်တော်ကရုတ်တရက်ခေါင်းလှည့်ပြီးဒရိုက်တာနဲ့ကျန်းဆရာကြီးထိုင်နေတဲ့ဘက်ကိုလက်ညှိုးထိုးလိုက်တယ်အကြည့်ထဲမှာတက်ဖြတ်ချင်တဲ့အေးဆက်မှုအပြည့်နဲ့ဖုန်းကိုချလိုက်စမ်းချန်ချင်းချွန်ရဲ့မျက်နှာချက်ချင်းစိမ့်သွားတယ်ကျွန်တော်ကနောက်ထပ်ဘေးကဝန်ထမ်းတချို့ကိုလှည့်ကြည့်ပြီးထပ်អော်လိုက်တယ်ဘာကြည့်နေတာလဲဝေးဝေးသွားဝန်ထမ်းတွေအကုန်အံ့ဩသွားကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်အကြည့်ကသူတို့ကိုတကယ်ကြည့်ပြီးဆဲနေတာလို့ပဲနောက်ထပ်ဆက်ကြည့်နေမိရင်တကယ်လာရိုက်တော့မယ်လို့တောင်ထင်ရလောက်အောင်ဖိအားများနေတယ်အဲ့ဒီမောက်မာမှုမိုက်ယူရဲဆန်မှုကလူတိုင်းကိုဒေါသထွက်စေတယ်ချန်ချင်းချွန်တောင်စိတ်ထဲမှာပောက်ကွဲတော့မလို့ဖြစ်သွားတယ်အခုလေးတင်ကျွန်တော်ကသူ့ကိုကြည့်ပြီးဆဲလိုက်တာဆိုတော့ရည်ရွယ်ချက်ရှိရှိစော်ကားနေတာလို့တောင်ထင်မိတယ်နောက်တစ်ခါမှကျန်းရုပ်ထံကပို့ပြီးရုန်းကန်လာတယ်သူတကယ်ကြောက်နေပြီမျက်နှာဖြူဘက်ဖြူရောဖြစ်နေပြီးနှက်ခမ်းတောင်အယောင်ပြောက်နေတယ်လက်ကိုအသေးအတန်ယုံထုတ်ရင်းအကူကြီးတောင်းပြီးအော်ဟစ်နေတယ်ရိုက်ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်အကြတန်တောင်ကြားရမယ့်အခြေအနေလူတိုင်းသိနေကြတာကကျန်းရုပ်ထံကတရုပ်ဆောင်နေတာမဟုတ်ဘူးတကယ်ကြောက်နေပြီဒါပေမဲ့ကျွန်တော်ကလက်မလွတ်သေးဘူးကျန်းရုပ်ထံရဲ့မျက်လုံးတွေနီလာပြီးမျက်ရည်တွေဆက်တိုက်ကျလာတယ်တကူလုံးအားပြော့သွားပြီးမတက်တောင်မရက်နိုင်တော့ဘူးကျွန်တော်ရဲ့ခြေထောက်တစ်ဖက်ကထောက်ထားပေးနေလို့ဒါမလဲကြတာသူ့စိတ်ထဲမှာတော့ရှက်စိတ်ကြောက်စိတ်အေးဆက်မှုတွေအကုန်ရောထွေးနေတယ်ကျွန်တော်အကြည့်ထဲမှာလူတစ်ယောက်ကိုလေးစားမှုဆိုတာမရှိဘူးရှေ့ကမိန်းကလေးကိုဖျော်ဖြေရေးပစ္စည်းတစ်ခုလိုပဲကြည့်နေတယ်လို့ခံစားရတယ်
ကျန်းရုပ်ထံတော်မိမိကိုယ်ကိုစကားတွေကမင်းသမီးအစ်စ်ဖြစ်သွားတယ်လို့ထင်အောင်ထင်မှဖြစ်လာတယ်တကယ်ပဲဒီလူရဲ့အနိုင်ကျင့်ခံခဲ့ရတယ်လို့ခံစားမိပြီးကျေးဇူးပြုပြီးလွတ်ပေးပါလို့တိုးတိုးလေးပြောမိတယ်ဒါပေမဲ့ကျွန်တော်ကမလွတ်သေးဘူးအပြုံးဖြော့ဖြော့နဲ့သူ့ကိုယ်သာစိုက်ကြည့်နေတယ်အဲ့ဒီအချိန်မှာကျန်းဟွိုင်ယန်ကရုတ်တရက်ကက်လို့អော်လိုက်တယ်အတန်ကြားတာနဲ့ကျွန်တော်ချက်ချင်းပြောင်းလဲသွားတယ်လက်နှစ်ဖက်နဲ့ကျန်းရုပ်ထံရဲ့ပခုံးကိုအသားရကင်ထားလိုက်တယ်ကျန်းရုပ်ထံခဏတာကြောင်သွားပြီးနောက်တစ်စက္ကန့်မှာတော့အပတရငိုချလိုက်တော့တယ်ရိုက်ကွင်းကလူတိုင်းအံ့အားသင့်သွားကြတယ်ကျွန်တော်ရဲ့တရုပ်ဆောင်မှုကမင်းသမီးဖြစ်တဲ့ကျန်းရုပ်ထံကိုသာမကဘူးဘေးကဝန်ထမ်းတွေကိုပါဇက်ကောင်တဲ့အပြည့်အဝဆွဲခေါ်သွားနိုင်ခဲ့တယ်ခုနကလူကိုမိုက်မရိုင်းရိုင်းဆဲဆိုတာမျိုးလုံးထဲကအကြမ်းဖက်ခြင်းနဲ့အရေးအယောင်တွေအာဏာနဲ့မောက်မာမှုတွေထိန်းချုပ်ခြင်းနဲ့အပြုမှုတွေအားလုံးပေါင်းစပ်လိုက်တော့လူတိုင်းရဲ့စိတ်ထဲမှာဒီလူကတကယ်ကိုဥပဒေမဲ့ချမ်းသာတဲ့မျိုးဆက်ဒုတိယပဲလို့ယုံသွားကြတယ်ဒါပေမဲ့ကက်ဆိုတဲ့အတန်ထွက်တာနဲ့အဲ့ဒီခံစားချက်အားလုံးချက်ချင်းပျောက်ကွယ်သွားတယ်ကျွန်တော်ကစက္ကန့်ပိုင်းအတွင်းလူတစ်ယောက်လုံးပြောင်းသွားတယ်လို့ဖြစ်သွားတယ်ကျန်းရုပ်ထံလည်းနောက်ဆုံးတော့ငိုရာရက်သွားတယ်လက်ထောက်တွေနဲ့ဝန်ထမ်းတွေကနှစ်သိမ့်ပေးပြီးခုံပေါ်မှာထိုင်ခိုင်းထားကြတယ်ဒါပေမဲ့သူကကျွန်တော်ကိုမေးကြည့်နေတော့မယ်စိတ်ထဲမှာတော့လှိုင်းထားနေတယ်လို့ရှုပ်ထွေးနေတယ်အခုလေးတင်တရုပ်ဆောင်ခဲ့တဲ့အခန်းတစ်ခုတည်းကသူ့ကိုအထင်မှားစေခဲ့တယ်တကယ်ပဲကျွန်တော်ရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရတယ်လို့မဖြောင့်နိုင်တဲ့အမုန်းတစ်ခုတောင်ဖြစ်လာခဲ့တယ်ဒါပေမဲ့အဲ့ဒါအလုံးကတရုပ်ဆောင်မှုတက်တက်ပဲဆိုတာသူသိတယ်ဒါတောင်သူ့စိတ်ကဇက်ကောင်တွေကနေအချိန်တော်ကြာအောင်ပြန်မထွက်နိုင်ခဲ့ဘူးတစ်ဖက်မှာတော့ချန်ချင်းချွန်ရဲ့စိတ်ထဲမှာအလွန်ရှုပ်ထွေးနေတယ်ကျွန်တော်ကချမ်းသာတဲ့မျိုးဆက်ဒုတိယဇက်ကောင်ကိုဒီလောက်အထိအသက်ဝင်အောင်တရုပ်ဆောင်နိုင်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးသူ့အမြင်မှာတော့ခုနကလူချန်ဆိုတာတရုပ်ဆောင်နေတာမဟုတ်ဘူးတကယ်ချမ်းသာတဲ့မျိုးဆက်ဒုတိယတစ်ယောက်ကိုယ်တိုင်ရောက်လာတယ်လို့ပဲမောက်မာတဲ့ရက်ဆက်တဲ့အနိုင်ကျင့်တယ်တကယ်ကိုအံ့ဩစရာကောင်းလွန်းတယ်ကျန်းဟွိုင်ယန်ကတော့အလွန်စိတ်လှုပ်ရှားနေတယ်ကျွန်တော်ပခုံးကိုပုတ်ပြီးပြုံးရင်းပြောလိုက်တယ်လူချန်ကောင်းတယ်တကယ်ကောင်းတယ်ကျွန်တော်ဒီလောက်နှစ်တွေကြာအောင်ဒီလုပ်ငန်းမှာလှုပ်လာခဲ့ပေမဲ့ခုနကလိုတရုပ်ဆောင်မှုမျိုးတစ်ခါမှမမြင်ဘူးတကယ်ပဲနံပါတ်တစ်ပဲကျွန်တော်မျက်လုံးထဲမှာတော့မင်းဟာဥပဒေမဲ့ချမ်းသာတဲ့မျိုးဆက်ဒုတိယတစ်ယောက်အစ်စ်မှန်လို့ပဲကျွန်တော်ကပြုံးပြီးပြန်ဖြေလိုက်တယ်ချီကျူးပေးတာကျေးဇူးတင်ပါတယ်ဆရာချမ်းမင်းသမီးကအဆင်ပြေရဲ့လားခုနကနည်းနည်းတော့ကြောက်သွားတယ်လို့ပဲကျန်းဟွိုင်ယန်ကလက်ခါပြီးပြောတယ်အဆင်ပြေပါတယ်မင်းဒီနေ့သူ့ကိုအဖိုးတန်သင်ခန်းစာတစ်ခုတင်ပေးလိုက်တာပဲဒီလိုသင်ခန်းစာမျိုးကပတ်စံပေးတတ်ရင်တော့တင်လို့မရဘူးပြီးတော့ချန်ချင်းချွန်ပတ်လှည့်ပြီးမေးလိုက်တယ်ဒရိုက်တာချန်အခုတရုပ်ဆောင်တာကိုဘယ်လိုထင်လဲချန်ချင်းချွန်ကခေါင်းညှိလိုက်တယ်ကျေနပ်တယ်အမှန်တိုင်းပြောရရင်ဒီလိုတရုပ်ဆောင်မှုမျိုးကတာမန်အပိုတရုပ်ဆောင်တယောက်စီမှာလုံးဝမတွေ့ရဘူးပြီးတော့ကျွန်တော်ကိုမေးလိုက်တယ်လူချန်မင်းတကယ်ပဲအေဂျင်စီတစ်ခုနဲ့မချုပ်ထားဘူးလားဘွဲရပြီးကလေးကအပိုတရုပ်ဆောင်ပဲလှုပ်လာတာလားသူ့စိတ်ထဲမှာကျွန်တော်ကိုခေါ်ယူခြင်းတဲ့အတွေ့ကတဖြည်းဖြည်းကြီးထွားလာတယ်အစပိုင်းမှာကျွန်တော်ကိုတိတ်မကြိုက်ခဲ့ပေမဲ့အခုတော့ကျွန်တော်ရဲ့ပါရမီကြောင့်အပြည့်အဝလှုပ်ရှားသွားခဲ့တယ်ကျန်းဟွိုင်ယန်တောင်ဒီလောက်ချီးကျူးထားတဲ့လူဆိုတော့ဒီကောင်လေးမှာအနာဂတ်ရှိတယ်ချန်ချင်းချွန်ကအလေးနဲ့ပြောလိုက်တယ်လူချန်အမှန်တိုင်းပြောရရင်မင်းဒီနေ့ပြသခဲ့တာကငါမျှော်လင့်ချက်ထက်အများကြီးကျော်လွန်သွားတယ်ဒီတရုပ်ဆောင်မှုတစ်ခုပဲကြည့်ပြီးမင်းကိုကုမ္ပဏီမှာချုပ်နိုင်တယ်လို့ငါအာမခံရဲတယ်စိတ်ဝင်စားလားငါရဲ့ရိုက်ကွင်းမှာနှစ်အနည်းငယ်လေ့ကျင့်လိုက်ရင်မင်းအနာဂတ်ကတေချာပေါက်တောက်ပလာမယ်ကျွန်တော်ခေါင်းခါလိုက်တယ်တောင်းပန်ပါတယ်ဒရိုက်တာချန်အခုချိန်မှာတော့ကျွန်တော်ကုမ္ပဏီနဲ့မချုပ်ချင်သေးဘူးနောက်ထပ်နှစ်အနည်းငယ်လေးလာပြီးမှစဉ်းစားပါမယ်ချန်ချင်းချွန်ကအံ့ဩသွားတယ်ဒီလောက်အခွင့်အရေးကောင်းကိုမစဉ်းစားပဲညှင်းလိုက်တာလားမင်းကအပိုတရုပ်ဆောင်ပဲလေကျွန်တော်ပြုံးပြီးပြောလိုက်တယ်ကျွန်တော်သိပါတယ်ဆရာချန်ကလည်းခင်ဗျားတို့ကုမ္ပဏီနောက်မှာရန်ချင်းယဉ်ကျေးမှုမီဒီယာအုပ်စုရှိတယ်လို့ပြောထားပါတယ်ဒါပေမဲ့ကျေးဇူးတင်ပါတယ်ချန်ချင်းချွန်ကမေးလိုက်တယ်ရိုက်ကွင်းထဲမှာလေ့လာရတာကပိုကောင်းတာမဟုတ်ဘူးလားကျွန်တော်ကအေးအေးဆေးဆေးပြန်ဖြေလိုက်တယ်ဒရိုက်တာချန်ဆရာချန်ကျွန်တော်ကဒီလိုချမ်းသာတဲ့မျိုးဆက်ဒုတိယဇက်ကောင်ပဲတရုပ်ဆောင်တက်ပြီးတခြားဇက်ကောင်တွေကိုမတရုပ်ဆောင်နိုင်ဘူးဆိုရင်အဲ့ဒီအချိန်မှာကျွန်တော်ကိုခေါ်ထားတာနောက်တရမှာမဟုတ်ဘူးလားနောက်ဆုံးမှာကျွန်တော်ကိုအလုပ်မပေးဘဲအေးခဲထားလိုက်ရင်အဲ့ဒီလိုထက်စားရင်ကျွန်တော်ကိုဘာသာဆက်လေ့ကျင့်တာပိုကောင်းပါတယ်ကျွန်တော်အတွက်တော့အပိုတရုပ်ဆောင်ဖြစ်လှည့်လည်ရိုက်ကူးရတာလဲလေ့ကျင့်မှုတစ်မျိုးပါပဲချန်ချင်းချွန်နဲ့ကျန်းဟွိုင်ယန်တို့တယောက်ကိုတယောက်ကြည့်လိုက်ကြတယ်သူတို့ကကျွန်တော်ရဲ့အရေးချင်းဘယ်လောက်ထိရှိသေးလဲဆိုတာမသိသေးဘူးဒါကြောင့်ကျွန်တော်ပြောတာလဲအတိတ်ပဲရှိတယ်လို့ထင်မိသွားတယ်ကျန်းဟွိုင်ယန်ကတော့ကျွန်တော်ကိုပို့ပြီးသဘောကျလာတယ်ဖြောပြရေးလောကမှာအောင်မြင်မှုအလောတကြီးမဖြစ်တဲ့လူငယ်တရုပ်ဆောင်မျိုးကတကယ်ရှားတယ်သူကပြုံးပြီးပြောလိုက်တယ်ကောင်းပြီမင်းရဲ့ဆုံးဖြတ်ချက်ကိုလေးစားတယ်ဒါပေမဲ့နောက်ကြရင်တော့မိတ်ဆွေအဖြစ်ဆက်သွယ်ထားကြမယ်မင်းအစင်သစ်ဖြစ်တဲ့နေ့ကျရင်ငါတို့စီလာဖို့စဉ်းစားနိုင်တယ်ငါတို့ရဲ့နောက်ခံအင်အားကမနှဲဘူးဆိုတာမင်းသိပါတယ်ကျွန်တော်ကောင်းနေလိုက်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒရိုက်တာချန်ချင်းချွန်ကထပ်ပြောတယ်ဒါဆိုဒီဇက်ကောင်ကတော့မင်းပဲတရုပ်ဆောင်ရမယ်စာချုပ်ချက်ချင်းချုပ်လိုက်နောက်ပြီးဆရာချန်ကမင်းကိုအသေးစားအထူးတရုပ်ဆောင်ဈေးနှုန်းမဲ့ပေးမယ်လို့ပြောထားပေမဲ့ငါထင်တာအဲ့ဒါနဲလွန်းနေဒီတော့အလဲလက်အထူးတရုပ်ဆောင်ဈေးနှုန်းနဲ့စာချုပ်ချုပ်ပေးမယ်မင်းတေချာပေါက်ငါ့ကိုတရုပ်ဆောင်မှုအကောင်းဆုံးပြသရမယ်နော်ကျေးဇူးပဲချန်တော့ပြောလိုက်သည်လူနှစ်ယောက်လက်ဆွဲနှုတ်ဆက်ကြရင်ဒီတစ်ချိန်မှာတော့တကယ်ကိုအားထည့်ပြီးနှစ်ချက်လောက်တင်းတင်းကြပ်ကြပ်စုပ်ကင်မိကြသည်
အဲ့ဒီနောက်စာချုပ်ချုပ်လုံထုံးလုံနည်းတွေအတိုင်းလုပ်ကြတာပေါ့အထူးဆက်ဖို့ special extra ရဲ့နေ့တွက်ခါကတရက်ကို600ကနေ200ကြားရှိတတ်တာအမြဲတမ်းကက်ဆေးနဲ့တက်တဲ့ချန်ကျင်ချွမ်းကကျွန်တော်ကိုအထင်ကြီးစေခြင်းလို့ထင်ပါရဲ့တရက်ကို800တန်းပေးရှာသည်ရိုက်ကွင်းကတိတ်မများလာဘူးဖြစ်ဆွဲရိုက်ကူးရမယ့်အချိန်က15ရက်ကနေရက်20လောက်အထိကြာနိုင်တာမို့ကွက်တီပဲရက်20နဲ့တွက်ကြည့်ရင်တော့ဒီတစ်ခေါက်တင်16တုညအေးစေးအမျက်ထွက်ပြီးကိစ္စအားလုံးအဆင်ပြေသွားတော့နေ့လယ်စာစားချိန်နီးပါးဖြစ်သွားပြီးကျွန်တော်လည်းရိုက်ကွင်းထဲကအဖွဲသားတွေနဲ့ရောရောင်ပြီး30တန်ထမင်းမှုတပူဝင်လိုက်စားလိုက်သည်ထမင်းစားနေတော့ဖုန်းမြည်လာသည်အမေဆက်လာတာပဲကျွန်တော်ရင်ထဲဒုက္ခနဲ့ဖြစ်သွားသည်ပုံမှန်ဆိုရင်အိမ်မှာဘာကိစ္စမှမရှိပဲအမေကဖုန်းလမ်းဆက်လေးမရှိဘူးဒါချမ်းသာမဲ့လက္ခဏာများလားစနစ် system ကပြောထားတာတော့ဒီနေ့တကောင်မတိုင်ခင်မိဘတွေစီကိုဘီလီယံရချီတဲ့စီစဉ်တွေရောက်လာလိမ့်မယ်တဲ့ဒါပေမဲ့အချိန်တိကျတော့မပြောထားဘူးအခုများဖြစ်နေမလားဟယ်လိုအမေဘာကိစ္စရှိလို့လဲတာဘာလုပ်နေလဲကျွန်တော်ရိုက်ကွင်းမှာထမင်းစားနေတာအမေရဲ့ဘာကိစ္စရှိလို့လဲတာစာချုပ်ချုပ်ပြီးပြီလားအထူးဆက်ဖို့နေရရတယ်ဆိုဗျာအမေကလည်းတားကအထူးဆက်ဖို့ဖြစ်နေပြီလေနောက်ခံလူ extra မဟုတ်တော့ဘူးအမေအဲ့ဒီလောက်တောင်အံ့ဩနေရလားတားကတနေ့ကျရင်နောက်ခံလူဆိုတဲ့ဆိုင်းဘုတ်ကိုခွာချနိုင်မှာပဲလို့ပြောတာပဲအမေကအမြဲတမ်းမယုံဘူးတားပေါ်ယုံကြည်မှုမရှိလိုက်တာဟာငါသားကိုအမေကရာနှုန်းပြည့်ယုံကြည်တာပေါ့တော်စမ်းပါအမေကကဲထားပါတော့အမေအခုချိန်ကြီးဖုန်းဆက်တာဘာကိစ္စရှိလို့လဲတိုက်ရိုက်တာပြောတော့ကြီးမားတော့မဟုတ်ပါဘူးတားအဖိုးကဘာစိတ်ကူးပေါက်လဲမသိဘူးဇာတိမြေကိုစွတ်ပြန်ကျင်နေလို့လှမ်းပြောပြတာကျွန်တော်အဖိုးကဇာတိမြေကိုဘာသွားလုံးမလို့လဲအိုးတားဖိုးကလည်းအသက်ကြီးပြီးသူငယ်ပြန်နေပြီးထင်ပါရဲ့ရုတ်တရက်ကြီးတွတ်နဲ့လာပြောနေတယ်လေငါတို့မိသားစုရဲ့ရှေးဟောင်းပစ္စည်းတချို့ဇာတိကနောက်ဖေးဝင်းထဲမှာမြုပ်ထားခဲ့တာကိုမေ့လူနီးပါဖြစ်နေလို့ဒီနေ့သွားတူးရမယ်တဲ့ဘာပစ္စည်းတွေလဲမင်းအဖိုးပြောတာတော့ရှေးဟောင်းပစ္စည်းတွေရဲ့မင်းဆက် Ming Dynasty ကပစ္စည်းတွေရောမင်းကိုခေတ် Republic of China ကပစ္စည်းတွေရောပါတယ်ဘာပဲဖြစ်ဖြစ်ကြောက်စိမ့်တဲ့ရတနာတွေအများကြီးပဲတဲ့တန်ဖိုးကဘီလီယံရာချီတောင်းချီတန်နေဆိုလားပါဇက်ထဲတောက်လက်ဆဖြော်ရည်တွေအကုန်ဝုန်းကနေပန်းထွက်ကုန်ပြီးဘေးနာကကျန်းဟွာရန်ကကျွန်တော်ကိုကြောင်ကြည့်နေတာမို့ဖုန်းကိုကင်ပြီးအမြန် track ကအာနာတာမှုနဲ့ပြုံးပြလိုက်ရသည် sorry ဗျာကျွန်တော်အပြင်ထွက်ပြီးဖုန်းပြောလိုက်အောင်မယ်အမေအဖိုးပြောတဲ့ဘီလီယံရာချီတန်းနေဆိုတာဟုတ်ကောဟုတ်ရဲ့လားအေးမင်းအဖိုးကအသက်ကြီးပြီလေဒီနှစ်ထဲမှာတော်တော်လေးတငယ်ပြန်နေတာသူကစွတ်ပြန်မယ်ဆိုတော့အမေနဲ့မင်းအဖေလည်းလိုက်ဖို့ယုံပေါ့မင်းကိုလှမ်းပြောပြထားတာဒါအိမ်ပြန်လာလို့အိမ်မှာလူမရှိရင်စိတ်ပူနေမှာဆိုလို့အမေအဖိုးပြောတဲ့အဲ့ဒီရှေးဟောင်းပစ္စည်းတွေကိုအမေနည်းနည်းမှမမှတ်မိဘူးလားဒီကလေးကတော့လေမင်းအဖိုးကတငယ်ပြန်နေတာမင်းကပါလိုက်ပြီးတငယ်ပြန်နေတာလားသူကဇာတိမြေကိုပဲပြန်လဲပတ်ချင်လို့စင်ကြေပေးနေတာပါမင်းအဖိုးမှာတကယ်ပဲအဲ့ဒီလိုယတနာတွေရှိမယ်လို့ထင်နေတာလားတကယ်လို့ရှိခဲ့ရင်ရောဟာကဲတကယ်လို့ရှိခဲ့ရင်လည်းအမေကသားအတွက်အကုန်လုံးတင်ထားပေးမှာပေါ့တာမေးမရရင်ပေးဖို့လေကဲငါဖုန်းချလိုက်တော့မယ်မင်းဖိုးကအလောတကြီးနဲ့အောက်ထပ်တောင်ဆင်းသွားပြီကျွန်တော်မျက်နှာမှာအမဲဆက်တွေထင်ကြံရစ်တော့ဒီကဲဗျာဘီလီယံရချီတဲ့စီးစိမ်ဆိုတာဒီလိုနည်းနဲ့ရောက်လာတာကိုစနစ် system မင်းကတော့တကယ်ကိုလန်ထွက်နေတာပဲဒီလိုအကွက်ဆန်းကြီးကိုတော့မင်းဖန်တီးနိုင်တယ်ပေါ့ငါအဖိုးကိုတုံးပြီးတော့လေအဖိုးကသူငယ်ပြန်နေတာနှစ်နှစ်ကျော်ပြီးအခုလိုပြန်လဲတတိယလာတာလဲကောင်းတာပါပဲအ ਨੇ ဆုံးတော့ဒါကလမ်းကြောင်းမမှန်တဲ့ဘီလီယံစီးစိမ်မဟုတ်ဘူးလေပြီးတော့တကယ်သာရှေးဟောင်းပစ္စည်းတွေဆိုရင်အများကြီးတောင်မလို့ဘူး10ကနန်းလောက်ရှိရင်တင်ဘီလီယံရချီတန်ဖိုးတက်သွားပြီကျွန်တော်တပြင်းတစ်ချက်အဝါကြီးချလိုက်မိသည်တစ်ချိန်တည်းမှာပဲကိစ္စတစ်ခုကိုအတီးပြုတ်နိုင်ခဲ့ပြီးအဲ့ဒါကတော့ကျွန်တော်ဟာအခုပုံမှန်ခြေနေကိုကူးပြောင်းသွားပြီဆိုတာပဲဒါပေမဲ့လည်းအဲ့ဒီဘီလီယံစီးစိမ်ကပျောက်ကွယ်မသွားပဲဂတိအတိုင်းရောက်ရှိလာခဲ့ပြီးဒါကဘာကိုပြန်ပကင်တက်တည်ပြနေလဲဆိုရင်ရရှိထားတဲ့တရုပ်ဆောင်မှုအခြေအနေ status ဆိုတာကရိုက်ကူးရေးအတွက်ခေတ္တခဏသုံးရတဲ့အတွေ့အကြုံကပြမျိုးမဟုတ်ပဲမိမိကိုယ်ပေါ်မှာတကယ်ပဲဖြစ်ပျက်နေတာဖြစ်သည်တိုးတော်လဲဘီလီယံရချီတဲ့စီးစိမ်နောက်ခံရှိတဲ့မိမိလိုဒုတိယမျိုးဆက်တစ်ထေးလေး Red Second Generation ကတော့လှုပ်ဝက်လုံးနေသည်ဟုဆိုရမည်အဖေနဲ့အမေရဲ့ဇယိုက်တိုင်းဆိုရင်ထိုရှေးဟောင်းပစ္စည်းတွေဟာဘီလီယံရချီတန်ဖိုးရှိတာတေချာသွားရင်တော့မှအပြင်ကိုထုတ်ဖော်ကြေညာကြမှာမဟုတ်တာတေချာတလောက်ပင်မဟုတ်ရင်ထိုစဉ်မိမိနောက်ကနေခြေတန်တဲ့ထွက်ပေါ်လာပြီးဖြည်းဖြည်းချင်းနီးကပ်လာသည့်ရောက်လာသူကတော့မင်းသမီးလေးဆန်ရော့ထန် JN Root Tank ပင်ဖြစ်သည်သူမမျက်နှာတွင်အနှဲငယ်နေရခက်ဟန်ပေါ်နေပြီးလက်တစ်ဖက်ကအခြားလက်မောင်းတစ်ဖက်ကိုပုတ်တက်နေရှာသည်ကျွန်တော်လက်ကြည့်ပြီးခက်တွတ်တွတ်ပဲနှုတ်ဆက်လိုက်ပြီးရှေ့တွင်ကျွန်တော်တရုပ်ဆောင်ပြခဲ့သည့်ပုံစံကအီမင်းကလေးကိုတကယ်ပဲ6လက်မိသွားပုံရသည်သူမကိုလည်းအပြစ်ဆို၍မရချေဆန်ရော့ထန်ကဒုတိယနှစ်ကျောင်းသူလေးများသာရှိသေးပြီးကျောင်းသူစိတ်မကုန်သေးပေသူမစီမှာကျောင်းသူတယောက်ရဲ့ဖြူစင်ရိုးသားမှုနဲ့နှုတ်ပြမှုတွေအ ਨੇ ဆုံးတော့ကြန့်ရှိနေသေးသည်ဆန်ရော့ထန်ကကျွန်တော်ကိုကြည့်ပြီးအတင်းကျပ်ပြုံးပြရန်စူးစမ်းရင်းစောကစိတ်မရှိပါနဲ့နော်ကျမရဲ့တရုပ်ဆောင်ပုံစံကြောင့်ရှင်လန့်သွားတာဖြစ်နိုင်ပါတယ်တောင်းပန်ဖို့အခွင့်အရေးလည်းမရလိုက်ဘူးစိတ်မရှိပါနဲ့နော်ရှင်အဆင်ပြေသွားပြီမလားကျွန်တော်အဆင်ပြေပါတယ်ကျွန်တော်အဖြေကြောင့်ဆန်ရော့ထန်တယောက်စိတ်ပေါ်ပါသွားပုံရကကျွန်တော်ဘေးနာတိုးလာပြီးတပြင်းအရှိကြီးတစ်ချက်ချလိုက်သည်ကျမတရုပ်ဆောင်တာအရန်စိတ်ပြတ်ဖို့ကောင်းနေလားဘယ်သူမှလည်းအားမပေးကြဘူးကဲပါကျမကိုမညာပါနဲ့တော့တကယ်တော့အခုမင်းသမီးနေရာမှာတရုပ်ဆောင်နေရတာကျမအတွက်တော်တော်လေးလက်လန်းမိယုံလေးပါဘာလို့လဲဆိုတော့ကျန်းစရာကြီးကကျမအဖိုးရဲ့မိတ်ဆွေဟောင်းဖြစ်နေလို့ဒါအပြင်ဒါရိုက်တာချန်ကလည်းသူ့ရဲ့တပည့်ဖြစ်နေပြန်တော့ဒါကြောင့်မို့လို့ကျမမင်းသမီးနေရာကိုစမ်းပြီးတရုပ်ဆောင်ခွင့်ရခဲ့တာဒါပေမဲ့ကျမကိုယ့်ရည်ချင်းဘယ်လောက်ရှိလဲဆိုတာကိုယ်တိုင်သိပါတယ်ကျွန်တော်ဘာမှပြန်မပြောဘဲဆန်ရော့ထံကိုစောင်းခဲ့ကြည့်နေမိသည်သူမကတကယ်ကိုလှပပြီးတကူလုံးရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ရနက်အငွေ့တက်ကလည်းမစိုးလှချေရုပ်ရှင်နုပညာတက္ကသိုလ်ရင်းနှီးလိုနေရာမျိုးမှာလူအများကြားကနေထိုးဖောက်ထွက်လာပြီး2023ခုနှစ်ရဲ့ကျောင်းတွင်အလှမယ် campus store ဖြစ်လာတာမဆန်းတော့ပေပုံမှန်အဖြစ်ရုပ်ရှင်တက္ကသိုလ်ရဲ့ကျောင်းတွင်အလှမယ်တွေဟာအနုပညာလောကထဲရောက်ရင်ပေါက်ပွားအောင်မြင်လေးရှိကြသည်ထို့ကြောင့်ကန်ဆိုးမနေဘူးဆိုရင်ဆန်ရော့ထံလည်းနာမည်ကြီးလာဖို့အခွင့်အလမ်းတေချာပေါက်ရှိသည်
သို့တော့အခုလောလောဆယ်တွင်တော့သူမမှာចောင်းသူစိတ်လေးရှိနေသေးပြီးကျွန်တော်နဲ့စတိုက်ရိုက်ကူးရတွင်လက်ငုံမိသည့်အထိဖြစ်သွားကခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပါတုတ်ပြန်မှုတွေဖြစ်ပေါ်ခဲ့တဲ့ဖြင့်သူမအနေငယ်ကြောက်လန့်တုန်လှုပ်နေပုံရသည်သူမဘလို့ခံစားနေရလဲဆိုတာကျွန်တော်သိတယ်လို့သူမအပြင်ထွက်ပြီးကျွန်တော်ကိုလာစကားပြောတာဟာစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာမတတ်မတာဖြစ်မှုတွေကိုဖြေဖျောက်ခြင်းလို့ဆိုတာလဲကျွန်တော်နားလဲသည်ဘာပဲဖြစ်ဖြစ်လူနှစ်ယောက်ကနောက်ထပ်ရက်20နီးပါးလက်တွဲလှုပ်ဆောင်ရအောင်မှာမဟုတ်လားထို့ကြောင့်ကျွန်တော်လည်းအပြင်မှာပဲရက်ပြီးသူမနဲ့ဟိုအကြောင်းဒီအကြောင်းရှောက်ပြောဖြစ်ခဲ့သည်ဒါကနောက်ပိုင်းရိုက်ကူးရေးတွေအတွက်လည်းအထောက်အကူဖြစ်စေသည်ထို့သို့စကားစမြည်ပြောရင်းဖြင့်နောက်ဆုံးတွင်ဆန်ရော့ထိုင်ရဲ့မျက်နှာထက်၌ပေါ်ပါရှင်လန်းနဲ့အပြုံးမများတဖြည်းဖြည်းပွင့်လန်းလာခဲ့သည်မွန်လွယ်ပိုင်းတွင် Rich Second Generation ဇလန်းကိုတရားဝင်စတင်ရိုက်ကူးသည်ကျွန်တော်လိုအရှိန်ဝါပြည့်ရှိတဲ့ဒုတိယမျိုးဆက်တစ်ထေးလေးတစ်ယောက်ရှိနေခြင်းကြောင့်ဆန်ရော့ထန်သည်လည်းဇက်ကောင်တဲ့သူပို၍လင်းမြန်စွာစီးမျောဝင်ရောက်လာနိုင်သည်နှမျောစရာကောင်းတာကလူနှစ်ယောက်ရဲ့အခန်းကဏ္ဍတွေကထိတ်လန့်စရာဇက်ကွက်တွေကြီးဖြစ်နေခြင်းပင်ဆိုလိုသည်မှာဒုတိယမျိုးဆက်တစ်ထေးလေးကပွဲရခါစားတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်နောက်ကိုတကောက်လိုက်ပြီးမရရအောင်လိုက်လံနှောက်ယှက်သည့်ဇက်ကွက်များဖြစ်ဒီထို့ကြောင့်ဆန်ရော့ထံမှာခဏလက်ငွေရတတ်သည်သို့တော့ထို့ဖြစ်လေသူမသည်ကျွန်တော်အပေါ်၌ရုပ်ပိုင်းဆိုင်ရာအရကိုစိတ်ညှို့မဝင်တယ်လို့မျိုးဖြစ်လာပြီးကျွန်တော်ကပဲသူမခန္ဓာကိုယ်တကယ်ဖြစ်စည်းခဲ့ဘူးတယ်လို့မျိုးခံစားချက်ဝင်လာတတ်သည်မွန်လွယ်ပိုင်းရိုက်ကူးရေးပြီးဆုံးသွားသည့်အခါဆန်ရော့ထံမှာကျွန်တော်ကိုတက်ပင်မကြည့်ရတော့ချေသူမရဲ့စိတ်အာယုံကကျွန်တော်ရဲ့မျက်နှာနှစ်ခုကြားမှာပြုံးစားကြီးဆွဲဆုပ်ခံလိုက်ရတယ်လို့ဖြစ်နေသည်တစ်ခုကတောက်ပါပြီးချုံမောခံရတဲ့လူချန်ဖြစ်ပြီးအခြားတစ်ခုကတော့ကြမ်းတမ်းရက်ဆက်တဲ့ကြောက်ချမ်းရည်စုထင်းနေဖြစ်သည်ထို့ကြောင့်နောက်ပိုင်းရိုက်ကူးရေးတွေမှာဆန်ရော့ထံသည်တခါတရံစိတ်ကူးရောက်အာယုံများပင်ဖြစ်ပေါ်လာပြီးထိုကြမ်းတမ်းရက်ဆက်လာသည့်ကြောက်ချမ်းရည်ရဲ့တိမ်ပိုက်ချင်းကိုခံလိုက်ခြင်းစိတ်များပေါ်လာတတ်သည်အကြောင်းမှာအောင်နိုင်သိမ့်ပိုက်ပြီးသွားလျင်ထိုတောက်ပလာသောအပြုံးပိုင်ရှင်လူချန်ကိုပြန်လည်မြင်တွေ့ရမည်ဖြစ်သောကြောင့်ဖြစ်သည်တနေ့တာရိုက်ကူးရေးပြီးဆုံးသွားတဲ့ဖြစ်ကျွန်တော်အိမ်ပြန်လာခဲ့သည်စိတ်ထဲတွင်တော့တော်တော်လေးပေါက်ပါနေစေပင်အဓိကကတော့အခြားသူတွေကကျွန်တော်အရှိန်ဝါနောက်ကိုလိုက်နိုင်ဖို့ခန်းစားချက်တွေကိုအတင်းရှာဖွေနေကြရတော့လဲကျွန်တော်ကတော့ဒုတိယမျိုးဆက်တစ်ထေးလေးဆက်ကောင်နဲ့ဝင်လိုက်သည်နှင့်မိမိရဲ့ပင်ကိုယ်တဘာဝအတိုင်းတရုပ်ဆောင်ရုံသာဖြစ်သည်ဘလောက်ပဲမောက်မာရန်ကားပါစေအားလုံးကပင်ကိုယ်စရိုက်တိုင်းကိုအရန်ကိုပေါက်ပါလွန်းလာသည့်အချို့ချိန်တွေမှာခန်းစားချက်တစ်ခုကိုတမင်တကာဖန်တီးပြီးတရုပ်ဆောင်ရတာကတကယ်ကိုပင်ပန်းလွန်းသည်မင်းသမီးလေးဆန်ရော့ထံကတော့ကျွန်တော်ကိုတော်တော်လေးကျေးဇူးတင်နေရှာသည့်အကြောင်းမှာကျွန်တော်နဲ့စတိုက်လိုက်သည်နှင့်သူမဟာဆက်ကံပိုင်းအတွင်းဆက်ကောင်နဲ့စီးမျောဝင်ရောက်သွားနိုင်သောကြောင့်ဖြစ်သည်ကျွန်တော်ရဲ့အငှားခန်းလေးစီပြန်ရောက်တော့ရေချိုးပြီးအိတ်ခမ်းနဲ့ဝင်ကနီးမှာပဲဖုံးမိလာသည်ယူကြည့်လိုက်တော့အမေဆက်လာတာပဲကျွန်တော်ရင်ထဲလှုပ်ခတ်သွားသည်ဒါဗီလီယန်ရချီတဲ့စီးစိမ်တွေလက်ထဲရောက်လာပြီလားဖုံးကိုအမြန်ကင်လိုက်ရင်ဟယ်လိုအမေဒီလောက်ညစ်နေကြီးဖုံးဆက်တာဘာသတင်းကောင်းရှိလို့လဲတားရီတို့မိသားစုကြီးချမ်းသာပြီဟဲ့အမေဘာတွေချမ်းသာတာလဲတို့မိသားစုတကယ်ကြီးချမ်းသာသွားတာမင်းဖိုးကဒီနေ့ဝက်လောက်အကောင့်တိုင်းဖြစ်နေတော့တို့ကိုအိမ်ဟောင်းရဲ့နောက်ဖေးဝင်းနဲ့ခေါ်သွားပြီးမြေအောက်ခန်းဗဟိုခန်းတစ်ခုတူးထုတ်ခိုင်းတယ်လေမြေအောက်ခန်းထဲမှာလေအဲ့ဒီထဲမှာအကုန်လုံးကရှေးဟောင်းပစ္စည်းတွေကြီးပဲမင်းအဖိုးပြောတာတကယ်ကြီးဟာအမေကဖုန်းထဲကနေငိုရှိုက်ပြီးပြောရှာသည်ကျွန်တော်မှအနှဲငယ်ရင်ထဲမကောင်းဖြစ်မိရသည်တသက်လုံးဆင်းရဲလာခဲ့တဲ့မိဘတွေအဖို့ရုတ်တရက်ကြီးဒီလောက်တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုမြင်လိုက်ရတော့မရင်ခုန်ပဲနေပါမလားအမေစိတ်အေးထားတည်ငြိမ်လှုပ်ဆန်းပါဦးတိတိကျကျစဉ်းစားကြည့်လေအဖိုးရဲ့ဒီရတနာတွေကအမြဲတမ်းရှိနေခဲ့တာပဲမဟုတ်ဘူးလားဟုတ်တယ်မလားဒါကြောင့်တကယ်တော့အဖိုးကတထေးကြီးတယောက်ပေါ့အဲ့ဒီတော့အမေကတထေးကြီးရဲ့သမီးတော်ကြီးဖြစ်သွားပြီလေအမေယာတို့တွေနည်းနည်းလောက်တည်ငြိမ်ကြရအောင်လားသမီးတော်ကြီးဟုတ်လားသွားစမ်းပါဘာသမီးတော်ကြီးလဲညဉ့်ညမ်းလိုက်တာတာရေမင်းဖေဆိုရင်ပျော်လုံးလို့ယူမတက်ဖြစ်နေပြီအခုထိမင်းဖိုးနာကပ်ပြီးဟိုမေးဒီမေးလုံနေတော့ပဲအဲ့ဒီရှေးဟောင်းပစ္စည်းတွေကကြည့်ရတာတော်တော်တန်ဖိုးရှိမဲ့ပုံပဲအခုရေတွက်ကြည့်တာအခု100ကျော်တောင်ရှိတယ်မင်းဖိုးပြောပုံရဆိုရင်ဘီလီယံရချီတန်နိုင်တယ်တဲ့အင်းအဆင်ပြေတာပေါ့ဘာကွာတားကအဆင်ပြေတာပေါ့လို့ပြောတာလားကျွန်တော်ကအဆင်ပြေတယ်လို့ပြောတာလေတားမင်းအမေပြောတာကိုတေချာနားမလည်ဘူးလားအမေပြောတာကအဲ့ဒီရှေးဟောင်းပစ္စည်းတွေကတို့အိမ်ကပစ္စည်းတွေတန်ဖိုးကဘီလီယံရချီတန်တာလေနားလည်ပါတယ်အမေရဲ့ဘီလီယံရချီပေါ့တားမင်းယူသွားပြီလားတို့အိမ်မှာအခုဘီလီယံရချီတန်တဲ့ယတနာတွေရှိနေတာကိုမင်းကဘာလို့ဘာမှနားမလဲတဲ့လူလိုဖြစ်နေရတာလဲမင်းမပြောဘူးလားကျွန်တော်ကဘာလို့ပြောရမှာလဲအဲ့ဒီပစ္စည်းတွေကအမေတို့ပစ္စည်းတွေလေကျွန်တော်ပစ္စည်းမှမဟုတ်တာအဖိုးကအမေတို့အတွက်ခြံထားခဲ့တာပဲအမေတို့ပဲဒါတွေကိုတုံးပြီးဘဝကိုအစင်းမြင့်တင်လိုက်ကြလေမကောင်းဘူးလားဟောဒီကောင်စုပ်လေးတို့ဥစ္စာကမင်းဥစ္စာပေါ့တို့လင်မယားနှစ်ယောက်ကဘလောက်များတုံးနိုင်မှာမို့လို့လဲမတော်ရင်နောက်နှစ်နေရင်တရုတ်ဆောင်လောကရဲ့ကံကြမ္မာမီးစိမ့်ပြပြီးတန်းထွက်သွားရမှာတေးသွားမှာအဲ့ဒီပစ္စည်းတွေကအကုန်မင်းဥစ္စာတွေဖြစ်မလာဘူးလားမင်္ဂလာရှိတာလေးတွေပြောစမ်းပါအမေရမနဲ့ဆင်းရဲတွင်းကလွတ်ပြီးချမ်းသာတော့မဲ့ဟာကိုကိုကျိန်ဆဲမနေပါနဲ့မှတ်ထားတော့မေစီးစိမ်ဆိုတာလူမသိစေရဘူးတထေးဖြစ်မှန်းမသိစေရဘူးစိတ်ချရတဲ့နီလန်းရှိရင်ရှေးဟောင်းပစ္စည်းတချို့တလေကိုရောင်းပြီးအိမ်အတွက်အသုံးစရိတ်သုံးလိုက်အမေတို့စိတ်မချဘူးဆိုရင်ကျွန်တော်ကူရှာပေးမယ်ဘာကိုအဆင်မြင့်ရမှာလဲအမေတဘောကမင်းဖေနဲ့အတူတူပဲဒီပစ္စည်းတွေကိုအကုန်တေးသေးချာချာတင်စီထားပြီးနောက်ကျရင်သားအတွက်ပဲခြံထားခဲ့မှာမင်းမိတ်မရရင်လာပြန်ပြီကျွန်တော်အမေနဲ့ဒါရီရှောက်ညစ်မနေချင်တော့ဘူးဘာပဲဖြစ်ဖြစ်အခုအမေတို့လင်မယားနှစ်ယောက်ကဘီလီယံရချီချမ်းသာတဲ့တထေးကြီးတွေဖြစ်သွားပြီပဲအမေတို့ဘာသာသဘောအတိုင်းသာစီမံကြတော့နောက်တစ်ရက်နှစ်ရက်နေရင်ကျွန်တော်ပြန်လာခဲ့မယ်အဲ့ဒီအချိန်ထိအမေတို့ဘဝကိုအဆင်မမြင့်ရသေးရင်ကျွန်တော်ကိုယ်တိုင်ပဲကူပြီးဖြုံးပေးမယ်တာအမေပြောတာကဒီပစ္စည်းတွေအကုန်လုံးကိုမင်းအတွက်ကျွန်တော်အိတ်တော့မယ်အမေဟဲတာမင်းကတော့တကယ်ထူးဆန်းတဲ့ကောင်လေးပဲတို့အိမ်မှာတရားတန်တာမဟုတ်ဘူးနော်ဘီလီယံ100ကျော်တန်တဲ့ယတနာတွေရှိနေတာကိုမင်းကဘလို့ဖြစ်လို့အမေမှတ်ထားတော့စီးစိမ်ကိုအပြစ်မပြရဘူးကျွန်တော်ဖုန်းချလိုက်ပြီပြောပြီးဒီနေ့ဖုန်းကိုတန်းချကကရင်ပေါ်ပစ်တင်လိုက်သည်
မိမရဘူးကဘာလို့စရာရှိလို့လဲအဆင်ပြေမဲ့လူနဲ့မတွေ့ရင်ဘသူ့ကိုမှဆိုအတင်းညှိယူလို့မရဘူးနှလုံးသားချင်းထပ်တူကြဖို့ပဲလိုတာဒါအပြင်အခုပဲဘီလီယံချမ်းသာတဲ့တတိဖြစ်နေပြီကိုဒါကိုမှတင်ထားပြီးမိမပေးစားဖို့စဉ်းစားနေသေးတယ်ထိုလူကြီးနှစ်ယောက်ကတော့တကယ်ပဲယတနာတွေအကုန်လုံးကိုတိတိကျကျပိတ်သိမ်းထားပြီးတခုမှရောက်မှမဟုတ်တာတေချာသည်ဒါကြောင့်အချိန်ရရင်အိမ်ကိုတစ်ခေါက်ပြန်ဦးမှာပဲသူတို့နှစ်ယောက်ကိုဘဝအဆင့်မြင့်တင်အောင်အတင်းအကျပ်လုပ်ရလိမ့်မည်ထိုယတနာတွေနဲ့ပတ်သက်လို့တော့ကျွန်တော်သိစိတ်မပူလာပါအဖေကတရွာလုံးတည်တဲ့လူမျိုးကြီးဖြစ်ပြီးတစ်သက်လုံးတတိကြီးကြီးနဲ့နေလာခဲ့သူပတ်စံတပြားကိုတော့အစိတ်စိတ်အမုံမွာချစ်ကုတ်သုံးတတ်သူဖြစ်သည်သူ့ရဲ့စရိုက်တိုင်းဆိုရင်ထိုပစ္စည်းတွေကိုချစ်ပါအောင်ဝတ်ထားမှတေချာပြီးဘသူ့ကိုမှတိတ်တိပေးမှမဟုတ်ချေမွန်လွဲပိုင်းကဒရိုက်တာချန်ကျင်ချွန်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးရက်ပေါင်း20ကြာမြင့်ဇက်ကွက်များရှိပြီးရိုက်ကူးရေးပြီးသွားလျင်နောက်ထပ်2ရက်လောက်အနားယူပြီးပါကတရုတ်ဆောင်ဆိုတာပါလဲဝက်စနိုက်တာဆိုသည့်တိုက်ရိုက်ထုတ်လွှင့်မှု live ရိုက်ကူးရေးကိုတွားရောက်ဆင်နွှဲရတော့မည်အရန်ကိုမျှော်လင့်မိပါရဲ့ကျွန်တော်မျက်လုံးမိတ်လိုက်သည်နဲ့ခဏအတွင်းမှာပဲဟောက်တန်ကြီးထွက်ပေါ်လာပြီးအိပ်ပျော်သွားတော့သည်နောက်ထပ်ရက်20သောအချိန်တော်အတွင်းမှာတော့ကျွန်တော်ဟာရုံးတက်ရုံစင်လုပ်တယ်လို့မျိုးနေတိုင်းရိုက်ကွင်းကိုသွားပြီးတရုတ်ဆောင်ခဲ့သည်ဒီရက်20အတွင်းကျန်းဟွိုင်ယန်ကနေတိုင်းရောက်လာပြီးကျွန်တော်ရဲ့တရုတ်ဆောင်ကွက်တိုင်းကိုအမြဲတမ်းစောင့်ကြည့်လေ့လာနေခဲ့သည်စောင့်ကြည့်တာများလာလေသူ့စိတ်ထဲတွင်ပို၍တွေးရခတ်ပြီးနားမလည်နိုင်ဖြစ်လာလေဖြစ်သည်သူ့လိုတရုတ်ဆောင်လောကရဲ့ဆရာကြီးအဆင့်လေးစားရတဲ့ပုဂ္ဂိုလ်တစ်ယောက်ကတော့မှကျွန်တော်စီမှာတရုတ်ဆောင်မှုရဲ့အကွက်အကွင်းအစအနာလေးကိုများရှာမတွေ့ခဲ့ချေမိမိကိုယ်ကိုစိတ်ဝေဒနာခွဲထွက်သွားတယ်လို့မျိုးပင်ကင်မရာစဖွင့်လိုက်သည်နဲ့ကျွန်တော်ဟာချက်ချင်းပဲမောက်မာရန်ကားတဲ့ဒုတိယမျိုးဆက်တထေးလေးဖြစ်ပြောင်းလဲသွားပြီးဒရိုက်တာကကက်ခါတခုអော်လိုက်သည်နဲ့တပြိုင်နက်တာမန်လူတစ်ယောက်ရဲ့အခြေအနေစီတို့ချက်ချင်းပြန်ရောက်သွားတတ်သည်တကယ်ကိုနက်မျက်စိအစွမ်းလိုထူးခြားဆန်းပြလွန်းလာသည်ဤကဲ့သို့သောတရုတ်ဆောင်ချက်မျိုးကတဘာဝတရားကြီးအတိုင်းပြန်လည်ရောက်ရှိသွားခြင်းဖြစ်ပေလိမ့်မည်ဟုဒရိုက်တာချန်ကျင်ချွန်းကတွေးတောနေမိတော့သည်ဒရိုက်တာချန်ကျင်ချွန်းနဲ့ကျန်းဟွိုင်ယန်တို့နှစ်ယောက်လုံးအရန်ကိုစိတ်လှုပ်ရှားနေကြသည်ယတနာတစ်ပါးကိုကောက်ရလိုက်တယ်လို့မျိုးပဲအ ਨੇ ဆုံးတော့ဒုတိယမျိုးဆက်တထေးလေးရဲ့ဇက်ကွက်တစ်ခုလုံးကပြည့်စုံမှုအဆင့်တန်းအရန်ကိုမြင့်မာခဲ့သည်အခြားသူတွေဖို့တော့ရိုးရိုးတတ်ပြောရရင်တော်တော်လေးစိတ်ညစ်ခဲ့ကြရသည်မင်းသားဆောက်ရုံဖန်ဇယွမ်ဖန်ဆိုရင်ကျွန်တော်စီမှာပါအချိန်ချင်းအရိုက်ခံခဲ့ရသည်တကယ်ကိုဝုန်းကနေဖြတ်ရိုက်တာဖြစ်ပြီးကျွန်တော်တခါမှလက်မနှေးခဲ့ချေရုတ်တရက်အရိုက်ခံလိုက်ရလို့သူအံ့ဩသွားတော့လဲဘာပဲဖြစ်ဖြစ်သူကလည်းလောကအတွေ့အကြုံရှိတဲ့လူမှုကျွန်တော်ရဲ့အခြေအနေ status ကောင်းနေမှန်းသိတာကြောင့်အောက်အဲတိခံနေုံသာတက်နိုင်ရှာသည်နောက်ပြီးဇက်ရံအသေးလေးတွေဆိုရင်လည်းခဏခဏအဆူဆဲခံရတာကဓမ္မတာလို့ဖြတ်စစ်နေခဲ့သည်အဆိုးရွားဆုံးခံစားရတာကတော့တေချာပေါက်မင်းသမီးလေးဆန်ရောထံပဲဖြစ်သည်နေတိုင်းနှိပ်စက်ညှဉ်းပန်းမှုကိုခံနေရတယ်လို့ပင်ဒုတိယမျိုးဆက်တထေးလေးရဲ့အခန်းကဏ္ဍကပြင်းထန်တဲ့ပဋိပက္ခတွေကိုအဓိကပေါ်လွင်စေရတာမို့သူမအတွက်ငိုရတဲ့အခန်းတွေကလည်းများလာသည်အရင်ကဆိုရင်သူမကောင်းကောင်းမွန်မွန်တက်ခဲ့တော့လဲအခုကျွန်တော်နဲ့ဆက်တိုက်ရတဲ့အခါမှာတော့သူမရဲ့မျက်ရည်အင်ကြီးပွင့်ထွက်သွားတယ်လို့မျိုးမျက်ရည်တွေကပြတ်တောက်သွားတဲ့ပလဲကုန်းလိုတောက်လျှောက်စီးကြလာတတ်သည်ဒီလိုနဲ့ရက်ပေါင်း20ကြာလက်တွဲမှုကမျက်စိတမိတ်အတွင်းကုံဆုံးသွားပြီးကျွန်တော်ရဲ့ရိုက်ကူးရေးအောင်မြင်စွာပြီးဆုံးသွားခဲ့သည်ည8နာရီခွဲမှာအလုတ်သိမ်းတော့ချန်ကျင်ချွန်းကတက်ဆိုင်သူတွေကိုတန်းခေါ်ပြီးဆိုင်တစ်ဆိုင်မှာစားတောက်ရင်နောက်ရက်အတွက်ဆွေးနွေးကြဖို့လုပ်သည်ချန်ကျင်ချွန်းကကျွန်တော်ကိုဆွဲဆောင်ထားချင်တာကြောင့်ပင်လယ်စာကောင်းစားတွေကိုတမင်တကာမှပေးသည့်အပြင်တန်မိုးကြီးတဲ့ဝိုင်းနီနဲ့ပလင်းကိုပါမှယူခဲ့သည်ဝိုင်းထဲတွင်ကျန်းဟွိုင်ယန်နှင့်ဆန်ရော့ထန်တို့ပါဘေးကနေဝိုင်းရံပေးကြပြီးအားလုံးတောက်ကြစားကြရင်ပျော်ရွှင်စရာကောင်းလာသည်ညစာစားပွဲကညတန်းကောင်10နာရီကျော်အထိကြာမြင့်ခဲ့ပြီးနောက်ဆုံးမှာတော့ကျွန်တော်တကယ်ကိုမူးသွားခဲ့သည်တော်တော်လေးတောက်လိုက်မိတာကြောင့်လည်းပါသည်အဓိကကတော့ကျန်းဟွိုင်ယန်ရဲ့မျက်နှာကိုထောက်ထားလို့ပင်ဤအမှုပညာလောကရဲ့ဝိုင်းရင်ကြီးကကျွန်တော်အပေါ်တကယ်ကိုအထူးတလဲအတိမတ်ပြုပြီးချစ်ခင်နှစ်သက်လာတဲ့ဖြင့်ကျွန်တော်လည်းအလျှော့မပေးပဲသူနဲ့အတူအတော်များများတောက်ဖြစ်ခဲ့သည်ပတ်စံရှင်းပြီးနောက်အားလုံးအောက်ထပ်ဆင်းလာကြတော့အနှဲငယ်မူးနောက်ဖြစ်နေကြပြီးချန်ကျင်ချွန်းကသူ့ရဲ့လက်ထောက်လေးရှောင်းဟောစေအိုဟီကိုလှမ်းခေါ်ပြီးရှောင်းဟောမင်းလူချန်ကိုအိမ်ပြန်လိုက်ပို့ပေးလိုက်ငါနဲ့ကျန်းစရာကြီးကတော့တက်စီငါပြန်မယ်ဩဆန်ရော့ထန်မင်းငါနဲ့လိုက်ခဲ့မလားဒရိုက်တာချန်ကျမပဲလူချန်ကိုလိုက်ပို့လိုက်ပါမယ်ဆန်ရော့ထန်ကရုတ်တရက်ကျွန်တော်ဘေးနာတိုးလာပြီးကျွန်တော်လက်မောင်းကိုခက်တင်းတင်းဆွဲယူကသူမရဲ့ပကုံးပေါ်ထမ်းတင်လိုက်သည်ဘေးနာကရှောင်းဟုံးမှာကြောင်အန်းဖြစ်သွားတော့သည်ဆန်ရော့ထန်ကညကပတ်စံအများကြီးမတောက်ခဲ့ပဲတကြားမပါတဲ့အချိုရည်ကိုပဲတောက်လျှောက်တောက်နေခဲ့တာဖြစ်သည်မင်းသမီးတွေကကိုလေးချိန်ထင်းရတာမို့သူမတော်တော်လေးသတိကပ်နေစေပင်ကျမသူ့ကိုပြန်ပို့ပေးပါမယ်တကယ်တော့ကျမနေတဲ့နေရာကလူချန်နေတဲ့နေရာနဲ့အရန်နီးပြီးလမ်းကြုံလည်းဖြစ်နေတာပဲကျမအရက်မတောက်ထားဘူးစိတ်ချပါကျမတက်စီငါပြီးသူ့ကိုခေါ်သွားလိုက်မယ်ပြောပြီးဒီနေ့လူအများရဲ့အကြည့်တွေကိုဂယုမဆိုင်ပဲကျွန်တော်ကိုတွဲပြီးလမ်းဘေးစီသို့ရှောက်သွားတော့သည်ချန်ကျင်ချွန်းကတားဖို့ပြင်လိုက်တော့လဲဘေးနာကကျန်းဟွိုင်ယန်ကသူ့ကိုလက်လန်းတားလိုက်ကချွန်းငယ်ရီသူ့သဘောအတိုင်းလွတ်ထားလိုက်ပါတားလို့လည်းရမှာမဟုတ်ဘူးချန်ကျင်ချွန်းရဲ့လက်ကြီးလေးထဲမှာတောက်ခဲသွားပြီးမှဖြည်းဖြည်းချင်းပြန်ချလိုက်ရသည်သူ့မျက်နှာပေါ်ကအသားတွေကတော့မတဘာဝပဲတဆက်ဆက်တုန်ခါသွားရှာသည်အလုံးကလူလေတွေကြီးပဲမှုဆန်ရော့ထန်ကဒီညလူချန်ကိုအိမ်လိုက်ပို့တယ်ဆိုတာဘာကိုဆိုလိုမန်သူကောင်းကောင်းကြီးသိသည်ဤအမှုပညာလောကထဲမှာတော့ဒါမျိုးကရိုးရိုးတန်တန်ကိစ္စရဲ့တစ်ခုသာဖြစ်တော့လဲချန်ကျင်ချွန်းဖို့တော့စိတ်မတက်မတာဖြစ်ရသည်မိမိကိုယ်တိုင်ပြိုးထောင်ဖို့ပြင်ဆင်ထားတဲ့အသီးအနှံလေးကိုအခုလိုမျိုးသူများခိုးယူသွားခြင်းခံလိုက်ရတယ်လို့ခံစားရတော့ကြောင့်ဖြစ်သည်မိနစ်40ကြာပြီးနောက်ဆန်ရော့ထန်တယောက်ချွေးတလုံးလုံးနဲ့ကျွန်တော်ကိုသူမရဲ့နေအိမ်စီတွဲခေါ်လာခဲ့သည်သူမကကျွန်တော်ကိုအိမ်ပြန်ပို့ဖို့စိတ်ကူးလုံးဝမရှိခဲ့ချေလူအချင်းချင်းဆက်ဆံရေးဆိုတာတကယ်ကိုစမ်းကြယ်လှသည်ဒီရက်20ကျော်တွင်းမှာတင်ဆန်ရော့ထန်ကကျွန်တော်ရဲ့တိမ့်ပိုက်ခြင်းကိုခံလိုက်ရပြီဖြစ်သည်ဒါကတော်တော်လေးရှုပ်ထွေးတဲ့စိတ်ပညာတစ်ခုပင်ဆန်ရော့ထန်ကကျွန်တော်ကိုအထင်ကြီးလေးစားမိသည်ထို့ကြောင့်ကြောက်ထမ်းရဆိုတဲ့ဇက်ကောင်နဲ့ရင်ဆိုင်ရတဲ့အခါမှာလဲသူမစီမှာလက်နဲ့ချခြင်းစိတ်ထိုဥပဒေမဲ့မောက်မာရန်ကားမှုအောက်မှာအရှုံးပေးလိုက်ခြင်းနဲ့စိတ်တွန်းအားမျိုးပေါ်လာတတ်သည်ဤကဲ့သို့အစွန်းရောက်ခွဲထွက်နေတဲ့စိတ်အခြေအနေကြောင့်ပဲသူမကိုစိတ်လိုက်မှန်မှဖြစ်စေခဲ့ပြီးကျွန်တော်ကိုအိမ်ခေါ်လာခဲ့ခြင်းဖြစ်သည်ဘာပဲဖြစ်ဖြစ်ဒါမျိုးကအနှင်းနဲ့အမြန်ဖြစ်လာမှာပဲလေထို့ကြောင့်ထိုညကကျွန်တော်တယောက်မူးမူးဝေဝေနဲ့ပဲကြာဆုံးသွားခဲ့ရတော့သည်
နောက်တနေ့မနက်10နာရီကျော်တွင်ကျွန်တော်ကတင်ပေါ်ကနေမူးမူးဝေဝေနဲ့ထိုင်လိုက်မိသည့်အခါမှပဲဒါမိမိအိမ်မဟုတ်သလိုဟိုတယ်လည်းမဟုတ်မှန်သတိပြုမိတော့သည်နားထင်ကိုအားရပါရနှိမ့်နေရင်တိတိချာချာပြန်စဉ်းစားကြည့်လိုက်တော့မင်းညကပုံရိပ်တွေကအုံနောက်ထဲတဖြည်းဖြည်းပြန်ပေါ်လာသည်အပါငါတော်တော်အရှုံးပြသွားပြီးအမျက်ထွက်သွားပြီပဲကျွန်တော်ဆောင်ကိုပြုံးစားကြီးလှန်ကြည့်လိုက်တော့အိယာခင်းပေါ်ကပွင့်အားနေတဲ့မတ်မုံပွင့်လေးတွေအပြိုစင်အမတ်သားကအရန်ကိုတိတာထင်ရှားလို့နေသည်အဲ့ဒါကြောင့်တကယ်တမ်းဘသူကအရှုံးပြသွားတာလဲခေါင်းလဲပြီးပတ်လဲကိုကြည့်လိုက်တော့ဆန်ရော့ထန်အိမ်မှာရှိမနေပုံရချေဘေးနာကကတင်ပေးစပွဲတင်ကုန်ပေါ်မှာစာတိုလေးတစ်စောင်ရှိနေတာမို့ယူပြီးဖက်ကြည့်လိုက်သည်မိဖို့ကြောင့်ထဲမှာမနှက်စာရှိတယ်နော်စားပြီးမှသွားလဲရပါတယ်မင်းညကကျမပဲအစပြုခဲ့တာပါဒါကြောင့်ရှင်လဲစိတ်ထဲမှာဝင်ထုတ်ဝင်ဖို့ဖြစ်မနေပါနဲ့နော်ကျွန်တော်လည်းမနေနိုင်ပဲတစ်ချက်ပြုံးမိသွားသည်ကဲဗျာအားလုံးကလူကြီးတွေပဲဥစ္စာဒီလိုတန်ရောစဉ်အခြေခံသိမ့်မရှိပဲခဏတာစိတ်လိုက်မှဖြစ်ခဲ့ကြတဲ့အချင်းညံ့မျိုးကတကယ်တော့ဘာဝင်ထုတ်ဝင်ဖို့မှမဟုတ်ပါဘူးအထူးသဖြင့်ဒီလိုအမှုပညာလောကထဲမှာပေါ့ဒါပေမဲ့ထိုဆန်ရော့ထံကအစပြုခဲ့လိမ့်မယ်လို့တော့ကျွန်တော်တကယ်ပဲမထင်မှတ်ထားခဲ့မိဘူးထားပါတော့မတွေးတော့ဘူးကျွန်တော်ကတင်ပေါ်ကနေထားလိုက်ပြီးကတင်ကင်းပေါ်ကမတ်မုံပွင့်ဖက်လေးတွေကိုနောက်တစ်ခေါက်လဲကြည့်ပြီးတော့စိတ်ထဲမှာတကယ်ကိုစမ်းကြဲတဲ့ခံစားချက်မျိုးဖြစ်ပေါ်လာသည်ဒီဆန်ရော့ထံကတကယ်ကိုတတိခဲလေးပဲဒီအတိုင်းကြီးမိမိကိုအိမ်ခေါ်လာခဲ့တယ်ပေါ့သူမရဲ့အိတ်ခမ်းလေးကိုဝေးဝဲကြည့်လိုက်တော့တော်တော်လေးလှပပြီးတန်းရောင်တန်းနေတာမို့မင်းကလေးဆန်ဆန်ပုံစံမျိုးမှန်တန်းသိတာသည်ကျွန်တော်အိတ်ခမ်းထဲကထွက်ပြီးအပြင်ဘက်ကိုတပတ်ပတ်ကြည့်လိုက်တော့အိမ်ကတိတ်မသေးလာချေကြည့်ရတာသူမရဲ့မိသားစုနောက်ခံကလည်းအတော်အသင့်ငွေကြေးအင်အားရှိမဲ့ပုံပင်မိဖို့ကြောင့်လည်းရောက်တော့ထမင်းစားစပွဲပေါ်မှာမနက်စာပြင်ဆင်ထားပြီးသားမို့ဘိုက်ကလည်းတကူးကူးမြည်နေတာနဲ့ချက်ချင်းပဲဝင်ထိုင်ပြီးအားရပါရဆွဲလိုက်တော့ဒီစားတောက်ပြီးနောက်ရေချိုးကန်းနဲ့ဝင်ပြီးရိုးရိုးရှင်းရှင်းရေချိုးလိုက်ကတနားရီလောက်ကြာပြီးနောက်မှာတော့ဆန်ရော့ထန်ရဲ့အိမ်ကနေထွက်ခွာခဲ့သည်စိတ်ကိုပြန်ဆူဆီးရမည်ဒီဇလန်ကတော့လှပတဲ့ရေဆက်စုံမှုတစ်ခုပဲဖြစ်နိုင်လိမ့်မည်ဘာလို့လဲဆိုတော့လူနှစ်ယောက်ကြားမှာတကယ်တမ်းတန်ရောစင်မှမရှိတာအနည်းဆုံးတော့ကျွန်တော်ကသူမအပေါ်ခံစားချက်တာမှန်ပဲရှိတာမို့လှပတာကလွယ်ရင်နှလုံးသားချင်းထက်တူကြတာမျိုးမရှိချေစနစ် system ကိုပဲအာယုံစိုက်တာပိုကောင်းပါတယ်နောက်ထပ်တစ်ပတ်နေရင်တရုတ်ဆောင်ဆိုတာဘာလဲဝါစနာတရိုက်ကူးရေး stormy တင်းကတိုက်ရိုက်ထုတ်လွှင့်မှုဝါယူကြီးဖြစ်သည်အဲ့ဒီအချိန်ကျရင်ခြေစစ်ပွဲကနေစလို့ဒေတာတွင်ဘိုးလူပွဲအထိတာမိမိကတောက်လျှောက်အောင်မြင်သွားမယ်ဆိုရင်အနည်းဆုံးတော့ဇက်ကောင်ပေါင်း10ကနန်းချီပြီးအတွေ့အကြုံယူနိုင်လိမ့်မည်ပို့ပြီးတော့မျှော်လင့်မိပါရဲ့စကားလေးကတော့သွားပါပြီဗျာကြည့်ရှုအားပေးကြတဲ့တယောက်စီကိုအထူးကျေးဇူးတင်ပါတယ်ဗျာအစ်စ်ကထွက်မှတော့တေချာမသိပြင်မဲ့သူမကတော့ကျွန်တော်ရင်ခွင်ထက်ကထွက်သွားခဲ့တာကြပါပြီဗျာ